အားလုံးပဲမင်္ဂလာပါရှင်။သုံး Audio Book Channel ကနေပရိသတ်များကိုကြိုဆိုပါရရှင်။ဒီနေ့မှာတော့စာရေးသူအမှုရေးသားထားတဲ့ Sugar Daddy ဆိုတဲ့ဇာတ်လမ်းအစဆုံးကိုတင်ဆက်ပေးခြင်းပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ဝေးစား Daddy နဲ့ဝေးစားသားတို့ရဲ့ BL အချစ်ဇာတ်လမ်းလေးကိုနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်။ဇာတ်လမ်းလေးမစသေးခင်မှာ Channel လေးကို Like and Subscribe နေနဲ့ဇာတ်လမ်းတစ်တင်တိုင်းမှာတွေ့နိုင်လို့ Notification ကောင်းလေးနှိပ်ပေးပါအောင်ရှင်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ပါတော့မယ်။ဆရာဒီနေ့အေးအေးမြမိဘမဲ့ကေဟာသွားမယ်မဟုတ်လားဟုတ်တယ်အဲ့ဒါဆိုဒီနေ့အတွက်ကုမ္ပဏီအတွက်အစည်းအဝေးအချိန်စီကကျွန်တော်ရွှေ့လိုက်ပါမယ်အရေးကြီးလားအရင်တော့အရေးမကြီးပါဘူးဆရာအစည်းအဝေးကဆရာကိုယ်တိုင်မတက်လဲရပါတယ်ရှယ်ယာရှင်နေနဲ့မြေကွက်ကိစ္စတိုင်မီရုံပါโอเคအဲ့ဒါဆိုကုမ္ပဏီရဲ့ Managing Director ကိုအောင်မြင့်နဲ့လွှဲလိုက်ဟုတ်မိတ်ဆက်အာနာသူ့ရဲ့လက်ထောက်ဆိုင်းဝနာမောင်နဲ့ကုမ္ပဏီကိစ္စတိုင်မီမိကအဝေးစားလဲပြီးအေးရိပ်မြန်မိဘမဲ့ကေဟာကိုဆိုင်းဝနာမောင်နဲ့အတူလာခဲ့လိုက်တယ်။မိတ်ဆက်အာနာသူ့ရဲ့မွေးနေ့တိုင်းလိုထိုကေဟာလေးကိုလာကအလူတန်းလုပ်လို့ရှိနေတယ်။မိတ်ဆက်အာနာဆိုတဲ့လူသားကမြန်မာနိုင်ငံရှိအသက်ငယ်ဆုံးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးတော့တော်ပွန်စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်တယ်။အသက်အရွယ်ငယ်ပေမဲ့လည်းစီးပွားရေးလုပ်ငန်းမှာပြိုင်ဆိုင်ရှာလူငယ်တူဖြစ်နေတယ်။လုပ်ငန်းတိုင်းလိုဒုမတ်နေကြများသာအဓိကလှုပ်ဆောင်ရလေတယ်။မိတ်ဆက်အာနာကိုယ်တိုင်ရေးဆွဲပြီးမှသာလျှင်လက်အောက်ငယ်သားတွေကမဲရဲ့အမေတိုင်းမဲရဲ့အစီအစဉ်တိုင်းလှုပ်ဆောင်ကြရလေတယ်။ရုပ်ရည်အင်မတန်ချောမောပြီးတော့တီကျင်လုံးနဲ့မိတ်ကိုလူကျင်နေတဲ့မိမတွေကလည်းတူးနဲ့တည်ပင်မိတ်ကိုလာရောက်ချင်းကပ်တဲ့မိမတွေကမိတ်ကိုကြိုက်တာထက်မိတ်ရဲ့ငွေကြေးတွေကိုမှတ်မောလို့သာဖြစ်ကြလေတယ်။တမတ်ဖန်းကျင်တဲ့သူတွေကလည်းနေရိုင်းလိုမိတ်ကိုချင်းကပ်ကြလေတယ်။သို့တော့မိတ်ဆက်အာနာဆိုတဲ့လူသားကစီးပွားရေးရလွယ်ကျန်တာစိတ်မဝင်စားတဲ့သွေးအေးတဲ့လူသားဖြစ်လေရဲ့အကြီးအပြုံးမရှိတီကြီးအေးဆက်လွန်လာနေတယ်မိတ်နဲ့ပြောရေးဆိုခွင့်ရှိသူဆိုလို့ဆိုင်းဝနာမှာတယောက်သာရှိနေတယ်မိတ်ပေါ်အသေးခံဆုံးလူသားမိတ်ရဲ့အချစ်ဆုံးတငယ်ချင်းဆိုလဲမမချင်းအလောက်ခွင်မှာဆရာတပည့်ဆက်ဆံရေးသာရှိပေမဲ့အပြင်မှာဆိုရင်တငယ်ချင်းဆက်ဆံရေးမျိုးပဲမိတ်ဒီနေ့ကုမ္ပဏီအစီအစဉ်တွေအားလုံးကိုဖျက်လိုက်ရမလားမလို့ပါဘူးငါမန်နေဂျာနဲ့အားလုံးလွှဲလိုက်ပြီမနေ့ပြန်နိုင်ငံခြားရှယ်ယာရှင်တွေနဲ့ဆွေးနွေးပွဲရှိရင်မင်းကိုယ်တိုင်တက်မှာလားโอเคအဲ့ဒါဆိုငါအချိန်စီရမှတ်ထားလိုက်တော့မယ် Happy birthday mate ဒီနေ့တော့မင်းအတွက်ငါလက်ဆောင်မပြင်ခဲ့ဘူးမလို့ပါဘူးကွာလက်ဆောင်တွေယူနေရအောင်ငါခလေးလည်းမဟုတ်တော့လားဒါနဲ့ဒီနေ့ကြောင်မှလှူမန်းပစ္စည်းတွေအားလုံးဝယ်ပြီးပြီလားဝယ်ပြီးပြီငါကားတစ်စီးနဲ့အရင်ပို့ခိုင်းလိုက်တယ်โอเคမိတ်ကိုကားနဲ့လိုက်လာခဲ့ရမကြမီပင်နှစ်တိုင်းလာနေကြအေးရိပ်မြန်မိဘမဲ့ကေဟာကြီးကိုရောက်လာခဲ့တော့တယ်။မိတို့ရောက်တယ်ဆိုတာနဲ့ရင်းနှီးနေပြီဖြစ်တဲ့မိဘမဲ့ကျောင်းမအကြောင်းဆရာမကြီးကတခြားကလေးတွေကိုမိတ်ကိုလာရောက်ကြိုဆိုကြတယ်။ဆရာတို့ရောက်လာပြီလား။ဟုတ်ကဲ့ဆရာမကြီးကျွန်တော်တို့လူမဲ့ပစ္စည်းတွေတင်ထားတဲ့ကားနဲ့ပို့လိုက်တယ်ရောက်ပြီတင်တယ်။ဟုတ်ကဲ့ရောက်ပါပြီရှင်။အထဲကိုကြွားကြပါရှင်။ကျောင်းအုပ်ဆရာမကြီးကမိတို့ခရီးဦးကြိုတော်မှုမိန်းနဲ့ဆိုင်ဝဲနာတို့ဆီယာမာကြီးခေါ်ရနောက်ကိုလိုက်လာခဲ့ကြတယ်။ပြီးနောက်အသင့်ပါလာတဲ့ကျောင်းအတွက်ကလေးများအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုလှူပြီးထပ်မံပြီးမိုးမလုံတဲ့နေရာပြင်ဆင်စရာရှိရာတွေကိုပြင်ဆင်မှုအတွက်ငွေသား300လှူခဲ့လိုက်နေတယ်။မိလှူစရာရှိရာတွေလှူပြီးရမှုမိန်းနဲ့ဆိုင်ဝဲနာတို့ကကျောင်းကိုလှည့်ပတ်ကြည့်ကြတော့တယ်။တနေရာရောက်မှအခန်းတစ်ခုတွင်မှစူညံနေတဲ့တန်ကြောင့်မိန်းနဲ့ဆိုင်ဝဲနာတို့အတန်လာရာကြည့်လိုက်ကြတယ်။ဖို့သာဆရာမမေးနေရလေကြောရဲ့ခဲတန်းကိုတားယူတာဟုတ်လို့လားလို့မေးနေရလေမှန်မှန်ဖြေနော်ဟုတ်လားမဟုတ်ဘူးလားဆရာမကိုပြောဖိုးသားဆိုတဲ့ကလေးလေးကမျက်နှာလေးခက်ထန်စွာနဲ့ဆရာမကိုကြည့်ပြီးတော့တားမယူဘူးလို့ပြောပြီးပြီလေတားလို့ကောင်ကမရှိရင်နေပါစေသူများပစ္စည်းလုံးဝမခိုးဘူးဆရာမခဲတန်းမရှိလို့စာရေးစရာမရှိရင်တော့တားလက်ညို့ဓာတ်နဲ့လှီးပြီးစာရေးပြမယ်သူများပစ္စည်းဘယ်တော့မှမခိုးဘူးမိန်းနဲ့ဆိုင်ဝနာထိုကလေးလေးရဲ့အဖြေစကားကြောင့်သဘောကျစွာရှင်းမိလိုက်တယ်။မိเจ้าကိုတပတ်လှည့်ကြည့်ပြီးတော့ကျောင်းဆရာမကြီးထံလာခဲ့လိုက်တယ်။ဆရာမဟုတ်ကဲ့ပြောပါရှင့်။ကျွန်တော်ဖိုးသားဆိုတဲ့ကလေးလေးကိုမွေးစားခြင်းနဲ့စာကြုံနဲ့ဖြစ်ဖြစ်ပေါ့အမွေစားအမွေကံဖြင့်မွေးစားခြင်းပါတယ်။ဟုတ်ကဲ့ဆရာတို့သဘောပါရှင့်။ကလေးလေးကအရန်ကိုလိမ္မာတဲ့ကလေးပါ။နာမည်ရင်းကထူးမြတ်လင်းပါ။ဟုတ်ဆရာမရေထူးမြတ်လင်းလေးကိုသွားခေါ်ခဲ့ပါ။ဟုတ်ဆရာမကြီးကျောင်းဆရာမကြီးမှဆရာမလေးတယောက်ကိုဖိုးသားကိုအခေါ်လွှတ်လိုက်တာမို့ဂျစ်ကန်ကန်ကောင်းစိုးလေးကဆရာမလေးနဲ့အတူခဏကြာမှမိန်တို့ရှိအောင်လာခဲ့လိုက်တယ်။လာပါဦးဖိုးသား
ဟုတ်ဖွားဖွားဆီယာမကဲဖွားဖွားပြောမယ်နားထောင်တော့ဒီကဦးဦးကတားကိုသူ့ရဲ့သားဖြင့်မွေးစားခြင်းလို့တဲ့အဲ့ဒါသားဘလူသဘောရလဲသားသဘောကဖွားဖွားအတိုင်းမှာဖွားဖွားကဲဒါသားကိုမွေးစားမဲ့ဖေဖေမိတ်ဆက်အာနာတဲ့မှတ်ထားတော့သားရဲ့ကျေးဇူးရှင်ပဲဟုတ်ဖွားဖွားသားမှတ်ထားပါမယ်ချတဲ့ဒီနေ့အစပြီးမင်းကိုဒယ်ဒီလို့ခေါ်ရမယ်ကြားလားပြီးတော့မင်းရဲ့နာမည်ကထူးမြတ်လေးမဟုတ်တော့ဘူးဒီနေ့အစပြီးမင်းရဲ့နာမည်ကထူးဆက်အာနာဖြစ်သွားပြီမင်းရတာစကားတွေဆွနေပေမဲ့ချတဲ့လေးကအရင်မလို့ချတဲ့ကိုပြောနေရကြားလားမင်းဘလို့ချစ်ကန်ကန်ကလေးလေးလဲရုပ်လေးကရိုက်ပေါက်နဲ့ရိုက်ချင်စရာလုံနေရလားဒယ်ဒီကလည်းဒယ်ဒီဒီမှာလေကောင်းနေတန်ရှူနေပါတယ်ဆိုမှအရန်စကားများပါပဲမင်းကပြန်ပြောနေရပေါ့လေဘာလဲမကျေနပ်ဘူးလားမင်းကပြောပါအောင်တောက်ကလေးမင်းကဘသူ့အားကိုနဲ့အားခံနေရလဲမင်းအသက်ကဘလောက်မို့လို့လဲတားအသက်ကဒယ်ဒီနေဘာလဲမသိရလားမသိဟန်ဆောင်တာလားဒီကလေးအကောင်းမေးနေအောင်တားလည်းအကောင်းဖြစ်နေရလေဒယ်ဒီကဒီနေ့တားကိုမွေးစားခဲ့တာဆိုတော့ဒယ်ဒီကတားကျေးဇူးရှင်မော့ဒီရောဒီနေ့အစပြီးဒယ်ဒီလူသက်ရှင်ပြောတော့တားသက်ပေမယ်ဒယ်ဒီကိုယ်တိုင်တက်ရင်ဒယ်ဒီလက်တွေသွေးစွန်းမှာဆိုလို့တားကလူတက်ရင်ဒယ်ဒီကအလောင်းမဲ့ဖြောက်ပဲဟာဒီတောက်ကလေးကတော့မင်းကလူပါတက်ချင်နေအောင်မင်းအသက်ကဘလောက်မို့လို့လဲ6နှစ်ပြည့်ရောမှလေလူကြီးဖြစ်ပြီမိန်းနဲ့ဆိုင်ဝနာတို့ထူးမြတ်လေးရဲ့အဖြစ်စကားကြောင့်ဟဟပပရှိလိုက်ကြတယ်မိတ်မင်းတော့မင်းစီယာပေါက်စာလေးနဲ့တွေ့ပြီမနိုင်စိန်လေးဟာမိတ်ပင်သူ့နှစ်ဖူးသူ့ပြန်ရိုက်ကနဲ့ချစ်ကန်ကန်မျက်နှာပေးလေးနဲ့6နှစ်အရွယ်ထိုးကလေးကိုကြည့်ကသဘောကျစွာရှိမောမိလိုက်တော့တယ်ကဲဘေဘီတူဒါခမားလေးနေရမယ်အိမ်ဒယ်ဒီအိမ်ကနေကျူးဆိုပါတယ်ဝါအိမ်ကြီးကကြီးပဲဒီမှာဒယ်ဒီရဲ့သားရဲ့2ယောက်တည်းနေရမှာလားဒါပေါ့2ယောက်တည်းမနေလို့ဘသူကိုခေါ်ထားခြင်းလို့လဲအဲ့ဒါဆိုဒီကားမောင်းတဲ့ဦးကဘယ်မှာနေရလဲဒယ်ဒီလာအိမ်ထဲဝင်မယ်သွားနားမခေါ်နဲ့မလိုက်ဘူးဘာကောက်သွားတာတော့ကဲမဲရေငါတော့ပြန်ပြီငါတော့မင်းကိုမြင်ရောက်သေးရဲ့ဆိုင်ဝနာတယောက်မိတ်တို့ကိုကြည်ကတက်ပြင်းလေးချပြီးတော့မိတ်ကိုနှုတ်ဆက်ပြီးတော့အိမ်မထွက်လာခဲ့လိုက်တယ်ဘာဖြစ်တာလဲကွာခုနကတော့စကားတွေအများကြီးပြောနေပြီးတော့လာအိမ်ထဲဝင်မယ်မဝင်ဘူးလာမခေါ်နဲ့ကြည်ဒီတောက်ကလေးနဲ့တော့မဝင်ခြင်းလဲဝင်ရမယ်လှုပ်တားကိုလှုပ်ဒယ်ဒီအချင်းပုံကြီးနဲ့တားမနေဘူးမိတ်ဘေဘီကိုတန်းကခေါ်လာတာမို့ဘေဘီတယောက်မိတ်ရဲ့ကြောပြင်လေးကိုရိုက်နှက်ကရုံးကန်လို့နေခဲ့တော့တယ်မိတ်အိမ်ထဲရောက်ပြီးမို့ဘေဘီကိုအိမ်ကန်တဲရှိဆိုဖာပေါ်မှာချပေးလိုက်တယ်ဒယ်ဒီကိုစိတ်ကောက်နေမုံမကြွေးဘူးနော်မကြွေးကြည့်ပါလားဖွားဖွားဆီယာမစီပြန်มาပေါ့တောက်ကလေးဒါမျိုးကြတတ်တယ်ကဲပြောဒယ်ဒီကိုဘာစိတ်ကောက်တာလဲမသိရလားမသိကြအောင်ဆောင်းလာတာပြောတားကိုကြောင်လေးများထင်နေလားဂုတ်ကနေဆွဲချတာအဲ့ဒါကြောင့်ဒယ်ဒီကိုစိတ်ကောက်နေရပေါ့ဟုတ်စဟုတ်တယ်ဟုတ်ပါပြီနောက်တစ်ခါဒယ်ဒီအဲ့လိုမလုပ်တော့ဘူးဟုတ်ပြီလားခရီးလဲပန်းလာတယ်ဆိုတော့ရေရင်ချိုးမယ်ပြီးမှဒယ်ဒီညစာချက်ကျွေးမယ်ဟုတ်ပြီလားဟုတ်ကဲဘေဘီရေချိုးနော်ဒယ်ဒီညစာသွားချက်အောင်မယ်ဟုတ်တယ်ဒီမိတ်တရထူးငယ်လေးရေချိုးနေရမို့မိဖို့ကန်နေဝင်ကညစာအတွက်ကိုယ်တိုင်ချက်ပြုတ်နေရတယ်ဟင်းနေမှာအများကြီးပါလားဒယ်ဒီဘာလဲဘေဘီကမကြိုက်လို့လားကြိုက်တာပေါ့အများကြီးကိုစားမှာချစ်တာဒယ်ဒီကိုထူးငယ်စားကျင်တာတွေစားရတော့မှမလို့ပျော်မြူးနေခဲ့တော့တယ်မိန်းနဲ့ထူးငယ်တို့ညစာစားပြီးစောစီးစွာပင်အိယာဝင်ခဲ့လိုက်ကြတယ်မော်နီဒယ်ဒီမော်နီဘေဘီအစောကြီးနိုးနေပါလားဘေဘီညာအိမ်မပြောလို့လားညာဘက်အိမ်မြရဲ့ဒယ်ဒီကိုနိုးနော်သိလားဟုတ်တယ်ဒီဒါနဲ့ဘေဘီဒီနေ့ဒယ်ဒီအစည်းအဝေးရှိလို့ကုမ္ပဏီကိုစော်ကြီးသွားရလိမ့်မယ်အဲ့ဒါခဏနေဘေဘီကိုအဖော်လုပ်ဖို့ဦးဆိုင်ဝနာလာလိုက်မယ်နော်မဲရဲ့ပြောကြောင့်ရှင်လန်းနေရဲ့ထူးငယ်ရဲ့မျက်နှာညှိုးငယ်သွားတော့တယ်။ตาအိမ်မှာမနေခဲ့ကျင်ဦး။ตาလည်းလိုက်ခဲ့မယ်နော်ဒယ်ဒီ။ဟုတ်ပြီ။အဲ့ဒါဆိုဒယ်ဒီနဲ့ကုမ္ပဏီကိုလိုက်ခဲ့။ကုမ္ပဏီမှာလိုက်မစော့ပါဘူးလို့ဒယ်ဒီကိုဂတိပေး။ตาဂတိပေးပါတယ်ဒယ်ဒီရဲ့။ထူးငယ်တယောက်မိထံမှာခွင့်ပြုချက်ရတာမို့အိမ်ပေါ်တန်းမှာသူ့ရဲ့အိတ်ခမ်းလေးစီကိုပြေးတက်သွားကအဝေးစားနေပြီးတော့ကြောဘိုးအိတ်လေးပါလွှဲလာလိုက်တယ်။ဘေဘီကြောဘိုးကြီးကဘာလို့ယူခဲ့ရလဲ။ဒယ်ဒီမသိပါဘူး။တားကိုပွေ့တယ်ဒီမိမိကိုလက်လေးနှစ်ဖက်ကမ်းပေးလာတာမို့ဘေဘီကိုပွေ့ချီကကားပေါ်ကိုတင်ခေါ်လာလိုက်တယ်ဒယ်ဒီအလောက်ကအဝေးကြီးလားမဝေးပါဘူးဒယ်ဒီရဲ့ရှေ့နားဆိုရောက်ပါပြီဟုတ်မိကားလေးကိုပုံမှန်အတိုင်းမောင်းလာခဲ့ရ
မကြမီမေရဲ့စောင်းလုပ်ရေးကုမ္ပဏီကြီးကိုရောက်လာခဲ့လျော့တယ်။မော်နီးစီယာဝန်ထမ်းကောင်းမလေးတွေကမိကိုနှုတ်ဆက်တာမို့မိကောင်းလေးသာနှိပ်ပြခဲ့လိုက်တော့တယ်။ဆရာကြည်လာတာဘသူကလေးလေးလည်းမသိဘူးနော်။ချစ်စရာလေးကလေးလေးအေးဟဲ့ငါတို့ဆရာမိန်းမရှိရဲ့အတန်လည်းမကြားမိပါဘူး။မိကုမ္ပဏီတဲကိုဝင်တာနဲ့မိနဲ့အတူပါလာတဲ့ထူးငယ်ကြောင့်ဝန်ထမ်းကောင်းမလေးတွေထူးဆန်းစွာတီတိုးပြောနေကြတော့တယ်။ဟိမန်ရုံးကနေခဏဝင်ခဲ့။ရောက်ပါပြီဆရာ။အစည်းအဝေးရဘယ်ချိန်လဲ။နောက်9မိနစ်နေစပါပြီဆရာ။ခဏနေအစည်းအဝေးသွားနေရောဘေဘီကိုစောင့်ရှောက်ထားပါ။ဟုတ်ဆရာ။ဘေဘီဒယ်ဒီခဏနေအစည်းအဝေးတက်ရတော့မယ်။ဒီဟာမမနဲ့လေးလေးမမနေခဲ့နော်။ဟုတ်တယ်ဒီ။ဟဲ့ဟိမန်ဒါဘသူကလေးလေးရဲ့လဲ။ဆရာသားလေးရဲ့ချစ်စရာလေး။တတလာမမနာမမမဝဲကြွေမယ်။ကောင်တာနားမှာထိုင်နေရဲ့ဝန်ထမ်းမလေးကတူးငယ်ကိုခေါ်တာမို့တူးငယ်ကောင်မလေးနားကိုဝင်ထိုင်လိုက်တယ်။တသားနာမည်ဘလို့ခေါ်လဲ။သားနာမည်ကထူးဆန်းအာနာပါ။ချစ်စရာလေးတော့အသက်ကဘယ်လောက်ရှိပြီလဲ။6နှစ်ပါ။အမလေးချစ်လိုက်တာချစ်စရာလေးကြည့်ပါအောင်။မမလည်းချောချောလေးဝန်ထမ်းကောင်မလေးတွေကထူးငယ်ကိုကြည့်ကဥရားလာတာမို့ချစ်စရာကောင်းလို့နဲ့ထူးငယ်ရဲ့ပါးလေးကိုညှစ်လိုက်ထူးငယ်ရဲ့ပါးလေးကိုမှုမွေးပေးလိုက်နဲ့ကောင်းတာတစ်ခုလုံးစုညံနေရော့တယ်။ဘေဘီတရားဝန်ထမ်းမမတွေကြားပြောနေချိန်မှာမိမအကျိတ်ကြသွားလည်းမသိမိရဲ့အစီဝေးပြီးသွားခဲ့တော့တယ်။မိကိုယ်တိုင်ဘေဘီကိုလာရောက်ခေါ်ခြင်းဖြစ်နေတယ်။ဟာတဲဒီတောက်ကလေးကောင်မလေးတွေကြားထဲပြောနေရဲ့ပေါ့ဟုတ်လား။မမတွေကတောင်းမဝဲကြွရဒယ်ဒီပင်မန်းသွားပြီလားမပင်မန်းပါဘူးဒီလောင်လေးရတော့ဒယ်ဒီပင်မန်းနေရဲ့အာပွားဟာတောက်ကလေးဘယ်လိုလာနှမ်းနေရလဲမိရဲ့ပေါင်မော်ထိုင်ကမိကိုဖက်ပြီးတော့မိရဲ့နှကန်းလေးကိုတမွားမွားနဲ့နန်းနေရဲ့ဘေဘီကြောင့်မိမျက်လုံးများပင်ပြူသွားတော့တယ်ဒါနဲ့ဘေဘီဒယ်ဒီဒီလောင်မုတ်တွေရောထမင်းတွေရောကျွေးထားတာတော့ဘေဘီကဘာလို့ဝမလားလဲဒယ်ဒီကိုမစားရသေးလို့ဒီတောက်ကလေးရောငါလှုပ်လိုက်ရရင်သေတော့မယ်ဘေဘီကခုမှအသက်ငယ်ငယ်လေးရှိသေးရဒယ်ဒီကိုဘလို့ကောက်ွယ်ပေးမှလဲဒယ်ဒီကတားကိုအထင်မသေးပါနဲ့နော်တာလူကြီးဖြစ်ပါပြီအခုမှအသက်က6နှစ်တောင်မပြည့်သေးရဘယ်ဘလို့လူကြီးဖြစ်တာတော့ဒယ်ဒီကလည်းတားလူကြီးဖြစ်ပြီဆိုဖြစ်လိုက်ပေါ့အဖိုးကြီးကြနေရပဲအရန်စကားများတာပဲဒယ်ဒီကထုံးငယ်တရမိပောင်မော်ထိုင်ကမိကိုတကယ်လူကြီးလေးလို့ပြောနေတဲ့ပုံလေးကချစ်စရာအတိဒယ်ဒီတားပိုက်စားပြီဒယ်ဒီရောပိုက်စားပြီလားဒီမှာတားကဒယ်ဒီစားဖို့မဟုတ်တယ်ယူခဲ့တာဒါကြောင့်မနေ့ကကြောပွဲ၍ယူခဲ့တာပေါ့ဟုတ်လားထူးငယ်မိတ်ကိုအာလူးကြော်ခွန့်ကျွေးနေရမို့မိတ်ထူးငယ်ခွန့်ကျွေးရဲ့မုတ်ကိုစားနေရတယ်ကောင်းလားဒယ်ဒီကောင်းပါတယ်ဘေဘီရဲ့မိတ်အသက်29သာပြည့်လာတာမိတ်ကိုအခုလိုပျော်ရွှင်အောင်ဘသူကမှမလုပ်နိုင်ခဲ့ပဲမိတ်ထူးငယ်ခွန့်ကျွေးတဲ့အာလူးကြော်လေးကိုစားကချစ်စရာကောင်းတဲ့ထူးငယ်လေးရဲ့ပါးလေးကိုမှုမွေးပေးလိုက်တော့တယ်ချစ်ဖို့ကောင်းတဲ့ဒယ်ဒီရဲ့ဖေဘီလေးဘေဘီခဏနေဒယ်ဒီကုမ္ပဏီရဲ့လိုက်ကြည့်အောင်မယ်ဘေဘီရောဒယ်ဒီနဲ့တူလိုက်ကြည့်မလားဒါမှမဟုတ်ဒီမှာပဲစော့နေခဲ့မလားသားလဲလိုက်မယ်လေနော်သားတယောက်တည်းမစော့ချင်ပြင်းတယ်ဟုတ်ပါပြီဗျာဒါဆိုသွားကြမယ်လေထဒယ်ဒီပွေမယ်သားလမ်းလျှောက်လိုက်မယ်ဒယ်ဒီပင်မနေမှာပေါ့ဟုတ်ပါပြီဗျာတဘောဒယ်ဒီရှေ့ရသွားဝန်ထမ်းကောင်းမလေးတွေတွင်ရင်ဖလိုင်ကင်လုံးပြတရားမှုရုံးဝကောင်းမလေးတွေကထူးငယ်ဦးကြီးကဥရေရားလို့နေကြတော့တယ်ချစ်ဖို့ကောင်းလိုက်တာနော်လုံနေပုံလေးကကြည်အောင်ဟုတ်ပါနေ့လည်စာတမင်းစားချိန်ရုံးစင်းချိန်မို့မိန်ဘေဘီကိုခေါ်ကမိန်ဖွင့်ထားတဲ့ Blue Sky စားတောက်ဆိုင်ကိုခေါ်လာခဲ့လိုက်တယ်။ဘာစားမလဲဘေဘီဒယ်ဒီကျွေးရစားမယ်လေနော်။အဲ့ဒါဆိုဒယ်ဒီဘေဘီစားဖို့သွားချက်လိုက်မယ်ခဏဆောင်နော်။ဒယ်ဒီကလည်းသူများစာကြီးကိုဒယ်ဒီကဘာလို့ချက်မှာလဲ။ဘေဘီရဲ့ဘာများလဲလို့ဒါဒယ်ဒီဖွင့်ထားတဲ့ဆိုင်ကဘေဘီရဲ့ဒယ်ဒီကအလုပ်တွေအများကြီးပါလား။စောင့်နေနော်။ဒယ်ဒီခဏနေပြန်လာမယ်ဟုတ်မဲ BIB ခန်းထဲမှာတူးငယ်ကိုထားခဲ့ပြီးတော့မိဖို့ကြောင့်နဲ့ဝင်လာခဲ့လိုက်တယ်ဆရာနေ့လေစာလာစားရလားဟုတ်တယ်ကိုတန့်အဲ့ဒါဆိုဆရာဘာများသုံးဆောင်မလဲကျွန်တော်ချက်လိုက်ပါမယ်ရပြီကိုတန့်ကျွန်တော်ဘာသာပဲချက်လိုက်ပါမယ်ဧည့်သည်တွေအတွက်ပဲချက်လိုက်ပါဟုတ်ဆရာဧည့်သည်တယောက်ကဆရာနဲ့တွေ့ကြလို့တဲ့အဲ့ဒါဆိုဒီချက်ထားတဲ့ဟင်းပွဲတွေကိုအပေါ်တက် VIP အခန်းနံပါတ်1ကိုပို့ပြီးပါကိုတန့်ဟုတ်ဆရာမဲဧည့်သည်ဆိုတာနဲ့ချက်လက်စောက်တွေကိုကိုတန်းအောင်လွှဲပြီးဆိုင်ရှိထွက်လာခဲ့လိုက်တယ်။မိတ်မတွေ့ရကြပြီနော်
မိတ်ဆိုင်ထဲဝင်လိုက်တာနဲ့မိတ်ကိုနှုတ်ဆက်တဲ့အမျိုးသမီးကြောင့်မိတ်မျက်နှာအရင်အားထပ်ပိုးပြီးတော့ခက်ထန်သွားတော့တယ်။မင်းဘာကိစ္စငါဆိုင်ရောက်လာလဲ။ဟောမိတ်ရဲ့ဂျူလီယာမိတ်ကိုတွေးချင်လို့အော်စီယာနေပြန်ရဲရောက်ချင်းမိတ်စီလာခဲ့တာလေ။ဘာလဲမိတ်ကတို့ကိုမကြိုးစိုးဘူးလား။ဒီမဲ့တော့ဂျူလီယာကျွန်တော်ဆိုင်ကခမားလိုမိန်းမမျိုးမကြိုးစိုးဘူး။ခုချက်ချင်းကျွန်တော်ဆိုင်တွေကထွက်သွားပါ။တို့ကလည်းလာခြင်းတို့တော့ထင်မနေနဲ့နော်။မင်းရဲ့တယ်ဒီကမင်းကိုလာကြည့်ခိုင်းလို့တို့လာခဲ့တာမလို့ပါဘူးကျုပ်ဘဝမှာအဖေဆိုတာမရှိဘူးနောက်ခမားလိုကောက်ကျစ်တဲ့မွေဟောက်လိုမိရွေးမျိုးလည်းကျုပ်ကမကြိုးစို့တယ်ဒီဘာတွေဖြစ်နေရလဲဘေဘီဘာလို့လိုက်လာလဲတယ်ဒီဆိုပါလားဘယ်ချိန်တော့မှလက်ထက်လိုက်တာလဲဘာလဲတို့ထားခဲ့တော့စိတ်တွေလေးလွင့်ပြီးမိမထယူလိုက်တာလားရီစားဟောင်းမကျင်းတဲ့တာနဲ့ပဲမိမထယူရောလားမေရဲ့တယ်ဒီရုပ်ဆိုးဆိုးနဲ့အန်တီကြီးကဘာတူလဲသူအားပါကြောင့်ဒယ်ဒီကိုခုလိုပြောရတယ်ဒီမဲ့ဂျူလီယာမင်းနဲ့ကအရင်ကပတ်သက်ခဲ့ဘူးတဲ့ငါ့ကိုတိတ်ယုံနေသိလားမင်းလိုငွေမတ်တဲ့မိန်းမမျိုးကတိတ်ကြောက်စရာကောင်းတယ်နောက်ပြီးငါးဆိုင်နေရခုချက်ချင်းထွက်သွားမင်းလိုမိန်းမမျိုးငါးဆိုင်နဲ့ရောက်နေရငါးဆိုင်ကြက်တည်ရုပ်တယ်ကိုတန့်အဲ့ဒီမိန်းမထွက်သွားရင်ဆိုင်ကိုတရော်ကင်မိုးနဲ့ဆေးလိုက်ပါအမင်္ဂလာတွေကြောင့်ဆိုင်လက်ပိတ်တယ်ဟုတ်စီအောင်မေတူးငယ်ကိုပွေးချီကအပေါ်တန်း VIP အခန်းထဲကိုပြန်လာခဲ့လိုက်တယ်။ဒယ်ဒီကိုစိတ်မကြည်အောင်လုပ်တဲ့မိန်းမယူတာသွားတတ်ပြစ်မယ်။ကဲဘေဘီထမင်းစားမယ်။ဘေဘီတက်စရာမလိုပါဘူး။သူ့လိုမိန်းမမျိုးကထိဖို့မတန်အောက်တန်းကြလုံးလို့ဒါမဲ့သားမကျင်နဲ့ဘူး။အဲ့ဒီရုပ်ဆိုးဆိုးအန်တီကြီးကိုဒယ်ဒီစိတ်ထဲမထားနဲ့သိလား။နောက်ဆိုအဲ့မိန်းမကြီးလာရင်ဒါဒယ်ဒီရှိရကောက်ွယ်ပေးမယ်သိလား။တွန်းငယ်ကမိထိုင်နေရဲ့ခုံလေးငါးကိုလာကမိလက်ကိုတွန်းငယ်ရဲ့လက်သေးသေးလေးနှစ်ဖက်နဲ့စုပ်ကန်ကမိကိုကားကွယ်မဲ့ပြောနေပုံလေးကမိအတွက်တကယ်ပင်ကြည်နူးစရာဖြစ်စေခဲ့တော့တယ်။မိတုံးနေလဲစားစားပြီးတော့ကုမ္ပဏီကိုပြန်လာခဲ့ကြတယ်။ဒယ်ဒီတားအိတ်ချင်တယ်။အဲ့ဒါဆိုဒယ်ဒီရုံခန်းထဲမှာသွားအိတ်နေလေဒယ်ဒီစီးရင်စစ်စရာလေးစစ်လိုက်အောင်မယ်။ဟုတ်တယ်ဒီမိညနေရုံစင်းကျင်ရောက်တော့လဲတွန်းငယ်ရမနှိုးသေးရမို့တွန်းငယ်လေးကိုအသာပွေးချီရကားပေါ်ကိုတင်လိုက်ပြီးတော့ကားကိုဖြင်းငင်းစွာမောင်းလာခဲ့လိုက်တယ်။ဘေဘီကိုရီပူနေပါလားမကြမီမှာမိတ်ပင့်ထားတဲ့ဒေါက်တာမိတ်အိမ်ကိုရောက်လာခဲ့တော့တယ်ကြွပါစရာကျွန်တော်ရဲ့ဘေဘီနေ့လေတည်းကအိတ်နေရခုညနေမှာဖျားနေမှန်းသိလို့ပါဟုတ်ကျွန်တော်စစ်ဆေးပေးပါမယ်ဗျဟုတ်ခလေးကအေးပတ်တာပါညဘက်တည်းခလေးကိုတယောက်တည်းတိတ်တာလားဒီရွယ်ကလေးတွေကတေချာဂီယူဆိုင်ပေးရမယ့်အရွယ်မို့လို့ခလေးတွေကိုတယောက်တည်းမသိဖို့အတွက်ပြောချင်ပါတယ်ဟုတ်ကျွန်တော်နားလဲပါပြီဆရာကျေးဇူးပါမေဒေါက်တာကိုလိုက်ပို့ပြီးတော့ဘီဘီအဝတ်တီကိုသူ့ရဲ့ခန်းထဲကိုပြောင်းလိုက်တယ်။ပြီးရင်တော့ဘီဘီကစားစရာအယုတ်တွေအစမေအခန်းထဲကိုယူလာပြီးတော့ဘေဘီကိုမေသူ့ရဲ့အိပ်ယာလေးထက်ကိုပွေ့ချီလာလိုက်တယ်။ဒယ်ဒီတားအောင်မထားခဲ့ပါနဲ့။နော်အဲ့မိမယုံမကျေနပ်ဘူး။တားရဲ့ဒယ်ဒီကိုစူတာအဲ့မိမယုံမကျေနပ်ဘူး။မေအိပ်ရင်နဲ့အဖျားတွေတက်ကရောင်နေတဲ့ဘေဘီလေးကိုရင်ဝင်ထဲပွေးဖက်ထားလိုက်တယ်။ဘေဘီရဲ့စိတ်ချပါဒယ်ဒီဘေဘီအနားမှာပဲအမြဲနေမှာပါနှွေးထွေးစေလိုက်တာဖေဘီရဲ့ဒယ်ဒီဘဝရဲ့စဝင်နေရဘေဘီကဒယ်ဒီရဲ့အပိုင်ဒယ်ဒီအတွက်အရာရပဲမေသူ့ရင်ခွင်နေတဲ့ကွေးကွေးလေးအိတ်နေရှာတဲ့ဘေဘီရဲ့နှဖူးလေးကိုအနမ်းလေးချွေလိုက်ကဘေဘီကိုတသေးလေးကိုတိမ့်ဖက်ထားလိုက်တော့တယ်ဘေဘီဘာလုပ်နေရလဲမေရင်ခွင်နဲ့အိတ်နေရမှာမေရဲ့ညဝတ်အင်ဂျီလေးအောက်တိုးဝင်လာခဲ့တယ်ဘေဘီနိုးလာပြီလားဘာလို့ဒယ်ဒီအင်ကြီးရဲ့ဝင်နေရလဲဘေဘီရဲ့တားချမ်းတယ်ဒယ်ဒီဘေဘီအဖျားတက်နေရလားမိတ်တယောက်စိုးရိမ်စွာနဲ့မေးပေမဲ့ထူးငယ်ဘာမှပြန်မဖြစ်မေရဲ့အင်ကြီးရဲ့သားတိုးဝင်နေရော်တယ်ဒယ်ဒီတားဖိုက်စားတယ်အဲ့ဒါဆိုရင်ဒယ်ဒီပေါင်မုံနဲ့နွားနို့ပူပူလေးတွားယူပေးမယ်နော်မတွားနဲ့ဒယ်ဒီနို့ပဲစိုးတော့မယ်ဟာဒယ်ဒီကဘလို့လို့နို့ရထွက်မှာလဲစိုးမှာပဲဘေဘီဘာတွေလုပ်နေရလဲဟင်းနော်စိတ်တွေမနှဲထိန်နေရတယ်ဒီကလေးနဲ့တော့ထူးငယ်တယောက်နှူးဆွရင်နဲ့အိပ်ပျော်သွားတာမို့မိတ်ထူးငယ်ကိုအင်ကြီးနေထဲမှာအပြင်ကိုအသာထုတ်လိုက်ကမိတ်တယောက်လင်းမြန်စွာရေချိုးကန်းထဲကိုပြေးခဲ့ရတော့တယ်ဆယ်နှစ်ခန့်ကြာတော့ဒယ်ဒီရဲ့ဒယ်ဒီတာ10တန်းအောင်နဲ့ဒယ်ဒီဘာသာစောဂုံလူးလဲပါတယ်ဒယ်ဒီထူးငယ်တယောက်ကလေးတယောက်လိုမိတ်ရှိရကိုပြေးလိုက်လာလိုက်တယ်တကယ်လားဘေဘီဒယ်ဒီဘေဘီကအရန်တော်တာပဲအခုတာ10တန်းအောင်ပြီဆိုတော့ဒယ်ဒီသားကိုဘာလက်ဆောင်ပေးမှလဲပြော
ပေးရမှာပေါ့ကဲပြောဘေဘီကဘာလို့ကျင်တာလဲဒယ်ဒီအကုန်ဖြည့်ဆည်းပေးမယ်တကယ်ပြောရလားဒယ်ဒီတားလို့ကျင်တာပေးမှာလားတကယ်ပေါ့ဘေဘီရဲ့အဲ့ဒါဆိုတာဒယ်ဒီကိုလိုချင်တယ်ရုတ်တိလေးနဲ့ပြောလာတဲ့ထူးငယ်လေးကြောင့်မိန်နှလုံးခုန်တမ်းပြီးမြန်ဆန်သွားခဲ့ရတယ်ဟာဒီကလေးနဲ့ကတော့ဘေဘီနော်ဒယ်ဒီနော်ပြောတော့တားလို့ကျင်တာအကုန်ဖြည့်ဆည်းပေးမယ်ဆိုထူးငယ်မိတ်ပေါမော်ထိုင်ကမိတ်ကိုစိတ်ကောက်သွားတဲ့ဟန်နဲ့နှကန်းလေးစုကပြောနေခဲ့တော့တယ်ဘေဘီကလည်းကြည့်အောင်ရုတ်တရက်နဲ့စနေပြန်ပြီတော်ပြီစိတ်ဆိုးတဲ့ဒယ်ဒီကိုဘေဘီမိတ်ခေါ်နေမဲ့ထူးငယ်မကြားဟန်ဆောင်ပြီးတော့ရေခဲမောက်တာဆက်စားနေလိုက်တယ်ဘေဘီကဒယ်ဒီကိုစိတ်ကောက်နေရပေါ့လေဟုတ်လားလာမခေါ်နဲ့ဒယ်ဒီစိတ်ပုတ်ဘေဘီကလည်းဒယ်ဒီကဘာလုပ်လို့လဲသွားလာမပြောနဲ့ဒယ်ဒီကိုမတဲ့တော့ဘူးဒီကလေးတော့ခတ်ပြီဒယ်ဒီကိုလည်းကြွေးပါအောင်ဘေဘီနော်ဒယ်ဒီကိုကြွေးပါအောင်ဆိုနေစားစီဒယ်ဒီဘာသာရေခဲတစ်တာနဲ့ယူစားအကျင့်ပုတ်ကြီးဒီမှာကြည့်ဒယ်ဒီဘာဝဲထားလဲဆိုတာမကြည့်ဘူးဘာမှလာမပြောနဲ့ဘာမှမရချင်ဘူးဘေဘီကလည်းဒယ်ဒီကဘေဘီအတွက်ရည်ရွယ်ပြီးတော့ဝယ်ပေးထားတာပါဆိုဒယ်ဒီဒါလေးရဖို့အချိန်နဲ့အများကြီးအကုန်ခံပြီးမှဘေဘီအတွက်ပြင်ဆင်ထားရတာဘေဘီကမလိုချင်ဘူးဆိုမှတော့လေဒယ်ဒီပြန်ရောက်လိုက်ရုံပေါ့မိတ်တယောက်စိတ်မကောင်းတဲ့လေတံလေးနဲ့ပြောနေရမှုထူးငယ်မိတ်ရှိရာမျက်နှာမူခဲ့လိုက်တယ်ဒယ်ဒီဒါသားအတွက်လားထူးငယ်မိတ်ဘက်ကိုကြည့်ရမှမြင်ရတာကမိတ်ဖုန်းထဲမှာထူးငယ်အရန်ကြိုက်တဲ့မိုးပြရောင်နှစ်ထပ်တိုင်လေးကြောင့်ထူးငယ်တယောက်ပျော်ရွှင်ကမိတ်ကိုဖတ်လိုက်တော့တယ်ချစ်တာဒယ်ဒီကဲကြည့်ပါအောင်ခုနကျတော့ဒယ်ဒီကိုစိတ်ကောက်နေပြီးတော့မရချင်ဘူးပြောပြီးတော့ဒယ်ဒီကလည်းတားဆတာအောင်အချွဲလေးတက်လဲတက်နိုင်လို့နဲ့အဲ့အိမ်ကိုသွားကြမလားသွားမယ်ထူးငယ်တယောက်ပျော်ရွှင်စွာနဲ့အပေါ်တက်ကိုအဝေးလဲရန်ပြေးထွက်သွားတော့တယ်မကြမီမိတ်အခန်းထဲမှာထူးငယ်ကိုစောင့်နေနေထူးငယ်တယောက်အိမ်မော်တက်မှဆင်းလာလိုက်တယ်ဒယ်ဒီထူးငယ်မိတ်ကိုခေါ်လိုက်တာမို့မိတ်အကြီးကထူးငယ်လေးထံရောက်လာခဲ့တော့တယ်မိတ်မျက်တောင်မိတ်မခက်နိုင်ထူးငယ်လေးကိုငေးကြည့်နေမိရဲ့ဒယ်ဒီဘာတွေငေးနေရလဲမိတ်တယောက်မြင်များပင်ငေးနေလည်းမသိထူးငယ်ခေါ်တာကိုမကြားနိုင်ခဲ့ခြင်းဘာလို့လဲဆိုတော့ထူးငယ်လေးမှမိုးပြရောင်ဆွဲတာလေးနဲ့ဂျင်းတူလေးကိုဝစ်ဆင်ထားတဲ့အတွက်ကြောင့်ပဲဖြူဖွေးတဲ့ထိုကလေးငယ်ရဲ့အသားရည်လေးကမိုးပြရောင်အင်ကြီးလေးနဲ့လွန်စွာလိုက်ဖက်လာလေရဲ့ဒါအပြင်တွေ့တန်းနေရဲ့ပေါင်တန်လှလှလေးတွေကလည်းတစ်ဖက်လူကိုလွန်စွာဆွဲဆောင်လို့နေခဲ့တယ်ဒယ်ဒီထူးငယ်စိတ်မရှိရမှုမိတ်ရဲ့နာနာကမိတ်ကိုអော်လိုက်တယ်ဘာဖြစ်လို့လဲဘေဘီတားကဒယ်ဒီကိုမေးရမှာလေအန်ဩရာဒယ်ဒီရဲ့ငေးနေလိုက်တာများမပြောချင်ဘူးဒယ်ဒီအသက်များထွက်သွားပြီနာလို့ဒယ်ဒီနည်းနည်းအတွေးလုံသွားလို့ပါဘေဘီရဲ့ဒါပါသွားရအောင်မိတ်ကားထဲဝင်ရဲ့ကားတကားကိုဖွင့်နေစဉ်ဖုန်းမိလာတဲ့ကြောင့်ကြည့်လိုက်တော့မှဒယ်ဒီဆိုတဲ့နာမည်ကြောင့်မိတ်မျက်နှာလေးချက်ချင်းဆိုသလိုခက်ထန်သွားတယ်ဟယ်လိုမိုင်ဆန်ဘာကိစ္စရှိလို့လဲဒယ်ဒီကလွမ်းလို့ပါကွာတော့ပါဒယ်ဒီကမမီဆုံးသွားပြီးရဲ့ဒယ်ဒီဘယ်တော့မှတတိတရခေါ်ဘူးလို့လဲခုဘာကိစ္စရှိလို့ဆက်တာလဲဒီလိုပါဒယ်ဒီအကူကြီးတောင်းစရာလေးရှိလို့ညနေ9 နာရီလောက်ကျရင်မင်းညီနေအာနာမင်းသက်မြန်မာပြည်ကိုရောက်လာလိမ့်မယ်အဲ့ဒါသားညီနေအိမ်မှာခဏခေါ်ပေးထားပါလားကျွန်တော်မှဘာညီလေးမှမရှိဘူးမမီမွေးခဲ့တာကျွန်တော်တယောက်တည်းဟုတ်ပဲမိရေးကမွေးရတော့ညီမတော်နိုင်ဘူးဒယ်ဒီတားရဲ့ဒယ်ဒီတောင်းဆိုတာပါဒီတခုတော့ကုညီပေးပါဒယ်ဒီတို့ကလည်းမေးစိတ်ရှုပ်ရှုပ်နဲ့ဖုန်းကိုချပစ်လိုက်တယ်ဒယ်ဒီဘာဖြစ်တာလဲအလုပ်ကိစ္စလားမအားရင်လည်းသားတို့နောက်နေ့မှသွားကြမယ်ရတယ်ဘေဘီကိစ္စမရှိဘူးအိမ်နောက်မှာတော့ဖုန်းနံပါတ်နှိပ်ကဆိုင်ဝင်းနာမှာကိုဖုန်းခေါ်လိုက်တယ်အေးပါကွာငါ့ကိုလည်းဂျူလီယာပြောပြပြီးပြီသူ့သားမြန်မာနိုင်ငံထွက်လာတဲ့ကောင်လေးရခက်ဆိုးဆိုးမို့ကြည့်ချက်ထိမ့်မိပါတဲ့ငါသွားကြိုလိုက်ပါမယ်ကျေးဇူးသားကြီးမေဖုန်းချပြီးတော့သွားစရာရှိအောင်သာတူးငယ်နဲ့ထွက်လာခဲ့လိုက်တယ်မိတ်ဂျူလီယာဆိုင်ဝင်းနာမောင်ဆိုတာကတက္ကသိုလ်တွေကအချစ်ဆုံးတငယ်ချင်းတွေဖြစ်ခဲ့ကြသလိုမိန်းနဲ့ဂျူလီယာလည်းတငယ်ချင်းတွေဖြစ်ကြနေတယ်ကြီးမားတဲ့ပြဿနာတစ်ခုကြောင့်မိတ်ဂျူလီယာနဲ့လမ်းခွဲလိုက်ပြီးရက်အနှင်းငယ်ကြာမှမိတ်ဒယ်ဒီနဲ့လက်ထပ်သွားတယ်အိမ်နောက်အော်စီကိုပြောင်းရွှေ့သွားကြနေတယ်မိန်းနဲ့သာအဆက်အသွယ်မရခဲ့တာဆိုင်ဝင်းနာနဲ့ကတော့အမြဲတမ်းအဆက်အသွယ်ရတာမို့ဆိုင်ဝင်းနာကိုတားတော့မအောင်စောက်ရှောက်ပေးဖို့မှားနေရဖြစ်တယ်ဆိုင်ဝင်းနာတယောက်ညနေ9 နာရီမတိုးခင်လေရင်ကွင်းကိုသွားရောက်ကကြိုတင်စောင့်နေလိုက်တယ်လေရင်မောကလူလဲကုန်ပြီဟိုကောင်လေးကိုလည်းမတွေ့ပါလားလိုက်များလိုက်မလာတာလား
မဖြစ်နိုင်တာဂျူလီယာငါ့ကိုတေချာပြောလိုက်တာပါဒီမှာဦးလေးခင်ဗျားမာမီတငယ်ချင်းဆိုရဲသူလားဟမ်ချတဲ့မင်းငါ့ကိုဘလို့ခေါ်လိုက်တယ်ဦးလေးလို့ခေါ်လိုက်တာလေဘာလဲမကြားလိုက်လို့လားမင်းတို့ချတဲ့ပေါက်စားအောင်များကျွန်တော်တက်က16ပြည့်ပြီချတဲ့ရွယ်မဟုတ်တော့ပါဘူးဦးလေးအသက်ကြီးတို့အမြင်တွေဝေဝါးကုန်တာလားဆိုင်ဝနာကိုစိတ်ဆွနေရဲ့ထိုကောင်လေးရဲ့ပုံကတွေးကြည့်စရာမလိုမြင်တာနဲ့ခက်ဆိုးဆိုးကောင်လေးဆိုတာတန်းသိလေတယ်အ내ရောင်ဝန်းဆက်နဲ့အ내ရောင်လက်ရှိအပါလေးကိုတထောင်စင်သားထိခောက်တင်ကနမောင်းမှလည်းတတူးတို့ကထိုးထားသေးတယ်အာနာမင်းတန်ဆိုတာမင်းလား yes တေးကြလို့လားပုံလေးရရုံနေတယ်မတူပါဘူးဘဲပုံလဲဦးလေးဆိုင်ဝနာတယောက်သူ့ကိုဘူးဆက်ဆက်ကြည့်နေတဲ့ကောင်လေးကိုဖုန်းထဲမှာတက်ပုံပြလိုက်တယ်ကျွန်တော်မာမီကတော့လှုပ်ချလိုက်ပြန်ပြီအဲ့ဒါကျွန်တော်ငငယ်ရပုံဟောဖြစ်ရလေသွားမယ်ဒီနေ့ရောမင်းကိုယ့်အိမ်မှာနေရလိမ့်မယ်မင်းမရှိဘူးခင်ဗျားနဲ့ကျွန်တော်2ယောက်ထဲလားဟုတ်တယ်လေမင်းနဲ့ငါ2ယောက်ထဲလေဦးလေးကြီးကိုကျွန်တော်ဆွဲစားမှမကြောက်ဘူးလားကိုကမင်းကိုဘာလို့ကြောက်ရမှာလဲခြာတဲ့ကျွန်တော်တကယ်မကြောက်ဘူးလားပြီးကြမှာကြောက်ပါပြီမလုံးနဲ့တော့ဦးလေးမခတ်ဘူးလားခြာတဲ့မင်းလဲလူငါလဲလူဘာကိစ္စမင်းကိုကြောက်ရမှာလဲအာနာမင်းတန်တယောက်ထိုင်ကောင်လေးထက်ထိုင်နေတဲ့ဆိုင်ဝနာရဲ့မျက်နှာလေးကိုအနာကပ်သွားကဆိုင်ဝနာကိုဝါမျိုးတော်မဲ့အကြည့်ရင်နဲ့ကြည့်ကမျက်လုံးလေးတစ်ဖက်ကိုမှိတ်ပြပြီးတော့အချိုင်လေးတစ်ဖက်ပေါ်လာတဲ့အထိဆိုင်ဝနာကိုပြုံးပြနေရတယ်ဆိုင်ဝနာသူ့ရဲ့မျက်နှာလေးနဲ့နီးကပ်လုံးနဲ့ကောင်းလေးကြောင့်နီးကပ်လုံးနဲ့ကောင်းလေးရဲ့မျက်နှာလာလာလေးကြောင့်ဆိုင်ဝနာအနေခက်တာအမှန်ဒီကြားတဲ့ငနေသားလေးကသူ့ရဲ့လက်တွေနဲ့ဆိုင်ဝနာပါကိုပုတ်တက်နေသေးတယ်ဟာဘာလို့တာလဲချတဲ့မြူဆွဲနေရလေမမြင်ဘူးလားဦးလေးရပါလဲကျွန်တော်ကြည့်ရနေရုံမထွက်နိုင်တော့ဘူးမလားငါမျက်နှာရှိရဖဲ့စမ်းမမမြင်ဘူးလားလူတွေကြည့်နေကြတာကြည့်ပါစေပေါ့ဦးလေးရဲ့သူတို့မမြင်ဘူးလို့ဖြစ်မှာပေါ့ဒါနဲ့ဒီနေ့ဦးလေးနဲ့ကျွန်တော်2ယောက်တည်းဆိုတော့ဦးလေးမွဆိုင်ဝနာရုတ်တရက်အနမ်းခံလိုက်ရတဲ့အတွက်ကြောင့်ပါးပြင်းနေနေရဲသွားခဲ့ရတယ်မင်းဘာလုပ်တာလဲနမ်းလိုက်တာလေဘာလဲတာယာသွားလို့လားကျွန်တော်တို့အော်စီမှာခင်မင်သွားရင်အဲ့လိုအနမ်းလေးနဲ့နှုတ်ဆက်ကြတာဘာတွေတွေးနေရလဲဦးလေးကျွန်တော်ကနှုတ်ဆက်တဲ့သဘောပါကျွန်တော်ဘိုက်စာပြီးသွားကြမယ်လေဦးလေးကိုကြီးမိတ်ကဘာလို့လာမကြိုရလဲဘယ်သိမလဲကွာတိကျမင်းမသာသွားမေးပါလားဦးလေးရပါလေခက်တာပဲဒီမှာချတဲ့ကိုယ့်သက်အဲ့ဒီလောက်မကြည့်သေးဘူးပြင်ခေါ်စမ်းပါဘယ်နဲ့ဦးလေးကြီးလဲမသိရင်ငါအသက်ကတေးကန်ကြီးရဲ့အတိုင်းမဟုတ်လို့လားဘာကွာမင်းဘာပြောလိုက်တယ်ဩခက်တော့တာပဲအမြင်နေဝေဝါးရုံကနားပါမကြားတော့တာလားဦးလေးမင်းတော်တော်လွန်လာပြီနော်ဂျူလီယာရဲ့သားမို့ငါခွန့်လွန်လိုက်တယ်မှတ်ဦးလေးရဲ့စိတ်တုန်နေတဲ့ပုံလေးကချစ်စရာလေးကြွရဲ့ဗျာတဲ့ရင်သားတို့ရောက်တော့မှလားအိမ်ရောက်တော့မှာပါဘေဘီရဲ့ဒါနဲ့လေတယ်ရီမျက်နှာလည်းမကောင်းအေးရထွက်လာတဲ့ကတယ်ရီအစင်မပြေရဲ့လားတယ်ရီဖေဖေကတယ်ရီကိုဘာပြောလိုက်လို့လဲဘာမှမဟုတ်ပါဘူးဘေဘီရဲ့မနေ့ပြန်ကြရင်တယ်ရီကိုအိမ်ကိုတယ်ရီဖေဖေရဲ့သားလာနေလိုက်မယ်ဘလို့ကြီးတယ်တယ်ရီကဘေဘီနောက်တော့သိတာမှာပါမေအသိဆောက်ထားတဲ့ထူးငယ်အတွက်ရည်ရွယ်ထားတဲ့အိမ်လေးကိုရောက်လာတာမို့ကဲရောက်ပြီဘေဘီကြိုးစိုးပါရနော်တယ်ရီရဲ့မိုးပြရောင်အိမ်ကလေးကနေအရန်လာတာပဲတဲ့ဒီအရန်ချစ်တယ်တဲ့ဒီတားကြိုက်အယောင်ချဲပေးထားလို့အိမ်ကြီးကလည်းအကျယ်ကြီးပဲအရန်လာတာပဲတဲ့ဒီကတားအရန်ကြိုက်တယ်မိတ်တယောက်အိမ်ကလေးရဲ့မှာလှည့်ပတ်ကြည့်ပြီးတော့ပျော်နေလေရဲ့ထူးငယ်ကြောင့်မိတ်ကြည့်နူးတာအမှန်မိတ်စူးစားပြီးထူးငယ်လေးအတွက်ရည်ရွယ်ကစောင့်ထားတာမို့ထိုအိမ်လေးမှာမိတ်ရဲ့မြစ်တာတရားတွေများစွာပါဝင်တာမို့ထိုအိမ်လေးမှာအသက်ဝင်လာတယ်ဘေဘီဘိုက်စာပြီလားတယ်ဒီညစာချက်လိုက်မယ်နော်ဟုတ်တယ်ဒီဒါလည်းအိမ်ကိုလိုက်ကြည့်လိုက်အောင်မယ်ဟုတ်ပါပြီဗျာဘေဘီညစာစားရအောင်ဟုတ်တယ်ဒီတယ်ဒီမေဟင်းမွေးတွေပြင်နေရင်မြင်လာရတဲ့မြင်ကွင်းလေးကြောင့်မေမျက်တောင်မခတ်ကြည့်မိလိုက်တယ်မေမြင်လာရတာကမိတ်ကိုလွန်စာဆွဲဆောင်နေတယ်ညဝိတ်အင်ဂျင်လေးကိုတင်ဖုံးရုံမှာဝစ်စင်ထားကအတွင်းကအတူလေးကိုဖုံးရုံများသာဝစ်ထားတာကြောင့်ဖြစ်တယ်တွယ်လျားနေရဲ့ပေါင်တန်ဖူးဖွင်းလေးတွေကမိတ်ကိုလွန်စွာဆွဲဆောင်နေသေးရဲ့ဒါအပြင်အင်ဂျီကျဲသီးတွေကရင်သားလှလှလေးပေါ်တဲ့အထိတက်ဆင်ထားခြင်းမရှိရမို့တကယ်ပင်ဆွဲမဲ့စရာကောင်းနေလွန်ခဲ့တယ်မိတ်လင့်မြန်စွာတမင်းစားပြီးတော့ထူးငယ်ကိုဘာစကားမှမဆိုတော့ပဲစောစီးစွာပင်အိယာဝင်ရက်လိုက်တယ်မိတ်သူ့ရဲ့စိတ်ကိုသူသိဆုံးမှုလင့်မြန်စွာအိယာဝင်ခဲ့ခြင်းဖြစ်တယ်တယ်ရီဘာဖြစ်နေပါလဲမိတ်စောစောအိယာဝင်တာမို့ည7 နာရီခန့်မိတ်နိုးလာခဲ့တယ်မိတ်နိုးလာတဲ့အချိန်မှာထူးငယ်ကိုနဘေးမှာမတွေ့ရတာမို့
မိတူးငယ်ကိုအိတ်ခမ်းလေးနဲ့နှက်ရှာမိခဲ့လေတယ်။မိရေချိုးကန်လေးအရှိရောက်ကြားနာရတဲ့တန်ကြောင့်မိနှလုံးခုန်တန်တွေကမြန်ဆန်လာခဲ့တယ်။အထူးသဖြင့်ထူးငယ်ရဲ့ညီးညွတ်နေတဲ့အတန်လေးကြောင့်မိရေချိုးကန်တစ်ခါကိုဖွင့်လိုက်တယ်။ဘေဘီမိမြင်လိုက်ရတဲ့မြင်ကွင်းလေးကြောင့်အိတ်ချင်နေရဲ့မိမျက်လုံးတွေဝိုင်းဆက်လာရပြီးတော့အိတ်ချင်နေရဲ့စိတ်တွေကပျောက်သွားခဲ့ရတော့တယ်။ဘေဘီမိတယောက်အသက်ပင်ရှူဖို့မိနေခဲ့ရတယ်။ထူးငယ်တယောက်မိကိုစိတ်ထဲမှာပြစ်မှာကမိရဲ့နာမည်လေးကိုရေယွရင်းနဲ့လှုပ်ရှားနေရကြောင်းရုတ်တရက်ရောက်လာတဲ့မိကြောင့်ထူးငယ်တယောက်လန့်သွားတော့တယ်။မိတုံဆိုင်ခြင်းမရှိပဲထူးငယ်ရှိရာရေချိုးကန်တွေကိုမိဝင်လာလိုက်တယ်။မျက်လုံးတွေကလည်းထူးငယ်ကိုဝါမျိုးတော်မတက်ကြည့်ပြီးတော့ထူးငယ်ကိုရေချိုးကန်နေရန်ကက်လိုက်တယ်။တယ်ဒီတားလေထူးငယ်စကားပဲမဆုံးလိုက်မိတယောက်သူ့ရဲ့ရင်မန်းလောက်အရက်သာရှိသေးရဲ့ထူးငယ်ရဲ့မေးပြားလေးကိုဆွဲမော့လိုက်ကထူးငယ်ရဲ့ပွင့်ဟားနေတဲ့နှကန်းဖူးဖူးလေးကိုနမ်းဆုပ်လိုက်တော့တယ်။ရခင်တွေကရမန်းစိတ်ပန်ရောက်နေတဲ့ထူးငယ်တယောက်မိရဲ့အရိုင်းဆန်တဲ့အနမ်းလေးကိုညင်းပယ်ခြင်းမရှိလူလူလာလာမိရဲ့အနမ်းလေးကိုတုတ်ပြန်နမ်းခဲ့မိတော့တယ်။ရေတွေကြောင့်မိရဲ့ညဝဲအင်ကြီးလေးလည်းဆူရွှဲနေရမှုမိလင်းမြန်စွာနဲ့သူ့ရဲ့အဝတ်တွေကိုချွတ်လိုက်တယ်။ပြီးရနောက်ထူးငယ်ရဲ့မျက်နှာတစ်ခွင်ကိုအနမ်းမိုးတွေချွေစင်းကထူးငယ်ရဲ့ညှက်ရိုးလေးကိုကိုက်လိုက်တာမို့လို့ထူးငယ်ရဲ့ညီးတန်တက်တက်လေးထွက်လာတော့တယ်။ထူးငယ်တယောက်နာကျင်တော့ညီးညွတ်မိပေမဲ့မျက်လုံးလေးတွေကတစ်ခုခုကိုတောင်းဆိုနေရဲ့အလားမိတ်ကိုကြည့်နေကြတော့တယ်။မိတ်တယောက်ထူးငယ်ကိုရေပန်းအောင်မပွေးချပြီးတော့အိတ်ခမ်းရှိမိုးပြရောင်မွေရလေးထက်ကိုပွေးတင်လိုက်ကမိတ်ထူးငယ်ရဲ့အဝေးစားကင်းမဲနေတဲ့ခန္ဓာကိုယ်လေးကိုအုပ်မိုးလိုက်ပြီးတော့ထူးငယ်ရဲ့ပန်းနူးရောင်တန်းနေတဲ့ချယ်ရီသီးလေးကိုကလေးတယောက်ပမာစားသုံးနေကြတော့တယ်။ဘေဘီဒယ်ဒီကိုခွင့်ပြုပါတော့ဒယ်ဒီလိုအပ်နေပြီဒယ်ဒီသဘောထူးငယ်တယောက်ညူတူတူအတန်လေးနဲ့ပြောလာတာမို့မိတ်စိတ်ကိုလွန်စွာဆွဲဆောင်လို့နေခဲ့တယ်။ခြာတိတ်ဒါကို့အိမ်မဲမင်းဒီညကိုခန်းမှာအိတ်လိုက်ဦးလေးရအောင်ဗမာအိမ်မှာလဲဒါကို့အိမ်လေဘယ်နေရာအိတ်ဖြစ်ပါလဲမင်းသာစောစောအနာယူတော့လာပါကျွန်တော်နဲ့လာအိမ်လေဟာမင်းဘာလုပ်တာလဲခြာတိတ်ကျွန်တော်ကဘာလုပ်ရမှာလဲအတူအိတ်ဖို့ခေါ်ရလေမင်းဘာအတူအိတ်တာလဲဒုက္ခပဲဘာတွေတွေးနေရလဲဦးလေးရဲ့ကျွန်တော်ပြောတာတအိတ်ရတဲ့အတူအိတ်မယ်လို့ပြောတာပါစကားကိုရှင်းရှင်းလင်းလင်းပြောပါလားကွဆိုင်အိတ်တာအိတ်နေရတယ်ဟိုကောင်လေးဘယ်ချိန်များမဟုတ်တာလုံးမလဲဆိုတဲ့အတွေးနဲ့လန့်နေကြတာအမှန်တကယ်ဟုတ်မလွယ်တဲ့ခြာတိတ်လေးမို့ဆိုင်အိတ်နေရင်တက်ပြင်းလေးချမိလိုက်တယ်အိမ်မရတော့တာမို့အိတ်ရမှာထားကရေခဲတစ်တာထဲမှာရေဘူးကိုယူကဖန်ခွက်တဲထည့်ပြီးတောက်လိုက်တယ်ဦးလေးနောက်မှရုတ်တရက်ခေါ်လိုက်တဲ့အာနာတန်ကြောင့်ဆိုင်ရေတောက်နေရင်တီးသွားတော့တယ်ဟာဦးလေးရလည်းဖြည်းဖြည်းတောက်ပါကျွန်တော်လူမတောက်ပါအောင်မင်းဆိုင်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မျက်နှာလေးပင်ရဲသွားခဲ့တယ်ဘာလို့လဲဆိုတော့အပေါ်ပိုင်းအဝိပလာနဲ့ကားအောက်ပိုင်းမှာတပတ်ဖြူတစ်ထည်လေးသာပတ်ထားတာကြောင့်မသိရင်သူ့ကိုဆွဲဆောင်နေရဲ့အလားဆိုင်တယောက်မျက်နှာလေးအရဲသားနဲ့စိတ်ထဲမှာသာပြောနေမိရော်တယ်မင်းဘာပြုံးတာလဲဦးလေးကြီးကိုသဘောကျလို့လေဘာကွမင်းဘာစကားပြောရလဲကျွန်တော်ကရိုးရိုးသဘောကျတယ်ပြောတာပါဦးလေးကြီးကသာထင်ရလိုက်တွေးနေတာမင်းကခုချိန်ဘာထားလို့တာလဲကျွန်တော်ကဦးလေးကြီးကိုမေးရမှာလေဘာလဲဦးလေးကြီးကကျွန်တော်တခုခုလုံးမှကြောက်နေရလားအာနာဆိုင်ရဲ့မျက်နှာလေးနဲ့ပိုးပြီးနီးကပ်လာတာမို့ဆိုင်အာနာရဲ့ခန္ဓာကိုယ်လေးကိုတွန်းဖယ်လိုက်ပြီးတော့ရခင်အိတ်နေရဲ့အေကန်နဲ့ရှိဆိုဖာလေးဘက်ကိုပြန်လာခဲ့လိုက်တယ်ဦးလေးအိတ်တော့မလို့လားအာနာမေးပြီမဲ့လဲဆိုင်ပြန်မပြေစာအုပ်သားခေါင်းမိချုံပြီးတော့အိတ်လိုက်တော့တယ်အိတ်နေလိုက်တာဝက်ပေါက်လေးကျနေရပဲမေသူ့ရင်ခွင်ထဲမှာအိတ်နေရဲ့ဘေဘီရဲ့ပါဖောက်ဖောက်လေးကိုအသာကိုင်းလိုက်တယ်အိတ်ပုတ်လေးညာပင်ပန်းသွားလို့ထင်တယ်ခုချိန်ထိမနိုးသေးဘူးတဲ့ဒီကတာအိတ်နေအောင်စုနေလိုက်တာတညာလုံးလည်းမအိတ်ရသေးရဲ့ဟောင်းနားကြီးဘယ်ချိန်ကနိုးနေရလဲတဲ့ဒီကဘေဘီမနိုးသေးဘူးထင်နေတာဒီနေ့အိမ်ကိုဧည့်သည်လာနိုင်မယ်ဟုတ်တယ်ဒီမေထူးငယ်ကိုပွေချီအောင်အိမ်ကိုပြန်လာခဲ့လိုက်တယ်အိမ်ကိုရဲရောက်ချင်းအိတ်ကန်းထဲမှာဆိုင်းနေတူထိုင်နေရဲ့အာနာမင်းတန်းကြောင့်ထူးငယ်နားမလဲဟန်နဲ့ကြည့်လိုက်တယ်ကိုကြီးဘယ်ချိန်ကရောက်နေရလဲခုနမှရောက်တာဦးလေးကြီးကကိုကြီးအပြင်သွားတယ်ဆိုလို့ဒယ်ဒီသူကဘာတူလဲဒယ်ဒီဖေဖေရဲ့သားအာနာမင်းတန်းနဲ့ဒယ်ဒီယိုနဲ့ခဏအတူတူနေဖို့ရောက်လာတာအာနာတရားအပြန်အလှန်အမေးဖြစ်လုံနေရဲ့မိန်းနဲ့ထူးငယ်ကိုကြီးကပြုံးမိလိုက်တယ်
ဘာလို့လဲဆိုတော့ထူးငယ်ရဲ့လေတိုင်းမှာရှိနေတဲ့အနီအကွက်လေးတွေကြောင့်ပင်ဒါအပြင်အိမ်ထဲကိုစောင့်ဝင်လာတဲ့ကွာတာနဲ့ရှောက်လာတဲ့ထူးငယ်ကြောင့်မိန်းနဲ့ထူးငယ်ဘာလဲဆိုတော့ချက်ချင်းတတိထားမိရောတယ်ထူးငယ်ပြားဥဆိုင်ဒီနေ့ဘာဖြစ်နေရလဲလမ်းလျှောက်တာမူးမမှန်တယ်လို့ပဲတခုခုဖြစ်လာလားအလိုက်ကန်ဆိုမသိရဲ့လူပြိုကြီးဆိုင်ဝင်းနာမောင်ရဲ့အမေကြောင့်ထူးငယ်မျက်နှာလေးရဲသွားခဲ့ရတယ်ပြီးတော့လေဘေးကဘာကောက်ကြိုက်ထားလဲဩဦးလေးရဲ့အားချက်ကလည်းလွန်မနောက်ကြသိချင်းကျွန်တော်ကိုယ်တိုင်လက်တွေ့ပြမယ်သိလားအာနာရဲ့ပြောကြောင့်မင်းနဲ့ထူးငယ်သဘောကျစွာရှင်းမိလိုက်တယ်ဘလို့လဲဟိုကောင်းအိမ်မှာအိပ်ရတာအဆင်ပြေရဲ့လားဟုတ်ပြေးပါတယ်ဒါနဲ့မင်းကဘလို့ကြောင့်မြမပြည်ကိုပြန်လာတယ်ဘာတွေဖြစ်ခဲ့လို့လဲကိုကြီးသိရဲ့အတိုင်းမမီပေါ့အရန်ချုပ်ချယ်ရပဲအရာအလုံးသူ့သဘောသူ့ဆန္ဒကြီးပဲဒယ်ဒီနဲ့လည်းခဏစကားများနေကြတာအဲဒါကြောင့်စိတ်ရှုပ်လို့မြမပြည်ကိုထွက်လာခဲ့တာဒါနဲ့ဒီညီလေးကအဲ့ဒါမေးရဲ့သားလေးထူးဆက်အာနာတဲ့ဩဟုတ်လားကိုကြီးမွေးစားတဲ့သားလားအာနာတရားသဘောကျစွာနဲ့မိတ်ကိုမင်းနေရမှုမိတ်ကောင်းကြီးပြလိုက်တယ်ဒါကြောင့်ကိုကြီးအော်စီကိုလိုက်မလာနိုင်တာသိနေရဲ့နော်ကိုကြီးအာနာမင်းသက်မှာအရင်မြင်တာနဲ့ဘယ်ဟာဘလူးဆိုတာအကုန်သိပြီးသားဟယ်လိုညီကိုနဲ့မေကအာနာမင်းသက်မင်းရဲ့အနာကရောက်ဖလောင်လေးပေါ့အာနာလက်လေးကန်ကထူးငယ်ကိုမိတ်ဆက်တာမို့ထူးငယ်ပြန်ပြီးတော့နှုတ်ဆက်လိုက်တယ်သို့တော့အာနာရဲ့လက်ကိုပြန်မကင်ခဲ့ချင်းကိုကြီးကလေးကကျွန်တော်ကိုသဘောမကျဘူးထင်တယ်ဒါနဲ့ညီကိုကြီးကအကို့ပိုင်နော်အာနာရဲ့ခက်ထဲထဲလေးတန်းကြောင့်ထူးငယ်တယောက်မျက်မှောက်ကျုပ်လိုက်တယ်ဘာအကို့ပိုင်လဲဒယ်ဒီမျက်နှာနဲ့တီးခန့်နေရနော်မဟုတ်လို့ကတော့ကန်ထုတ်ပြမှာဒယ်ဒီကိုလာမကြည့်နဲ့ဒယ်ဒီကသားပိုင်ဟုတ်တယ်နော်ဒယ်ဒီအတွက်နဲ့ဆိုလူပါသက်ရဲ့ဘာမှတ်နေလဲကြောက်ပါတယ်ပေါက်စာလေးရဲ့စိတ်ကြီးပဲဒီအိမ်မှာနေရမှာတော့ကြောက်လာပြီတော်ကြာထမင်းနေတဲ့အစိတ်ကျွေးနေမှာဖြစ်စမနေနေတော့အာနာမင်းသက်ဒီမှာဘယ်နေရနေဖို့စိတ်ကူးထားလဲအစားကတော့တပတ်နှစ်ပတ်ပဲနေမလို့ခုတော့မြမပြည်မှာကျွန်တော်နှလုံးသားကြီးကိုရှာတွေးလိုက်တော့တစ်သက်လုံးများနေကောင်းမလားလို့စိတ်ကူးနေရမြမပြည်ရောက်တာတော့2 ရက်မပြည့်သေးဘူးဘယ်ကောင်မလေးကိုကြွေးလာလဲကိုကြီးညီပါကိုကြီးကကျွန်တော်ကငပြာရည်နဲ့မခံနိုင်လို့ကောင်းမလေးမကြိုက်ဘူးကျွန်တော်ကပြောတော့ပါဘူးကိုကြီးကနောက်သိလာလိမ့်မယ်မင်းမမီသားတီးလို့ကတော့ငါနဲ့မဆိုင်ဘူးနော်ငါပြဿနာလာမပတ်နဲ့โอเคပါကိုကြီးကဒါနဲ့ကိုကြီးကျွန်တော်ဒီဦးလေးကြီးအိမ်မှာလိုက်နေခြင်းလို့မင်းဦးလေးကြီးကိုမေးကြည့်နေငါတော့မင်းသဘောပဲအေးဒါပေမဲ့ပြဿနာတော့မရှာနဲ့နော်ဟုတ်ကဲ့ပါဦးလေးကျွန်တော်ဦးလေးကြီးအိမ်လိုက်နေမယ်နော်အေးလိုက်နေလို့ရပါတယ်အဲ့ဒါကြောင့်ဦးလေးကြီးကချစ်ဖို့ကောင်းလားရုတ်တရက်ထနှန်းနေတဲ့အာနာဆိုတဲ့လူဆိုလေးကြောင့်စိုင်းမျက်လုံးလေးပဲဝိုင်းဆက်သွားရတယ်ထိုအဖြစ်ပြက်ကိုမြင်လိုက်တဲ့မိန်းနဲ့ထူးငယ်ပင်အံ့ဩသွားတော့တယ်မင်းဘာလုပ်တာလဲပျော်လို့နမ်းလိုက်တာလေဦးလေးကြီးကလည်းစိုင်းမိတ်တို့ရှိမှအနမ်းခံလာရတာမို့ရှက်နဲ့ထပြန်လာခဲ့လိုက်တယ်ဦးလေးစောင်းလေဗျာဒယ်ဒီအဲ့ဒါဘာအခြေအနေကြီးလဲဘေဘီရဲ့ဒယ်ဒီလည်းဘယ်လိုလုပ်သိမှာလဲအစကသူပြောတော့ကသားဒယ်ဒီကိုများရည်ရွယ်ပြီးပြောနေရလားလို့ဒေါသထွက်နေရဘယ်ဟုတ်မလဲဦးလေးကြီးကိုပြောတာ哦ထူးငယ်တယောက်စိုင်းတဲ့အာနာကြောင့်ပြောကသဘောကျစွာရှိနေရမှုမိတ်ထူးငယ်ရဲ့နှကန်းဖူးဖူးလေးကိုငုံနှဲလိုက်တယ်ဟာဒယ်ဒီအကျင့်ပုတ်ဘာခုမှအကျင့်ပုတ်လဲခုနကတော့ပြောနေလိုက်တာများလူတော်တက်မယ်ဆိုတားဒယ်ဒီကိုချစ်လို့ပြောလိုက်တာပါမပေးနိုင်ပါဘူးတခြားသူကိုဟုတ်ပါပြီဗျာကဲရေချိုးပြီးဒယ်ဒီရုံသွားရအောင်မယ်နောက်တော့ကြာနေပြီဟုတ်တယ်ဒီဟယ်လိုမမီနေကောင်းလားသားဟုတ်မမီနဲ့ညီမလေးရောနေကောင်းကြလားကောင်းပါတယ်သားရဲ့ဒါနဲ့မမီသားကိုအိမ်နောက်ပဲတွေ့စေချင်တဲ့သားမမီတငယ်ချင်းရဲ့သမီးလေးကိုမျက်စိကျနေရဲ့မမီသားနဲ့သမီးကိုနီးစပ်စေချင်တယ်အဲ့ဒါသားနဲ့သမီးကိုတွေ့ဖို့ဒီညနေ6 နာရီကြာရင် Blue Sky Coffee ဆိုင်မှာတွေ့ကြဖို့မမီချိန်ပေးထားတယ်အဲ့ဒါသားညနေကျရင်သွားလိုက်နော်မမီကိုမျက်နှာပြအောင်မလုပ်နဲ့နော်ဟုတ်မမီသားသွားလိုက်ပါမယ်ဆိုင်းမမီဆိုင်းကိုပြောတာမို့လို့ဆိုင်းလက်ခံလိုက်တယ်ဆိုင်းအသက်ပဲ30ရှိခဲ့ပြီဆိုင်းဘယ်တော့မှမမီစကားကိုမလွန်ဆန်းခဲ့ပြီအမြဲနာကန်တက်တဲ့သားလေးမလေးဆိုရင်မှဆိုင်းအလုပ်ကိစ္စလည်းရှိရမှုတီးတန့်နေဖြစ်အောင်ဆိုင်းမမီရိုးနဲ့အိမ်ခွဲနေခြင်းဖြစ်တယ်ညနေ9 နာရီခွဲချိန်ဦးလေးဘယ်သွားမလို့လဲညနေရောင်ဆောင်နေပြီတန်လို့ပြန့်လို့ပါလားအိမ်နောက်ဘက်နဲ့သွားတွေ့မလို့ဘာဦးလေးဘာပြောလိုက်တယ်အိမ်နောက်ဘက်ဟုတ်လားဟုတ်တယ်လေမင်းကဘာထအော်ရလဲ
ညစာတစ်ခါလေးစားလာမှမို့ငါ့ကိုမဆောင်နဲ့တော့စားထားနဲ့ဆိုင်အာနာကိုပြောပြီးကချိန်ထားတဲ့နေရာကိုသွားဖို့အိမ်ထဲမှထွက်မယ်အပြူရုတ်တရက်လှမ်းတွဲလိုက်တဲ့အာနာကြောင့်ဆိုင်လန့်သွားတော့တယ်မင်းဘာလုပ်တာလဲချတဲ့ငါအပြင်သွားရအောင်မနောက်ကြတော့မှာဆိုင်သာပြောနေပေမဲ့အာနာကတော့ဆိုင်စကားကိုနားမထောင်နေပြင်ဆန်းကိုအိမ်ထဲဆွဲခေါ်ကအိမ်ကန်ထဲရှိဆိုဖာပေါ်ကိုတွန်းလှည့်လိုက်တယ်မင်းဘာလုပ်တာလဲအိမ်နောက်ဘက်တွေ့ချင်နေပေါ့ဟုတ်လားရရင်လေတွေ့စီရမယ်အေးဒါပေမဲ့ခမည်းတွေ့ရမယ်အိမ်နောက်ဘက်ကခမည်းသွားတွေ့ရမယ်မိန်းမမဟုတ်ဘူးကျွန်တော်ပဲခမည်းကကျုပ်ပိုင်ပဲဖြစ်ရမှာကျုပ်ကလည်းပြီးခမည်းဘသူ့မှလက်မထက်ရဘူးလေမရုံပါနဲ့နော်တိတ်နောက်ကျသွားပြီဦးလေးဆိုင်တယောက်အာနာရဲ့အနမ်းကျက်နေအောင်ရုံမထွက်နိုင်ခဲ့တာမို့အာနာခေါ်ဆောင်ရအချစ်ကပါစီလိုက်ပါလာခဲ့ရတော့တယ်မင်းလူယုံမှာကောင်လှုပ်စမ်းတိတ်နောက်ကျသွားပြီဦးလေးဟုတ်တယ်ကျွန်တော်ကလူယုံမှာဒါပေမဲ့ခမည်းတယောက်တည်းကိုပဲယုံမှာတာနော်အိမ်နောက်တိတ်တွေ့ချင်နေရဟုတ်လားဘလို့လဲခုတွေ့ရပြီလေခမည်းမပြောဘူးလားတိတ်ချူတာပဲခမည်းရဲ့နှကန်းလေးတွေကကျွန်တော်ဆွဲလန်းသွားပြီအာနာတယောက်ဆိုင်ရဲ့အဝတ်တွေကိုဆွဲဖြတ်လိုက်တယ်ဆိုင်ရဲ့နှကန်းလေးကိုစုပ်ကနမ်းလိုက်နဲ့အလုံးများနေရော်တယ်မင်းဘာလုပ်တာလဲငါမင်းထက်အကြည့်နော်ခမည်းအသက်ဘလောက်ကြီးခမည်းကကြုံမရပဲဖြစ်ရမှာလူယုံမှာကမင်းမိနေကိုပြန်တိုင်းမယ်မင်းကိုတိုင်လိုက်ပေါ့ဦးလေးရဲ့ဦးလေးတိုင်လိုက်တော့မြန်လက်ထက်ရတာပေါ့မဟုတ်ဘူးလားဘာလဲမမီးကိုနေ့သားငါ့ကိုလှုပ်သွားတယ်လို့တိုင်မလို့လားတိုက်လိုက်လေမင်းငါဆန္ဒမပါပဲဘာမှလုပ်လို့ရမယ်မထင်နဲ့ကျွန်တော်ကခမည်းဆန္ဒပါလာလို့မေးနေလို့လားအဓိကကျွန်တော်ဆန္ဒပါဖို့ပဲမင်းမညစ်ပတ်နဲ့နော်ညစ်ပတ်တယ်ဆိုတာဒါမျိုးကိုပြောရလားအာနာပြောဆူသူ့ရဲ့ဘောင်းမိရှိစစ်ကိုဆွဲဖြုတ်လိုက်တာမို့ဆိုင်မျက်လုံးလေးကိုလှိမ့်မြန်စွာမှိတ်လိုက်တယ်ဘာလဲရှက်တာလားမရှက်ပါနဲ့နောက်လည်းနေရိုင်းတွေ့ရမယ်ဟာတောင်းမှတ်မာတဲ့ခြေတက်ရဲ့မသိမ့်တော့ပါဘူးမယူမိုက်စမ်းပါနဲ့ပြီးတော့မင်းနဲ့ကိုနေကယောက်ျားချင်းမသိမ့်တော့ဘူးနော်လိမ့်ပါပါတယ်ကို့ကိုသွားခွင့်ပြုပါတော့စောင့်နေတဲ့သူကိုအာနာစရာကြီးဘာလဲကျွန်တော်ကိုအချိုတက်နေရလားမရဘူးနော်အာနာမင်းတန်နဲ့လူကျင်တာကိုရအောင်ယူတတ်တဲ့လူစားဒါနဲ့မသိမ့်တော့ဘူးဟုတ်လားအင်းလေတော်မတော်စမ်းကြည့်ရမှာပေါ့ဆရာဧည့်သည်တွေးခွင့်တောင်းနေပါတယ်မိုးမြင့်ထက်စောက်လုပ်ရေးကုမ္ပဏီကဦးမိုးမြင့်ထက်နဲ့သူ့သမီးရွှေပိုးသူတို့လို့ပြောပါတယ်ကြိုချင်းထားတာရှိလားဟိမန်မရှိပါဘူးဆရာဦးမိုးမြင့်ထက်ကရှယ်ယာကိစ္စဆွေးနွေးခြင်းတယ်လို့ပြောပါတယ်ဆရာနဲ့တွေ့မှဖြစ်မှာလို့လည်းပြောပါတယ်ဟိမန်ရဲ့ပြောကြောင့်မေကောင်းလေးညှိပြလိုက်တာမို့ဟိမန်ဦးမိုးမြင့်ထက်တို့မေယုံကန်နဲ့ကိုခေါ်သွားလိုက်တယ်ဒယ်ဒီအလုပ်ကိစ္စအေးစစ်စစ်ဆွေးနွေးလေနော်တားအပြင်မှာမမဟိမန်တို့နဲ့သွားနေလိုက်မယ်ဘေဘီပိုက်ဆိုင်ဒယ်ဒီကိုလာပြောနော်ဟုတ်ထူးငယ်လည်းမေရဲ့အိတ်ကဲမှုတီးခန့်ကဘာမှမပြောဘဲမန်နေဂျာမမရှိအောင်ထွက်လာခဲ့လိုက်တယ်ထူးလေးဘာများလို့ရှိလို့လဲမမကိုပြောပေါ့မမကိုယ်တိုင်လာပို့မှာပေါ့မမတာဘာမှမလူပါဘူးဒယ်ဒီအလုပ်ကိစ္စဆွေးနွေးမှာဆိုလို့အပြင်ထွက်လာတာဒါနဲ့မမခုနအမျိုးသမီးကဘာတူလဲလူအများမတူသလိုမတန်သလိုကြည်သွားတာဘယ်လိုအဲ့ကောင်မထူးငယ်ကိုအဲ့လိုကြည်သွားတယ်ဟုတ်လားကောင်မပါကောက်လို့လက်ဝါးတောင်းနေရတင်တယ်ထားလိုက်ပါမမတားလဲအဲ့လိုဘဝင်လေးဟက်တဲ့ဟာမတွေနဲ့ပြဿနာမဖြစ်ချင်ဘူးမကြမီမိတ်ခင်နဲ့ဦးမိုးမြင့်ထက်သူ့ကြံတဲ့သူပြုံးကတယောက်တည်းထွက်လာခဲ့တယ်သူ့ရဲ့သမီးဆိုတဲ့အမျိုးသမီးရောအတူအပြင်လိုက်မလာခဲ့မမဟိုမျိုးသမီးကဘာလို့ထွက်မလာလဲမသိဘူးနော်ဟိမန်ဘေဘီကိုအထဲလွတ်ခဲ့ဟုတ်စီအားမေဟိမန်ကိုရုပ်ဖုန်းနဲ့ဆက်လာတာမို့ထူးငယ်မေယုံကန်းနဲ့ဝင်လာခဲ့လိုက်တယ်ဒါကဘလို့အခြေအနေကြီးလဲတဲ့ဒီထူးငယ်မေယုံကန်းနဲ့ဝင်ချင်းမြင်တွေ့လိုက်ရတဲ့မိန်းနဲ့ထို့အမျိုးသမီးကြောင့်ထူးငယ်ဒေါသထွက်သွားရတယ်ဦးမိတ်အဲ့ကောင်တွေကဘာတူလဲကုမ္ပဏီရဲ့တန်ရှင်းတော့မဟုတ်ပါဘူးနော်ထို့မျိုးသမီးရဲ့စကားကြောင့်မိတ်ခက်မဲ့ရှိမိလိုက်တယ်ထို့မျိုးသမီးကမိတ်ထိုင်နေတဲ့ခုံရဲ့အနောက်ဘက်မှာရက်ကမိတ်ရဲ့ရင်မက်ကိုပိုးသက်ကပြောနေကြတာမို့ထူးငယ်ဒေါသထွက်စားမိတ်ရှိရအောင်လာခဲ့လိုက်တယ်ဒီကအန်တီကြီးကဘာတူလဲပဲဝါလဲဆိုတာကျွန်တော်စိတ်ဝင်စားအောင်ဘာမင်းငါ့ကိုဘလို့ခေါ်လိုက်တယ်ကျွန်တော်နာမည်ကမင်းမဟုတ်ဘူးသေချာမှတ်ထားလိုက်ထူးဆက်အာနာတဲ့ဒါနဲ့ကျွန်တော်ကဒယ်ရီကုမ္ပဏီရဲ့တန်ရှင်းရေးသမားမဟုတ်ဘူးဒါပေမဲ့အကောက်ကျက်တဲ့မြောက်မမျိုးတွေကိုတော့တန်ရှင်းရေးလုပ်ပေးရတာကြိုက်တယ်။အော်ဒါနဲ့
မှတ်သွားလိုက်အောင်ထူးဆန်းအာနာဆိုတာမိတ်ဆက်အာနာတဲ့ဆိုတဲ့တူဒီသောမူပိုင်ကမပိုင်အမျိုးသားဆိုတာဟုတ်တယ်နော်တဲ့ဒီတူးငယ်တို့မျိုးသမီးကိုရွှဲဖဲ့ကပြောပြီးတော့မိတ်ကိုကင်ထားတဲ့လက်တီကိုဖဲ့ပြလိုက်ကမိတ်ရဲ့ပေါင်ပေါ်မှာဝင်ထိုင်ပြီးတော့မိတ်ရဲ့နှကန်းလေးကိုနမ်းလိုက်တယ်နင်းငါကြောက်သိစီရမယ်တော်ပါအမိရဲ့ကျွန်တော်ကခမားကြောက်သိဖို့အဲ့လောက်ထိမအောင်အုံနောက်ထဲမှာလည်းထဲ့မသိမ်းထားနိုင်ဘူးသိရမို့လားကျွန်တော်အုံနောက်ကလေတနေ့ဒယ်ဒီကြောင်ပဲတွေးနေတာဩဒါနဲ့ဒယ်ဒီလို့ခေါ်လို့တားဖလို့မထင်နဲ့နော်ချစ်လို့မြတ်နိုးလို့တန်မိုးထားလို့အိမ်ဦးနဲ့လို့သဘောထားလို့တလေးတစားနဲ့ဒယ်ဒီလို့ခေါ်တာဒါတွေသိမှာမဟုတ်ပါဘူးလေအစ်စ်မမိတယောက်ထူးငယ်လေးကြောင့်ဘာမှပင်ဝင်မပြောပဲသဘောကျကနားသာထောင်နေလိုက်တယ်ထူးငယ်တယောက်သူ့ကိုသဘောကျစွာကြည့်နေတဲ့မင်းရဲ့နှကန်းကိုသာမျက်နှာစွာနမ်းနေလိုက်တယ်ထူးငယ်ကိုဒေါသထွက်စွာနဲ့မိရုံကန်းထဲမှာအော်ကထွက်သွားတော့တယ်ဒယ်ဒီမမိုက်ဘူးဗျာဘာလို့လဲဘေဘီရဲ့တားဒီလောက်ပြောနေရတော့ဒယ်ဒီကတခွန်းမှဝင်မပြောဘူးလေဒယ်ဒီတားကိုချစ်တာဟုတ်ရောဟုတ်ရဲ့လားဘေဘီရဲ့ဒယ်ဒီကကို့ဘေဘီကြောင့်ကိုသိလို့ဘာမှဝင်မပြောတာပါဒယ်ဒီရဲ့မိန်းနဲ့ထူငယ်စကားပြောနေရင်ခုနအော်ကထွက်သွားတဲ့ရွှေပိုးဦးဆိုတဲ့အမျိုးသမီးရေခွက်တစ်ခုကိုကိုင်းကမေယုံခန်းထဲကိုတကားကိုစောက်တွန်းကဝင်လာလိုက်တယ်။တာယာနေကြတယ်ပေါ့ဟုတ်လား။ရွှေပိုးဦးကိုဒါမျိုးလာလို့မရအောင်။ရွှေပိုးဦးကြောင့်ကောင်းကောင်းသိစေရမယ်။ရွှေပိုးဦးသူမကင်လာတဲ့ဖန်ခွက်ထဲမှာရေတွေကိုထူးငယ်ကိုပတ်လိုက်တော့တယ်။မင်းတော်တော်လူပါဝပါလား။မိတ်တယောက်ထူးငယ်ကိုရေနဲ့ပတ်ခံလိုက်ရတဲ့မြင်ကွင်းကြောင့်ဒေါသထွက်သွားပြီးတော့ရွှေပိုးဦးဆိုတဲ့အမျိုးသမီးရဲ့ဘာကိုအားပါပါနဲ့ရိုက်ချလိုက်တယ်။မင်းရများရာဆဆငါဘေဘီကိုစော်ကားရအောင်မင်းရဘာမို့လို့လဲ။ပထမတစ်ချိန်ပဲတီးခံလိုက်မယ်။ဒုတိယတစ်ချိန်တော့မရအောင်မှငါရုံခန်းထဲကအခုထွက်သွား။ရှင်ကိုဒယ်ဒီနဲ့ပြန်တိုင်မယ်။တိုင်မယ်ဟုတ်လား။ငါလိုကောင်ကလည်းဂီယူကိုမဆိုင်တာရှင်းလား။အော်တခါလေးပြောလိုက်မယ်။မင်းဒယ်ဒီကိုပြန်ပြောလိုက်ပါ။အလုပ်ကိစ္စအတွဲမလုပ်နိုင်ပါဘူးလို့။မင်းတို့လိုအောက်တန်းကြတဲ့စိတ်သက်ရှိတဲ့သူတွေနဲ့အလုပ်လုံးဝတွဲမလုပ်နိုင်ဘူး။โอเคနော်ရှင်းရဲ့လားဟေးမန်လုံကြုံရေးခေါ်ပြီးဒီမျိုးသမီးကိုဆွဲထုတ်သွားစမ်းဟုတ်စီအောင်ငါ့သားကိုမထိနဲ့ငါ့ကိုနှင်းစရာမလိုရွှေပိုးတယောက်လဲစားနေရမှထားကမေရိုင်းလိုက်တဲ့ပါပြင်းကိုကန်ပြီးမေယုံကန်ထဲမှာထွက်လာခဲ့လိုက်တယ်ဘေဘီအဆင်ပြေရဲ့လားဟုတ်တယ်လေဒါဘာမှမဖြစ်ဘူးဘေဘီအဝေးစားလဲလိုက်နော်ဒီမှာအဝတ်တွေအသင့်ရှိရဲ့ဟုတ်ဘေဘီမေစီရင်စစ်နေရင်ဆိုင်ဝနာမှဖုန်းခေါ်လာတာမို့ဖုန်းကင်လိုက်တယ်ဟယ်လိုမင်းဘယ်တွေသွားနေရလဲဝနဒီနေ့ကုမ္ပဏီလဲမလာပါလားငါမင်းကိုပြောစရာရှိရဲ့မိတ်ငါ့ကိုကုမ္ပဏီနာကမင်းရဲ့ဆိုင်မှာလာတွေ့လို့ရမလားအရေးကြီးလို့လားအရေးကြီးရဲ့ငါလာခဲ့မယ်ဖုန်းချပြီးတော့ထူးငယ်အဝေးလဲပြီးရမို့ကုမ္ပဏီအနာရှိသူ့ရဲ့ဆိုင်ကိုလာခဲ့လိုက်တယ်ကိုမြင့်ဝနဘယ်ခန်းမှာလဲအပေါ်တက်က VIP အိတ်မှာပါစီအားကျေးဇူးမေထူးငယ်နဲ့အတူထိုခန်းကိုလာခဲ့လိုက်တယ်မေရောက်တော့ဆိုင်ဝနမျက်နှာမကောင်းဝနဘာတွေအရေးကြီးလို့လဲဟဲ့အောင်မင်းဘာဖြစ်နေရလဲဦးဆိုင်ဘာဖြစ်လာလဲမင်းကိုဘသူဘာလုပ်လိုက်တာလဲဟဲ့အောင်ငါမေးနေရလေထိုအခါမှဆိုင်ဖြစ်ခဲ့တဲ့မြအကြောင်းစုံကိုမျက်နှာပူပေမဲ့လည်းအကုန်မိန်းနဲ့ထူးငယ်ကိုအာနာသူ့ကိုကြံစီခဲ့တာကိုအစာဆုံးပြောပြလိုက်တယ်ဒီကောင်ကွာတကယ်ကြိုးမွေးတဲ့ကောင်ငါဘာလုပ်ရမလဲမသိဘူးမိတ်ရမာမီကလည်းငါ့ကိုစူးနေပြီသူ့ကိုမျက်နှာပြအောင်လုပ်မိလို့ငါယူချင်တယ်မိတ်ရငါတသက်မှတစ်ခါမှခုလိုချတိတ်ပေါက်စားကြောင့်ဘဝပြည့်ရမယ်လို့အိမ်မက်တောင်မမတ်ခဲ့ဘူးငါဘလို့မျက်နှာနဲ့ဂျူလီယာကိုနေ့သားငါ့ကိုလှုပ်သွားတယ်လို့သွားပြောရမှာလဲငါဘာလုပ်တင်လဲမိတ်ဟိုကောင်ဘာမှလဲအိမ်မအိတ်နေရောသူမသိအောင်ငါခိုးထွက်လာတာအဲ့ကောင်ငါအကြောင်းသိစီရမယ်လာမင်းအိမ်သွားမယ်မိန်းနဲ့တူငယ်ကားတစ်စီးနဲ့ရှေ့မှအရင်ထွက်သွားတာမို့ဆိုင်သူ့ရဲ့ကားနဲ့အနားမလိုက်ရန်ကားတကားကိုဖွင့်လိုက်စဉ်တစုံတစ်ယောက်ကြောင့်ဆိုင်လန့်သွားတော့တယ်မင်းဘယ်ချိန်နေရောက်နေရလဲကျုပ်ကိုမလိတ်တက်ပတ်လှုပ်လို့ရမယ်လို့ထင်နေရလားဦးလေးဘာလဲခင်ဗျာအိမ်နောက်ဘက်ဆိုတဲ့အမျိုးသမီးကိုမတွေ့လိုက်ရလို့ဝမ်းနေနေရလားမင်းမဟုတ်တာလားမပြောနဲ့ငါဘာလို့ဝမ်းနေရမှာလဲဝမ်းနေရတာတခုပဲမင်းတို့ချတိတ်ပေါက်စားကြောင့်ငါဘဝပြက်ခဲ့ရတာတခုပဲဒါလည်းကိစ္စမရှိဘူးငါယောက်ျားလေးတယောက်ဖြစ်တာမို့အမျိုးသမီးရဲ့လို့ကိုဝင်လည်းမဆောင်နိုင်တာကြောင့်မို့လို့မတော်တဆလို့ပဲသဘောထားနိုင်မယ်မင်းငါရှိရထွက်သွားင
ငါမင်းကိုမမြင်ချင်ဘူးအာနာမင်းတန်ကိုဒီလိုလုပ်လို့ရယူလားခင်ဗျားပြောတာနော်ကိုဝင်မဆောင်နိုင်ဘူးလို့ရတယ်လေကျွန်တော်ကလည်းခင်ဗျားကိုဝင်ဆောင်အောင်ဒီထက်လက်အောင်ပါအော်ဒါနဲ့တသားလေးရကျင်လားမိမိလေးရကျင်လားဦးလေးကျွန်တော်ထည့်ပေးမယ်မင်းလူယုံမှာကောင်းဘာစကားပြောရလဲလူစကားပြောတာလေဦးလေးရဲ့တမီးလုံးဝမကျေနပ်ဘူးတဲ့ဒီတမီးကိုပြောလိုက်တာများရစရာမရှိဘူးသိလားပြောလိုက်သေးရဲ့ဒယ်ဒီနဲ့လည်းအလုပ်တူတူတွဲမလုပ်နိုင်ဘူးတဲ့တော်တော်မရိုင်းတဲ့ကောင်ပါလားအဲ့ဒီကောင်ကဖားလဲဘဝမြင့်နေရလားငါသမီးအချောလာလေးကိုတော့တင်းရညင်းရဲတယ်ပေါ့လေမိုးမြင့်ထဲဆိုတဲ့ငါ့ကိုစိတ်ခေါ်တယ်ပေါ့တွေးကြသေးရပေါ့မိတ်ဆက်အာနာမင်းဆိုတဲ့ကောင်လေးတက်ငါစီးပွားရေးလောကထဲအရင်ရောက်လာတဲ့ကောင်မှာငါအကြောင်းသိစေရမယ်တဲ့ဒီကိုကိုကိုနာကြည့်အောင်မလုပ်နဲ့နော်ဘာလို့ဆိုပိုးဦးကကိုကိုကိုရအောင်လက်ထက်မှာကိုကိုကပိုးဦးအပိုင်ပဲဖြစ်ရမယ်တယ်ဒီဖန်တီးပေးရမယ်နော်စိတ်သာချတယ်ဒီသမီးလေးဖြစ်ချင်တဲ့အတိုင်းဖြစ်စီရမယ်အာပွားအဲ့ဒါကြောင့်မို့တယ်ဒီကိုချစ်နေရတာတယ်ဒီအိမ်မှာလည်းဘယ်သူမှမရှိပါလားပြီးတော့ဦးစားရောဘယ်နာကြံခဲ့ပါလဲသားတို့နဲ့လည်းလိုက်မလာအောင်ဒီကောင်ဘာတွေဂျိုးမွေးပြန်ပြီလဲမသိဘူးတွေ့လို့ကတော့မလွယ်ဘူးမှမိန်အာနာကိုဒေါသထွက်စွာနဲ့ကျိန်းနေခဲ့တယ်မိန်နဲ့ထူးနဲ့ရတာရှာနေခဲ့တာအာနာကတော့ဆိုင်းကိုအနိုင်ကျင့်ကတာယာနေရော့တယ်မိန်တို့ဆိုင်းအိမ်မှာနိုင်ဝဲကြတဲ့အထိဆိုင်းရောအာနာပါဘယ်သူမှရောက်မလာတာမို့ကုမ္ပဏီကိုသာပြန်လာခဲ့ကြတယ်ဦးဆိုင်းကဘယ်ရောက်နေရလဲမသိဘူးစောင့်နေရတဲ့သားတို့ကအယူတွေကြနေရမယ်တော်ပြီပြားတဲ့ဒီနေ့လေစားပဲစားကြတော့မယ်ညနေကျမှတခါပြန်သွားရှာကြတာပေါ့မိတ်ကောင်ကုမ္ပဏီကိုမမောင်းတော့ပဲနေ့လေစားစားဖို့အတွက်စားတောက်ဆိုင်တစ်ခုတည်းကိုဝင်လာခဲ့လိုက်တယ်တိုက်ဆိုင်နေပဲဆိုရမလားရေစဲလိုပဲပြောရမလားမသိဦးမိုးမြေတက်တို့သားဖာနဲ့ထိုစားတောက်ဆိုင်မှာထိတ်တိုက်တွေ့ကြနေရတယ်မိတ်သူ့ကိုမချိတင်ခဲ့ပြုံးပြနေရဲ့ဦးမိုးမြေထက်ကိုမမြင်ဟန်ပြုတ်ပြီးတော့စားတောက်ဆိုင်ထဲကိုသာဝင်လာခဲ့လိုက်တယ်ဟယ်လိုအာနာမင်းသက်မင်းခုပါမလဲကိုကြီးဟာစူကျင်လဲနောက်မှစူကျွန်တော်မအားသေးဘူးမင်းငါ့ကိုပြန်ခံပြောနေရလားအာနာငါမင်းကိုခုချက်ချင်းမင်းမေရှိရဲ့အော်စီကိုပြန်ပို့လိုက်ရမလားလူယုံမှာမေဖုန်းပြောနေရင်နဲ့တစ်ဖက်မှစိုးရဲ့ညီးတန်တဲ့အတူအာနာကိုပြောနေတဲ့အတန်ကြောင့်မိမျက်လုံးလေးပြူးသွားတော့တယ်မေရဲ့နားကိုပင်မယုံနိုင်ဖြစ်သွားတော့တယ်အာနာမင်းသက်မင်းဆိုင်ဝင်းနာကိုဘာလုပ်နေရလဲဟာဗျာကိုကြီးဟာနောက်မှရှင်းပြတော့မယ်မေငါ့ကိုအရင်စကားမများနဲ့ဦးလေးဒီထက်ပိုကြမ်းလိုက်ရမလားတစ်ဖက်မှသူတို့နှစ်ဦးရဲ့အတန်တွေကြောင့်မိအာနာကိုစိတ်တူပေးမယ်လေဖုန်းကိုလင်းမြန်စွာချလိုက်တယ်တင်ရင်ဒါတန်းစင်ငယ်ခဏသွားလိုက်အောင်မယ်မိလည်းဖုန်းပြောပြီးရနဲ့စိတ်တူတူနဲ့ဖုန်းကိုချကစပွဲတို့ချပြီးရဲ့အေးအေးကွက်ကိုတောင်းရင်းနဲ့ထူးငယ်ပြောလာတာမို့မိထူးငယ်ကိုခေါင်းလေးညှိပ်ပြလိုက်တယ်ထူးငယ်လက်တွေတန်ရှင်းလုပ်ရန်အတွက်တန်းစင်ကန်တွေကိုတယောက်တည်းထွက်လာခဲ့လိုက်တယ်ထူးငယ်ရဲ့နောက်မှာရွှေဘိုးဦးလိုက်လာခဲ့တယ်ဟဲ့ကောင်ဘသူများလဲလို့အစ်စ်မပါလားငါ့အောင်များနေရပြောရဲတယ်တောက်ချောက်ကယွန်လိုက်တာရီးကျင်းလိုက်တာခင်ဗျားကကျွန်တော်ကိုတောက်ချောက်ပြောပြီးတော့ယွန်နေရအောင်အဲ့ဒီတောက်ချောက်ကခင်ဗျားကိုတက်လုံနေလို့လားယွန်နေတင်လာမပတ်သက်နဲ့လေထူးငယ်စကားမဆုံးသေးရွှေဘိုးဦးရဲ့လက်ဝါးကထူးငယ်ရဲ့ပါးပြင်လေးကိုရောက်လာခဲ့တော့တယ်နင်းလိုအစင်တမ်းမရှိရဲ့ကောင်ကများစော့စော့ကနေတခုမှတ်ထားလိုက်ကိုကတနေ့ငါပိုင်မယ်ဖြစ်လာစေရမယ်ပြီးတော့နေလိုသွေးမရှိဖြူပတ်နေရဲ့အားနွဲ့တဲ့ကောင်ကိုကကြာရှည်တွဲမဲ့ထင်းနေရလားစိတ်ကူးနဲ့ယူနေလိုက်ကြားဆိုတာအမပဲစားတာသိရလားတောက်ချောက်နေရဲ့ဒီမဲ့အမိခမ ्या ကျုပ်တယ်ဒီကိုပိုင်ကျင်နေရအောင်ခမ ्या အတွက်လင်းအရန်ရှာနေလားဒါနဲ့လေခမ ्या သိအောင်တခုပြောလိုက်အောင်မယ်မိတ်ဆက်အာနာဆိုတဲ့အမျိုးသားထာဝရကျွန်တော်ရဲ့အပိုင်ပဲအေးအဲ့ဒီလူသားကိုလာကြည့်ရင်လေကျွန်တော်လူကောင်ကလူသက်ပြီးထောင်ထဲဝင်မှုဝင်မလေးဘူးနော်ကျုံနွဲတာကျုပ်တယ်ဒီတယောက်တည်းအတွက်ပဲအေးကျုပ်ကိုသွေးတိုးလာစမ်းရင်တော့လူမိုက်တွေမိုက်တယ်ဆိုတာတက်ကျုပ်ပုံမှရဲတယ်ထိကြည့်လိုက်လေကျုပ်တယ်ဒီကိုလူသက်ပြီးထောင်ထဲဝင်နိုင်မယ်ထူးဆက်အာနာနဲ့ပျော်ညံ့ညံ့ကောင်းမဟုတ်ဘူးဆိုတာခမ ्या မြင်းမြင်းမှတ်ထားနောက်တစ်ခါဇရားလာရှုံးကြည့်အသက်တစ်ခါတည်းပျောက်သွားမယ်ကျုပ်တယ်ဒီနဲ့ဝီးဝေးနေဇရားလာမကန်နဲ့မဟုတ်လို့ကတော့အသက်မပါပဲခမ ्या ဖေးစီပြန်သွားလိမ့်မယ်ထူးငယ်ရွှေဘိုးဦးရဲ့လက်ပင်ကိုညှစ်ထားတဲ့လက်ကိုဖယ်လိုက်ပြီးတော့တန်းစင်ကန်သွားဝင်သွားလိုက်တယ်။သူမရဲ့ရည်ရွယ်ချက်ကထူးငယ်ကိုပညာပေးခြင်းလို့ဖြစ်တယ်။သူမမတင်ထားခဲ့ရကသူမထက်၄နှစ်လောက်ငယ်တဲ့ကလေးကသူမကိုပြန်ကချင်းချောက်သွားလိမ့်မယ်လို့သူမထင်မထားခဲ့တာဖြစ်တယ်။ပို့ဦးလေဘယ်သွားနေရလဲ။
သမီးဘယ်မှမသွားပါဘူးတန်းစင်ကန်သွားတာပါဟိုကောင်သမီးကိုချင်းချောက်တယ်တဲ့ရီသမီးရဲ့လေပင်ကိုညှစ်ပြီးတော့သမီးကိုတတ်မယ်လို့ပြောတယ်တဲ့ရီဘယ်ကောင်ငါသမီးကိုချင်းချောက်တာလဲထူးငယ်လေတန်းစင်ကန်မှပြန်လာပြီဖြစ်လို့ရွှေပိုးဦးသူမရဲ့ဖေကိုဖက်ကငိုရင်မိတို့ရှိရာစပွဲဝိုင်းကိုလက်ညှိုးထိုးပြလိုက်တော့တယ်တော်တော်မရိုင်းတဲ့ကောင်ငါကြောင့်သိစေရမယ်ဦးမိုးမြင့်ထက်သူ့ရဲ့သမီးဖြစ်သူလက်ကိုဆွဲကမိတို့စပွဲဝိုင်းရှိရာဒေါသတကြီးရောက်လာခဲ့တယ်ဦးမိုးမြင့်ထက်မိတို့စပွဲဝိုင်းရောက်လာကစပွဲပေါ်ရှိစားသားဖွယ်ဟင်းမကန်တွေကိုရိုက်ချပစ်လိုက်တာမို့ဆိုင်နေရဧည့်သည်တွေရဲ့အကြီးကသူတို့လေးဦးထံရောက်လာတော့တယ်အဲ့ဒါမိုးမြင့်ထက်ကုမ္ပဏီကတထေးကြီးနဲ့သူ့သမီးမို့လားအေးဟာဟုတ်တယ်ဒါနဲ့တစ်ဖက်ကဟိုခက်ချောချောနဲ့ကောင်လေးရင်နှစ်ယောက်ကဘသူပါလဲမသိဘူးလားစက်အာနာစောင်းလုံးရေးကုမ္ပဏီက CEO မိတ်ဆက်အာနာလေစီးပွားရေးလောကမှာသူ့ကိုလိုက်မိရဲ့သူမရှိဘူးခုဘလို့ဖြစ်ကြတာပါလဲခင်ဗျားဒါဘာလုပ်တာလဲဦးမိုးမြင့်ထက်ငါမင်းကိုမေးရမှာမင်းယောက်ျားမဟုတ်ဘူးလားဘာကိစ္စနှွဲတဲ့ငါသမီးကိုအနိုင်ကျင့်ရလဲဘာဗျကိုမဟုတ်ဘူးတဲ့ရီဟိုကလေးခင်ဗျားယူနေလားတရားလို့မလားနဲ့ဒီလိုကလေးတေးသေးလေးကခင်ဗျားသမီးကိုအနိုင်ကျင့်မယ်လားအေးလေကလေးကဘလို့အနိုင်ကျင့်ပါလဲကြည့်ပါဦးကလေးကလန့်ပြီးကြောက်သွားပုံရတယ်ကလေးလေးတနာပါတယ်တူးငယ်တယောက်ဘာမှမသိရဲ့ပုံစံနဲ့ကြောက်လန့်နေတဲ့ကလေးတယောက်အလားမင်းရဲ့နှမောင်လေးကိုကြစ်ကြစ်ပါအောင်စုပ်ကင်ထားလိုက်တယ်ပူးကိုလိမ့်နေထင်နေရလားကိုအဲ့ဒီတောက်ချောက်ကပူးစကားမစုံသေးတူးငယ်ကိုစော်ကားလာတာမို့မိတ်မစနာပေးနိုင်တော့ပဲမိတ်စိတ်တို့နဲ့ထိုမျိုးသမီးရဲ့ဘာကိုရိုက်ချလိုက်တယ်နောက်တစ်ခါငါရှိမှာငါဘေဘီကိုလာမစော်ကားနဲ့တောက်စရာလာမရှုံးနဲ့မဟုတ်လို့ကတော့ငါအစိုးမစိုးနဲ့ခင်ဗျားတို့သားဖနှစ်ယောက်စလုံးနောက်တစ်ခါကျုပ်ဘေဘီကိုစော်ကားကြည့်တခါတည်းအသက်ပြောက်သွားမယ်မှတ်နောက်ပြီးငါ့ကိုကိုလာမခေါ်နဲ့ယွန်းနေမိန်တို့ကအားနွဲတဲ့မိန်းကလေးကိုလည်းရိုက်တာပဲလာမပြောနဲ့တောက်ကြီးမဆိုင်ဘူးမကျင်နဲ့ကြိုက်တဲ့နေရာတိုင်းလိုက်အေးစင်းနေရဲ့ငါတို့လာရင်ရှုပ်တဲ့မင်းတို့သားဖအောင်အရင်တရားဆွဲလိုက်လို့ရတယ်မိန်စားတော့ဝိုင်းမှာကြားတဲ့နာရီကိုရှင်းပြီးတော့ထူးငယ်ကိုခေါ်ကထူဆိုင်မှထွက်လာလိုက်တယ်သမီးမကျင်နဲ့ဘူးသမီးမကျင်နဲ့ဘူးတဲ့ဒီဒါသမီးကိုတက်တက်အဆက်ခွဲသွားတာသမီးပြန်ကလေးစားချင်မှကျင်နဲ့မယ်တဲ့ဒီမေးဘလောက်မောင်းမနိုင်မှမို့လို့လဲမင်းဆက်အာနာတနေ့မင်းငါချီဘဝအောက်ရောက်လာစေရမယ်နေအောင်ပေါ့တနေ့မင်းငါကြောင်ကောင်းကောင်းသိစေရမယ်ဘေဘီအဆင်ပြေရဲ့လားအရန်ကြောက်နေလားဘာမှမကြောက်နဲ့တော့သိလားဒယ်ရီရှိရဲ့ဒယ်ရီဘေဘီကိုဘယ်သူမှလက်ဖြားနဲ့မပြောနဲ့စကားနဲ့တော့မစော်ကားစီအောင်ဒါဘာမှမဖြစ်ပါဘူးဒါကြောင့်ဒယ်ရီလူပြောစရာဖြစ်မှာပဲဒါကစိုးရိမ်တာပါဒယ်ရီဂယူးမဆိုင်ဘူးဒယ်ရီရှိမှဘေဘီကိုစော်ကားနေရဒယ်ရီကြည့်မနေနိုင်ဘူးတစ်ခါပဲရမယ်နှစ်ခါမရအောင်ချစ်တယ်ဘေဘီဒါနဲ့ဒယ်ရီခုနကဆိုင်ထဲမှာတော့ကိုအာနာမင်းတက်နဲ့ဖုန်းပြောနေရမဟုတ်ဘူးလားဘယ်မှာလဲလဲဦးဆန်းရအောင်ဘယ်ရောက်နေရလဲဘယ်ရောက်နေရဲဆိုတာလဲဒယ်ရီမသိဘူးတေးကြတာကတော့ဆိုင်ဝနာဟိုကောင်စုပ်လေးအာနာနဲ့အတူရှိနေရတေးကြတယ်ဒီတောက်ကောင်တွေရောဆိုင်ဝနာကိုဘလို့မျက်နှာပြရမှန်းမသိရောဘာတွေဖြစ်လို့လဲဒယ်ရီလည်းတေးချမသိသေးဘူးတွေးမှတိတိချာချာမေးရမယ်ဟုတ်လူယုံမှာငါဘဝကိုနှစ်ခါရှိပြီဖြတ်စီရမင်းကိုဒီတသက်မကြည့်ဘူးဒီတသက်မိမမရပါစေနဲ့တောက်ကလေးအစုပ်ပလုတ်မြစ်တာပို့လို့ပြီးအောင်မလားဦးလေးမောနေလို့ကောင်းကောင်းနားပြရစီအောင်စိတ်ချသိလားဦးလေးစုတောင်ကပြည့်ကိုပြေမှာကျွန်တော်ကဒီတသက်မိမမယူဦးလေးကိုပဲရအောင်ယူမှာအနူနီးနဲ့ကောင်းကောင်းပြောမရရင်ခုလိုလုပ်ပြီးတော့ယူမှာမင်းမမရိုင်းနဲ့မင်းကငါလုံးဝမယူငါမိမယူမှာမိမယူပြီးပဲတာသမီးရဲ့နဲ့အသက်ကြီးရဲ့ထိနေမှာဦးလေးရဲ့အရန်မိမလူချင်းနေရဲ့ပေါ့မိမယူပြီးတာသမီးရဖို့တော့မမြင်ဘူးကျွန်တော်နဲ့ယူပြီးကျွန်တော်မိမလှုပ်ပေးရမှာတော့မြင်တယ်ဦးလေးရတတမီမီရကျင်တယ်မလို့ပါဘူးမိမယူပြီးကလေးမွေးမဲ့စားကျွန်တော်ကကလေးလေးတွေလိုချွဲပြမှာပေါ့ဘလို့လဲဦးလေးကျွန်တော်ကဦးလေးကြီးကိုယောက်ျားလိုအမျိုးသားတယောက်လိုတစ်မျိုးလုံးစောင့်ရှောက်နိုင်ပါတယ်ဦးလေးရဲ့သဘောတူရဲ့လားမိန်းနဲ့တူငယ်ကားလေးမောင်ကကုမ္ပဏီကိုပြန်လာခဲ့ကြတယ်မိန်းရဲ့တခြားကုမ္ပဏီကွဲဖြစ်တဲ့ MSA ကုမ္ပဏီမှာမန်နေဂျာဒါရိုက်တာကိုအောင်မြင့်ရောက်ရှိလာတော့တယ်ဟေးမန်ဘော့စ်ရှိလားရှိပါတယ်စီဆရာရုံးခန်းထဲမှာပါကြွပါဘော့စ်ကျွန်တော်အရေးတကြီးကိစ္စတင်ပြစရာရှိလို့ပါဟေးမန်ကော်ဖီ2ခွက်ဖြော်ခဲ့ဟုတ်စီအားဘော့စ် तू ကရတယ်ကိစ္စမရှိဘူးလူရင်းသာပြောဟုတ်ကျွန်တော်အခုတင်ပြမယ့်အကြောင်းကဒီလိုပါ
Blue Sky ကုမ္ပဏီကမြို့စုံဟာမြေကွက်တစ်ခုကိုလေလံတင်မှုလုပ်ထားပါတယ် boss အဲ့ဒီမြေကွက်ကမြို့စုံမှာဖြစ်ပေမဲ့အရန်တန်လို့အခုလုပ်ငန်းရှင်တော်တော်များများအဲ့ဒီမြေကွက်ကိုသူ့ထက်ကအပြိုင်ဝယ်ဖို့လုပ်နေကြတယ်အဲ့ဒီမြေကွက်ကိုကျွန်တော်တို့ကုမ္ပဏီကရမယ်ဆိုရင်အကျိုးအမြတ်ကတန်းချီပါလေဆရာဈေးလဲတန်မြေကွက်ရလဲကျဲအဲ့ဒါ boss ဘယ်လိုစီမံတင်လဲတကယ်လို့ကျွန်တော်တို့သာအဲ့ဒီမြေကွက်ကိုရမယ်ဆိုရင် project တစ်ခုဆွဲပြီးတော့ဟိုတယ်တစ်ခုစောင့်မယ်ဆိုရင်အကျိုးအမြတ်ကမက်လောက်စီရပါပဲလေလံပွဲကို boss တက်မလားဒါမှမဟုတ်ကျွန်တော်နဲ့ဆိုင်ဝနာဒီကိစ္စကိုကင်တွယ်လိုက်ရမလား boss မေကိုအောင်မြင့်စကားကိုတိတိကျကျနားထောင်ပြီးတော့လေလံပွဲကိုတက်ဖို့လက်ခံလိုက်တယ်လေလံပွဲကိုကျွန်တော်ကိုယ်တိုင်တက်မယ်ကိုအောင်မြင့်နဲ့ဆိုင်ဝနာတခြားပြိုင်ဘက်တွေရဲ့အခြေအနေကိုစောင့်ကြည့်ထားပါဟုတ်ကဲ့ boss ကျွန်တော်စီစဉ်လိုက်ပါမယ်အလုံးလဲစိတ်မိမှုမိန်းနဲ့တူးနဲ့အိမ်ကိုပြန်လာခဲ့လိုက်တယ်မေကုမ္ပဏီမှာအနေငယ်ပေးမှန်းထားတာမို့အိမ်ကိုရောက်တာနဲ့ခဏနာကရင်မှုချိုးလိုက်တယ်ဒယ်ဒီဒီနေ့အရင်ပင်ပန်းနေပြီလားဒယ်ဒီပင်ပန်းနေတာအားပွားပေးမယ်မင်းရဲ့ပါပြင်လေးကိုအနမ်းလေးခြွေလိုက်တော့တယ်ဘေဘီရေမချိုးဘူးလားချိုးမှာပေါ့ဒယ်ဒီရဲ့ဒယ်ဒီကိုခေါင်းတုပ်ဘေဘီရေချိုးတော့မှာဒယ်ဒီဘာသာတုံးလိုက်တော့မယ်နော်ဘေဘီရေချိုးလိုက်တော့ဟုတ်တယ်ဒီဒယ်ဒီမိမီများပေအတွင်းလူနေလည်းမသိထူးငယ်ပင်ရေချိုးလို့ပြီးလို့မိရှိရရောက်လာတော့တယ်ဘေဘီဒယ်ဒီကိုမြှုပ်ဆွဲနေရလားဘာလို့လဲဒယ်ဒီရဲ့ထူးငယ်မိတ်ကိုညူတူတူအတန်နဲ့ပြောလာတာမို့မိတ်ထူးငယ်ရဲ့လက်လေးကိုဆွဲကမွှေးရလေးထက်လေးချလိုက်တာမို့မိတ်ရင်ဝင်လေးအောင်အလိုက်သိလေးရောက်သွားတော့တယ်ဒါဘာဖြစ်ထားရလဲမိတ်ထူးငယ်ကိုနန်းနေရင်မှထူးငယ်ကပခုံးထက်မှလက်သေးရကြောင်းမိတ်ထူးငယ်ကိုမေးလိုက်တယ်အာဒယ်ဒီကနားတယ်ဖြည်းဖြည်းလောက်ပါဘေဘီကလည်းတီးခတ်မအောင်ဒယ်ဒီလည်းဖြည်းဖြည်းပဲထည့်နေရအာဆက်တယ်ဒယ်ဒီကအခန်းပြေဘဲချင်ရရောက်နေမှမသိရဲ့အာနာတယောက်မိတ်ခန်းထဲမှာအတန်နေကြောင်းမိတ်ကိုစားကျင်တာနဲ့တကားကိုတွန်းဖွင့်လိုက်တယ်ဘယ်ရမလဲတာယာနေကြတယ်ပေါ့လေငါလှဲ့တုံးကတော့နှောက်ယှက်ထားတဲ့ကိုကြီးတွေးကြသေးရပေါ့အာနာတယောက်အကြံစိုးနဲ့မိတ်ရဲ့အခန်းတကားကိုတွန်းဖွင့်လိုက်တယ်ဘာလုပ်နေကြလဲအာနာတယောက်မိတ်ခန်းထဲဝင်ချင်းမိတ်တို့ကိုတမ်းမကြည့်ပဲမိတ်တို့နှစ်ယောက်ကြောပေးကစကားတွေပြောနေခဲ့တယ်အဲ့ဒါဘာလုပ်နေရလဲမင်းသက်အာနာမိတ်ပြောကြအာနာတယောက်သူ့ရဲ့မျက်လုံးလေးကိုလက်ကျဲကြီးနဲ့ကပြီးတော့မိတ်တို့ဘက်လှည့်လာလိုက်တယ်အနောက်ရှက်ဖြစ်သွားလားကိုကြီးမင်းဘာတွေလာပြောနေရလဲမင်းသက်အာနာမင်းကဘာကိစ္စလက်ကိုကထားရလဲကိုကြီးကလည်းကျွန်တော်ကလူမှုရေးနားလဲပါတယ်ဗျမင်းဘာတွေပြောနေရလဲကိုကြီးကိုအဟွာလောက်နေရမို့လားအဲ့ဒါမို့မမြင်ချင်အောင်စောင့်ပေးနေရလေဘာတွေလိုက်တွေးနေရလဲဒီမှာဘေဘီပခုံးကတန်းရအောင်အရက်ပြန်ထည့်ပေးနေရထိုအခါမှအာနာသူ့မျက်ခုံးမှာကထားတဲ့လက်တွေကိုဖယ်လိုက်တော့တယ်ထင်ရတွေးလိုက်မိလို့ပါဗျတောက်ကလေးဘာတွေလိုက်တွေးနေလဲမသိဘူးမိတယောက်သူတို့ကိုဆက်ပြေးပြေးလုံနေရဲ့အာနာကိုဂုံးထက်ထားတဲ့ပူလေးနဲ့အာနာကိုလှမ်းပစ်လိုက်တော့တယ်ကိုကြီးကလည်းလုံရက်လိုက်လေချင်းမင်းကိုခဲနဲ့ထုကျင်တာသိလားသွားအဲကန်ထဲမှာစောင့်နေမင်းနဲ့စည်ရင်းရှင်းစရာရှိရဲ့ဟုတ်အာနာလည်းကန်ထဲမှာထွက်သွားပြီမို့အဲကန်ထဲကိုဆင်းလာလိုက်တယ်အာနာတယောက်အဲကန်ထဲရှိဆိုဖာထဲမှာခွေခွေလေးလဲနေရဲ့စိုင်းဝနာကိုသူ့ရဲ့ရင်ဝင်ထဲမှာတိမ့်ဖက်ထားလို့နေရဲ့အဲ့ဒါကြောင့်မိတ်အမြင်ကက်ကက်နဲ့အာနာရဲ့ကြောပြင်လေးကိုရိုက်လိုက်နေရောတယ်ဟာကိုကြီးဟာဘာလို့ကျွန်တော်ကိုရိုက်တာလဲဒီမှာကျွန်တော်နှလုံးသားကြီးအိတ်နေရနိုးသွားတော့မှာပဲကြည့်ပါဦးဒယ်ဒီကအမြင်ကက်ဖို့ကောင်းလိုက်တာပြောနေပုံကဟဲ့အောင်ပေါ့စာငါမင်းဦးလေးနော်ဘာဦးလေးလဲအကိုတော့လှုပ်လိုက်ပေါ့စာကကိုကြီးညီမို့ဦးလေးခေါ်ခိုင်းတာမဟုတ်ဘူးဒီကဦးလေးကိုယူထားမှတော့ဦးလေးလို့ပြောတာကိုကြီးညားသွားပြီနော်မိတယောက်ဆိုင်ကိုပိုင်စိုးပိုင်နေပြောနေရကြောင်းအာနာရဲ့ခေါင်းကိုခောက်လိုက်ခြင်းဖြစ်တယ်ဆိုင်တယောက်အိပ်ပျော်နေရမှမိတို့တန်ကြောင့်ညီးတန်လေးနဲ့အတူနိုးထလာရတယ်မင်းအဆင်ပြေရဲ့လားဟဲ့အောင်ဆိုင်နိုးလာပြီးမှမိမေးလိုက်ခြင်းဖြစ်တယ်ဆိုင်ဝနာရဲ့ပုံစံတွေကမိအမေးအောင်မပြေနိုင်အာဟိနိုကကြည်နေနေရောတယ်အာနာမင်းသက်မင်းဆိုင်ဝနာကိုဘာလုပ်ထားရလဲကိုကြီးညီပဲနည်းနည်းတော့ကြမ်းမိထားတာမင်းတော့ကွာမနေ့ပြန်မင်းကိုအော်စီပြန်ပို့မှရမယ်အဲ့ဆိုလေကျွန်တော်ကပေါက်စာကိုခေါ်သွားမှာဖဲရမလဲမင်းကဘာကိစ္စဘေဘီကိုခေါ်ရမှာလဲမင်းလာတော့ကတယောက်ထဲလာတာပြန်တော့လဲတယောက်ထဲပြန်မို့ဘေဘီကငါနားမှာပဲထားမှာအော်လူတွေများတိတက်လိုက်နေချင်းပေါက်စာမခေါ်ရတော့လဲဦးလေးကြီးကိုခေါ်သွားမှာပေါ့လိုက်မယ်မို့လားဦးလေးကြီးအာနာတယောက်သူ့ရင်ဝင်လေးတဲ့ငိမ့်ငိမ့်လေးနေရှာတဲ့ဆိုင်ရဲ့ပါးလေးကိုနမ်းပြီးတော့မီးလိုက်ခြင်းဖြစ်တယ်ရိုးပြနေလိုက်တာအမြင်နေကက်တယ်ဘာလဲဘေဘီအားကြနေရလား
ဘေဘီလည်းအားကုန်တဲ့အထိမောသွားခြင်းလို့လားဟွန်းလူတွေရှိသေးရဲ့နော်မြင်မကောင်းနော်မမြင်ချင်းမျက်လုံးမိတ်ထားကိုအာနာအေးချစ်တယ်နော်တဲ့ဒီနေ့တော့အလုပ်ကိစ္စမပြောနိုင်တော့ဘူးထင်ပါရဲ့ဘာများလဲကိုကြီးကျွန်တော်လည်းမြန်မာရောက်တော့ကူညီနိုင်တာရှိရင်ကူညီပါမယ်အစားလီလံပွဲကိုစိုင်းဝနာကိုခေါ်သွားမလို့ခုတော့မင်းကြောင့်ဟိုကလမ်းတော့မလျှောက်နိုင်တော့ဘူးလားမသိဘူးအဲ့ဒီကိစ္စရှင်းရမယ်မင်းနဲ့အခုတော့မဟုတ်သေးဘူးခုကငါတို့မြေကွက်တစ်ခုအတွက်လီလံပွဲသွားမလို့မင်းစိတ်ဝင်စားရင်လိုက်ခဲ့လုပ်ငန်းထွေးကြုံရတာပေါ့နောက်တော့မင်းလည်းကုမ္ပဏီရဲ့အမွေဆက်ခံမဲ့သူပဲဘေဘီကိုရောစိုင်းဝနာနဲ့ထားခဲ့လိုက်မယ်စိုင်းဝနာကိုဂယူးဆိုင်ရအောင်လို့ဟုတ်တယ်ဒီတာဂယူးဆိုင်လိုက်ပါမယ်ဒယ်ဒီသာလီလံပွဲကိုနိုင်အောင်လို့အဲ့မှာဘေဘီရဲ့လီလံပွဲရပြန်လာရင်ဒယ်ဒီဘေဘီအတွက်ဝယ်ပေးစရာရှိရဲ့အဲကြမှာဒယ်ဒီနဲ့တူတူသွားကြတာပေါ့ဟုတ်တယ်ဒီအမလီအမြင်ကက်တယ်နော်ရှူဂါဒယ်ဒီရဲ့ဘေဘီလေးအတွက်ပဲလုံနေနဲ့ဟော်ရီယာတသားအတွက်ကောဝယ်မပေးချင်ဘူးလားမင်းကတော့လက်သီးပဲရမယ်ချစ်ဖို့ကောင်းလိုက်တဲ့အကိုကြီးပါလားဘာချစ်ဖို့ကောင်းတာလဲဒယ်ဒီယာသားပိုင်နော်လာမချစ်နဲ့ပြောမိရဲ့ငါအမားပါကိုတော်လေးရဲ့ကျွန်တော်မျိုးကြီးမှားပါတယ်ဒါနဲ့ကိုကြီးဒီညကျွန်တော်တို့ဒီမှာပဲအိတ်တော်မယ်ကျွန်တော်နဲ့ကိုကြီးနဲ့ကိုဒယ်ဒီပြောစရာရှိရဲ့ဆိုလားပဲအပေါ်တက်မှာအခန်းလေးတစ်ခုရှိရဲ့စိုင်းဝနာကိုခေါ်သွားလိုက်ဘေဘီကတော့အိတ်နှစ်တော့နော်ဟုတ်တယ်ဒီမင်းကစိုင်းဝနာကိုပို့ပြီးငါစာဖတ်ခန်းကိုလာခဲ့ဟုတ်အာနာဆိုင်ကိုအိတ်ခန်းထဲပို့ပြီးတော့မေးရဲစာဖတ်ခန်းကိုထွက်လာခဲ့လိုက်တယ်အလုပ်ကိစ္စဆွေးနွေးပြီးနောက်မေသူ့ရဲ့ဖခင်နဲ့ဖုန်းပြောကအာနာကိုစောင့်ရှောက်ရမှာပြောတာမို့မေလည်းအာနာကိုသူ့နာကိုခေါ်ထားဖို့လက်ခံလိုက်တော့တယ်မော်နီဒက်ဒီဘေဘီအစောကြီးနိုးနေပါလားဟုတ်တားဒီနေ့ဒယ်ဒီအလုပ်ကိစ္စအဆင်ပြေစေဖို့ဖះမှာဆူတောင်းနေရပါဒယ်ဒီရဲ့ဆိုင်ဝန်းနာကိုနိုးပြီလားနိုးပြီတင်တဲ့ဒယ်ဒီဦးဆိုင်ရမနှက်စာတော့ပြင်ပေးထားပြီဟိုကောင်အာနာကိုမထားသေးဘူးတင်တယ်တားမတွေ့သေးဘူးအဲ့ဒါဆိုဒယ်ဒီကိုမော်နီကစ်လေးပေးစောစောစီစီနော်ဒီကောင်မင်းသက်အာနာတော့သိကျင်နေပြီလားစောစောစီစီမမြင်သင့်တာတွေမြင်နေရတယ်တသားရှက်တယ်နော်အလိုက်မသိရဲ့ကောင်းဆုံးဒါနဲ့ကျွန်တော်မိန်းမဟောကိုကြီးဘယ်ဟာမိန်းမလဲဟောဒယ်ဒီရဲ့ဘယ်သူရှိရမှာလဲဦးလေးကြီးကိုမေးရဖြစ်မှာပေါ့ဘာတွေပြောနေကြလဲကျွန်တော်ကိုခေါ်တဲ့တန်ကြားသလိုပဲဆိုင်တရမနဲ့စောကြီးထကချက်ပြုံးနေရမှုလမ်းထိပ်ကိုခဏထွက်သွားကပြန်အလားမိဖို့ထဲမှာသူ့ရဲ့နန်စာကိုပြောတန်ကြတဲ့အတွက်ဆိုင်မိဖို့ကန်နဲ့ဝင်လာခြင်းဖြစ်တယ်ဟုတ်တယ်ဦးစားရဲ့ကိုအာနာမင်းသက်ပေါ့သူ့မိန်းမကိုဆိုပြီးမေးနေလို့မိန်းမဟုတ်လားဘယ်ကမိန်းမလဲဘယ်ချိန်ရယူလိုက်တာလဲဆိုင်တယောက်အာနာကိုမကျင်တဲ့ဟန်နဲ့မေးလာတာမို့အာနာတယောက်ပြရခတ်သွားတော့တယ်ဟာတေးတော့မှာပဲဒီပေါက်စားနဲ့ရောစကားကိုရှင်းအောင်ပြောတာမဟုတ်ဘူးအော်ဟုတ်တာတာပြောတဲ့မိန်းမဆိုတာဦးစားကိုပြောတာပါစာရဲ့စိတ်တုန်နေတဲ့ပုံကိုကြည့်ကမိပင်သဘောကျစွာရှင်းမိလိုက်တယ်အားလုံးမနှက်စာလဲစားပြီးပြီမို့မိန်းနဲ့အာနာလေလံပွဲကိုသွားဖို့ပြင်ဆင်ကနှစ်ယောက်သားထွက်လာခဲ့လိုက်တော့တယ်တွေးကြပြန်ပြီနော်မင်းဆက်အာနာမင်းနဲ့လေလံပွဲအဝင်မှာဦးမိုးမြင့်ထက်တို့သားဖနဲ့ဆုံတာမို့ဦးမိုးမြင့်ထက်မိတ်ကိုခနဲ့တလူမိတ်ဆက်လာလိုက်တယ်သူကဘသူလဲကိုကြီးမင်းသိစရာမလိုအဓိကလေလံပွဲပဲအာရုံစိုက်ဟုတ်မိန်အာနာကိုခေါ်ကခက်တီတီပဲလေလံပွဲလုပ်မဲ့ဟိုတယ်ထဲကိုဝင်ခဲ့လိုက်တယ်ငါးကွင်ထဲကိုဆိုင်းဆိုင်းမြတ်မြတ်ကြီးဝင်လာပါလားမိတ်ဆက်အာနာတနာဖို့ကောင်းလိုက်လေချင်းနှုတ်ဆက်เสียရှိရတခါတည်းနှုတ်ဆက်ထားနော်မိန်းနဲ့တခြားလုပ်ငန်းရှင်တွေကလေလံပွဲလုပ်မဲ့နေရာမှာအားလုံးစုံနေပြီမဲ့တမတ်ချိန်တဲ့နောက်ကြပြီးတော့လေလံပွဲရမစသေးမီဒီယာတွေကလည်းထိုလေလံပွဲကြီးကိုစောင့်ကြည့်နေကြတယ်အဓိကမိတ်ကိုပင်ပထမဆုံးမိတ်လူကောင်ထွက်ပြတဲ့လေလံပွဲမှုတည်င်းကောင်းစည်းရဲ့မှာနာမည်ကြီးလေးရရှိရတယ်လူအားလုံးစုံချိန်မှာလေလံပွဲလုပ်တဲ့အခမ်းအနားချက်ချင်းဆိုသလိုမိရဲ့အားလုံးမှိတ်သွားခဲ့တယ်ဘာဖြစ်တာလဲဘလူတွေဖြစ်ကုန်တာလဲမိရခမ်းမထဲမှာမိတွေအားလုံးမှိတ်သွားတာမို့ခမ်းမထဲမှာလူတွေကတယောက်တစ်ပေါက်နဲ့စူညံတန်တွေထွက်လာရတယ်တနံပြစ်တန်တစ်ခုနဲ့တူမှိတ်နေတဲ့မိရဲ့အားလုံးဆိုသလိုပြန်ပွင့်လာရတော့တယ်ကိုကြီးမီးပြန်လင်းလာတဲ့အချိန်မှာမဲရဲ့ဘဲဘဲရင်အောင်တဲ့ဝမ်းပိုင်မှာတနက်တရားကြောင့်အာနာတရားလန့်သွားတော့တယ်မီဒီယာသမားတွေကလည်းမိတ်ကိုစေးရုပ်ပိုးမဲ့စားသူ့ထက်ငါဓာတ်ပုံတွေအမီးရရိုက်နေကြတော့တယ်ကိုကြီးတတိထားပါအောင်ဘယ်ခွေးမှသာခွေးကြည့်ခွေးချက်ကြံ့တာလဲတတိရှိထွက်ခဲ့စမ်းခွေးသားတွေကိုကြီးတတိထားအောင်နော်ခမရတို့ကဘာအောင်ကြည့်နေရလဲမကူညီရဲ့ပြဓာတ်ပုံတွေရိုက်နေကြ
အာနာမိတ်ကိုလီကိုနှင်းမြန်စွာပွေးချပြီးတော့ဆေးရုံကိုခေါ်လာခဲ့လိုက်တယ်။လူအုပ်ကြားထဲမှာတစုံတစ်ယောက်ကတော့ကျင်းနှန်းစွာနဲ့လှောက်ရည်နေခဲ့တော့တယ်။မနဲ့ရှိစထူးငယ်နဲ့ဆိုင်အိမ်မှာသတင်းကြည့်နေရင်မှ TV သတင်းမှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ချက်ချင်းဆိုသလိုဆေးရုံကိုလိုက်လာခဲ့လိုက်တယ်။ဟွန်းတယ်ရီဘာမှမဖြစ်ရအောင်။တယ်ရီဘလို့ဖြစ်တာလဲ။လေလံပွဲမှာဘသူနဲ့တွေ့သေးလဲ။ကိုအနာတားဟုတ်ပြောပြ။တယ်ရီကိုလုံးကြံတဲ့သူကိုတားသွားရှာမယ်။တယ်ရီဘာမှမဖြစ်ပါစေနဲ့။ထူးငယ်တရမေးရှိရာခွဲစိတ်ကန်းလေးအရှိမဒေါသတကြီးနဲ့ငိုနေခဲ့တော့တယ်။အဲဒီလိုများလားမသိဘူး။လေလံပွဲကိုရောက်တော့ကိုကြီးကိုမကျေနပ်သလိုနဲ့ခနဲ့သလိုပြောတဲ့သူဘသူလဲကိုကြီးအာနာမြင်ခဲ့တဲ့ဦးမိုးမြင့်ထက်ရဲ့မျက်နှာပုံစံကိုပြောပြတာမို့ထူးငယ်သဘောပေါက်သွားကချက်ချင်းဆေးရုံထဲမှထွက်လာလိုက်တယ်။အာနာလည်းနောက်မှလိုက်လာခဲ့လိုက်တယ်။ထူးငယ်တယောက်မိတ်အတွက်ဆိုရင်လူပါတတ်မဲ့ပုံကိုနောက်ကန်းထဲမှာအသင့်တရှိတလက်ပါထည့်ယူပြီးတော့ဦးမိုးမြင့်ထက်ရဲ့ကုမ္ပဏီကိုအာနာနဲ့တူတက်လာခဲ့လိုက်တယ်။ခွဲကန်းရှိမိန်းမှလည်းကြည်ကိုထုတ်ပြနိုင်ခဲ့ပြီမဲ့လေမိရဲ့အသက်ကိုကဲရင်ခက်ခဲနေသေးရဲ့။တစ်ဖက်မှာထူးငယ်နဲ့အာနာကလည်းဒေါသတကြီးနဲ့ဦးမိုးမြင့်ထက်ရဲ့ကုမ္ပဏီကိုဝင်လာခဲ့ကြတယ်။ဆိုင်ရတော့ဆေးရုံမှာသာစိုးရင်ချင်းများစွာနဲ့ဆူတောင်းနေခဲ့တော့တယ်။ဦးမိုးမြင့်ထက်ခမကြီးထွက်ခဲ့စမ်းပါ။ခမတက်တိရှိရင်ကျုံနဲ့ညနေချင်းဆိုင်လေခမကလူလားခွေးလားခွေးကြည့်ခွေးကြံနဲ့လူရုံမှာကောင်းဒီနေ့ခမကိုကျုပ်အပြတ်ရှင်းမြင်မယ်ထွက်ခဲ့စမ်းပါခမမှာတက်တိမရှိဘူးလားပိုးတော့ထွက်ခဲ့စမ်းပါထူးငယ်တရားဦးမိုးမြင့်ထက်ရဲ့ရုံးခန်းရှိမှာဦးမိုးမြင့်ထက်ကိုဒေါသတကြီးနဲ့အော်ဟစ်နေရဖြစ်တယ်ခမကြီးရုံးမှာတော့ရုံးပါပြီခုမှကြောက်တူးတုံနေရလားထွက်ခဲ့စမ်းပါခွေးလောက်မှအစင်တန်းမရှိရဲ့သူခမရုံးခန်းထဲကထွက်လာမလားကျုပ်ရဲကိုချက်ချင်းအကြောင်းကြားရမလားခွေးတောင်စားခွေးကြည့်ခွေးကြံတဲ့လူဘယ်ကကလေးကချင်းငါရုံးခန်းမှာလာအော်နေရလဲဦးမိုးမြင့်ထက်မတက်နိုင်တော့တဲ့ဆိုရုံးခန်းထဲမှာသူမဟုတ်တဲ့အတိုင်းထွက်လာခဲ့လိုက်တယ်ဦးမိုးမြင့်ထက်သူ့ရဲ့ရုံးခန်းထဲမှာထွက်လာတဲ့တပြိုင်နက်အာနာတယောက်ဦးမိုးမြင့်ထက်ကိုရုံးခန်းနဲ့ရန်နဲ့စောက်တွန်းလိုက်ကဦးမိုးမြင့်ထက်ရဲ့မျက်နှာကိုလက်သီးနဲ့နှစ်ချက်စင်ကထိုးလိုက်တယ်မင်းတို့ကောင်နေငါကုမ္ပဏီထိလာပြီးကိုတီလက်ရောက်စော့ကားနေကြလားငါခုချက်ချင်းရဲခေါ်လိုက်ရမလားတောက်ကလေးတွေမင်းတို့ကဘသူ့အာကိုနဲ့မိုက်နေကြရလဲရဲခေါ်မယ်ဟုတ်လားရည်စရာကောင်းလိုက်တာခေါ်လိုက်လေကျုပ်တို့ကကြောက်မယ်ထင်နေတာထူးဆက်အာနာတဲ့ဝေးရကြောက်သွေးကိုမပါခဲ့တာရှင်းလားဒါနဲ့ခေါ်လိုက်လေရဲကကျုပ်တို့တော့ဖမ်းခံရမယ်မဖမ်းခံရဘူးတော့မသိဘူးဒါပေမဲ့ခင်ဗျားတို့တေချာပေါက်ထောင်ထဲဝင်ရမှာဘာတွေဖြစ်နေကြရလဲတဲ့ဒီရွှေဘိုးဦးသူမဒေဒီရဲ့ကုမ္ပဏီကိုလာစဉ်မြင်လာရတဲ့ကုမ္ပဏီရဲ့မှာသွေးတွေနဲ့လဲနေတဲ့လူတချို့နဲ့သူမဒေဒီရှိမှဓားကင်ကစကားပြောနေတဲ့ကောင်းလေးနှစ်ယောက်ကြောင့်ရွှေဘိုးဦးသူမဒေဒီအနာကိုလှည့်မြန်စွာလိုက်လာလိုက်တယ်ဟမ်နေဘာလာလောက်တာလဲစောက်ချောက်ကငါဒေဒီကိုဘာလုပ်လိုက်တာလဲထူးငယ်ဒေါသထွက်နေတဲ့ကြားမှာသူ့ကိုတောက်ချောက်လို့ခေါ်ကစော်ကားလာတာကြောင့်ရွှေဘိုးဦးကိုမျက်တောင်းနေနေကြည့်ကဒေါသအားလျော်စွာသူမရဲ့ပါပြင်ကိုလက်ပြန်နဲ့ထူးငယ်ရိုက်ချလိုက်တာမို့ရွှေဘိုးဦးတယောက်ကျမ်းမြေပေါ်လဲကျသွားတော့တယ်တောက်ချောက်ဟုတ်လားအဲ့ဒီတောက်ချောက်ကခမည်းကိုတက်လုံနေလို့လားကောင်းမထူးငယ်ဒေါသလည်းထွက်နေရမို့ရွှေဘိုးဦးလဲကျနေရဲ့နေရာမှာထိုင်ကရွှေဘိုးဦးရဲ့မျက်နှာကိုလက်နဲ့ညှစ်ကပြောပြီးတော့သူမရဲ့ပါကိုနောက်တစ်ပန်းရိုက်လိုက်တော့တယ်မင်းတို့ကောင်တွေတရားလွန်လာပြီနော်ဘိုးတော်ဘယ်သူကအရင်ကျုပ်တို့ကိုရန်လာစရလဲတခါတည်းအသက်ပါပျောက်သွားကျင်တာလားအေးကျုပ်ကိုသာတခုခုဖြစ်လို့ကတော့ခမည်းတော်ကုမ္ပဏီမီးလောင်ပြီးမှအာနာမိုးမြင့်ထက်ကိုဒေါသကြီးစွာပြောနေစဉ်အိတ်ထဲမှာဖုန်းဝင်လာတာကြောင့်ဟယ်လိုဦးလေးပြားဟုတ်ကျွန်တော်တို့ချက်ချင်းလာခဲ့မယ်ခမည်းတတိထားနေထူးငယ်ထိုးကုမ္ပဏီမှထွက်ကန်နေဦးမိုးမြင့်ထက်ရဲ့ရုံးခန်းတွင်းမှာပန်းဦးတွေကိုရိုက်ခွဲပြီးတော့မရှိရာစေးရုံကိုပြန်လာခဲ့လိုက်တယ်ဦးဆိုင်ဒယ်ရီချင်နေဘလို့လဲဦးဆိုင်သားမေးနေရလေဒယ်ရီချင်နေဘလို့လဲလို့ဆိုင်တယောက်ထူးငယ်ကိုစကားပြောဖို့ပင်အာမရှိရောမိတ်ဆုံးပြီထူးငယ်မိတ်ဆုံးပြီဆိုင်ဝနာရဲ့စကားကြောင့်ထူးငယ်ရောအာနာပါတိတ်ဆိတ်သွားခဲ့တော့လေပေါက်စငိုချင်ငိုချလိုက်ပေါက်စငိုချလိုက်ပါထူးငယ်မျက်ရည်တစ်စမ်းမှကြမလာခဲ့သားမရဘူးဦးဆိုင်တယ်ရီယာသားကိုဒီပုံစံနဲ့တယောက်တည်းထားသွားမှာမဟုတ်ဘူးသားမငိုဘူးသားငိုလိုက်ရင်တယ်ရီဆုံးတာကိုလက်ခံလိုက်တယ်လို့ပဲဒီဟာလူနာမိသားစုလားဟုတ်ပါတယ်ဗျကျွန်တော်တို့ကလူနာရဲ့မိသားစုဝင်ပါဟုတ်ကဲ့ကျွန်တော်တို့စူးစမ်းပေမဲ့လူနာအသက်ကိုမကယ်နိုင်ခဲ့ပါဘူးလူနာမနေ့10 နာရီခွဲတိတိမှဆုံးသွားကြအတိပြုလိုက်ပါပြီခုလူနာကိုရေခဲတိုင်ကိုခေါ်သွားတော့မှမို့
နောက်ဆုံးနေနဲ့တွေ့လို့ရပါတယ်။ဒေါက်တာရဲ့စကားမဆုံးသေးထူးငယ်ခွဲခန်းထဲကိုပြေးဝင်လာလိုက်တယ်။ထိတ်ချုပ်ထားတဲ့မျက်ရည်တွေပါးပြင်းပေါ်တသွင်သွင်စီးကျလာတော့တယ်။အခန်းပြင်မှာအာနာကလည်းယူကျုံမရစွာနဲ့ငိုနေမိခဲ့တော့တယ်။ကောင်းလေညနေအော်စီယာမင်းမိဘတွေရောက်လာလိမ့်မယ်။ကိုမေးရဲ့ကြောင်တည်င်းပေးထားတယ်။တယ်ဒီတားကိုစနေရမို့လား။ထပါတယ်ဒီတားငိုနေရလေထပါတားကိုလာချော့ပါဦးတယ်ဒီတားခေါ်နေရလေတယ်ဒီမထဘူးလားတယ်ဒီတတိမရလာရင်တားတယ်ဒီကိုစိတ်ဆိုးလိုက်မှာနော်တားတယ်ဒီကိုမုန်းလိုက်မှာနော်တယ်ဒီထပါတယ်ဒီပြောတော့တားကိုချစ်တယ်ဆိုတတိရပါတော့ထူးငယ်တရားမေးရဲ့ခန္ဓာကိုယ်လေးကိုလှုပ်ကနှိုးနေခဲ့တယ်သို့တော့မိကတော့တုတ်တုံများမလို့မိအမောင်တို့ကြားတဲ့တယောက်တည်းရှောင်းနှမ်းရင်းနဲ့အေးဆက်တဲ့ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်နေရတယ်တနေရာမှာထူးငယ်ရဲ့ငူတန်ကိုသူ့ရဲ့အမည်ကိုအော်ခေါ်ကမိကြားနေမိရဲ့အတန်သာကြားပြီးတော့ထူးငယ်ကိုမတွေးခဲ့တာမို့မိစိုးရိမ်စွာနဲ့ထူးငယ်ကိုလှည့်ပတ်ရှာနေခဲ့တော့တယ်ဘေဘီတယ်ဒီတန်ကြားလားဘေဘီဘယ်မှာလဲရင်တယ်ဒီမိအမောင်တို့တွေကြားမှာထူးငယ်ရဲ့အော်တန်လေးကြောင့်လှည့်ကြည့်လိုက်စဉ်မျက်ရည်လေးအဝဲသားနဲ့သူ့ကိုခေါ်နေရမို့မိထူးငယ်ထံကိုအပြေးလေးနဲ့လာခဲ့ရာစေယုံကြီးတစ်ခုကိုရောက်လာခဲ့ပြီးတော့ခွဲခန်းတစ်ခုမှာသူ့ခန္ဓာကိုယ်ဖက်ကငူနေတဲ့ထူးငယ်ကြောင့်မိများစွာလန့်သွားတော့တယ်ငါဘာတွေဖြစ်နေရလဲဘေဘီတယ်ဒီခေါ်နေရလေတယ်ဒီတန်ကြားလားထူးငယ်မိရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်လေးကိုဖက်ကမိရဲ့နှကမ်းပါးလေးကိုနှုတ်ဆက်အနံတပွင့်ချွေလိုက်တယ်ထူးငယ်မိကိုနမ်းနေရင်မှနှလုံးခုန်ဆက်လိုင်းနေရပေါ်လာပြီးအတန်လေးကျဲလောင်စွာထွက်ပေါ်လာတာမို့ခွဲခန်းထဲမှာဆရာဝန်တွေလည်းအံ့ဩသွားခဲ့ရတယ်ထူးငယ်လည်းအသက်ပြန်လဲရှူလာတဲ့မိကြောင့်မျက်ရည်တွေတုပ်ပြီးတော့နှင်းမြန်စွာခွဲခန်းထဲကိုထွက်လာခဲ့လိုက်တယ်။နိုင်ဝဲကြဆန်းသက်ပြီးတော့ခွဲခန်းထဲမှာဒေါက်တာတယောက်ထွက်လာခဲ့တော့တယ်။ဒီနေ့ကတော့ကျွန်တော်တို့အတွက်တကယ်ကိုအံ့ဩစရာကောင်းတဲ့နေ့ပါ။တင်နေတဲ့လူတယောက်ကအသက်ပြန်ရှင်လာခဲ့တယ်။လူနာအတွက်ကျွန်တော်တို့ဝမ်းသာပါတယ်။လူနာအတွက်အနေရကလွတ်မြောက်ခဲ့ပြီ။ကျွန်တော်တို့လူနာကို VIP ခန်းထဲပို့ထားလိုက်ပါပြီ။ခွဲခန်းထဲမှာထွက်လာတဲ့အာနာရဲ့စကားကြောင့်ငိုနေကြတဲ့အာနာပါဝင်ထူးငယ်ပါဝမ်းသာကပျော်ရွှင်ခဲ့ကြတော့တယ်။မိတ်တွဲစီစဉ်ထားတဲ့အခန်းထဲကိုရောက်ပေမဲ့မိတ်ကသတိမရသေး။တယ်ဒီမြန်သတိရလာပါတော့နော်။သားလေတယ်ဒီကိုဆုံးရှုံးရမှာအရန်ကြောက်တယ်တဲ့ဒီ။သားနာကနေထွက်ခွာဖို့စိတ်တောင်မကူးပါနဲ့နော်။သားတယ်ဒီမရှိပဲအသက်မရှင်နိုင်ဘူးတယ်ဒီရဲ့။အခုလေသားစီပြန်လာပေးုံနဲ့သားကျဉ်နှံ့လာပါပြီ။ထူးငယ်တခုခုစားလိုက်အောင်နော်။မနေ့တည်းကဘာမှလည်းစားရသေးရမဟုတ်ဘူး။ตาဘာမှစားချင်စေမရှိဘူးဦးစား။ตาဘယ်ခွန်အားနဲ့စားပါမလဲဦးစားရဲ့။တခုခုတော့စားလိုက်ပါကွာ။မင်းတို့ပဲငါတို့လည်းဝမ်းနေရပါတယ်။မင်းခုလို့ဘာမှမစားပဲနေရအောင်။ကိုကြီးသာတည်ရင်ဘယ်လောက်စိတ်မကောင်းဖြစ်နေမလဲ။မင်းအားရှိမှဖြစ်မှာပေါ့မဟုတ်ဘူးလား။မင်းပြောတော့မင်းတဲ့ဒီကိုကောက်ွယ်ခြင်းနဲ့ဆိုမင်းအားရှိမှဖြစ်မှာလေမဟုတ်ဘူးလား။ဟုတ်တယ်။ตาအားရှိမှဖြစ်မှာ။အဲ့ဒါမှตาဒေဒီကိုအပြည့်အဝကောက်ွယ်ပေးနိုင်မှာတိတ်မငိုနဲ့တော့နော်မင်းကတိတ်ကိုမကြောတဲ့ကလေးငယ်လေးပါမင်းလွယ်လွယ်နဲ့ပြုတ်လဲလို့မဖြစ်ဘူးလေတိတ်မငိုနဲ့တော့မင်းတဲ့ဒီအတွက်မင်းရှိနေမှဖြစ်မှာဦးလေးပြောလေဘာလို့အဲ့လိုလဲကျွန်တော်ကိုဖတ်ထားပေးပါလားကျွန်တော်စိတ်ထဲအယမ်းမွန်းကျက်နေလို့ပါဆိုင်အာနာရဲ့ပြောကြောင်းအာနာကိုသူ့ရဲ့ရင်ဝင်လေးနဲ့ဖတ်ထားပေးလိုက်တယ်ချစ်တယ်ဦးလေးဆိုင်တယောက်သူ့ရဲ့ပေါင်ပေါ်အိတ်နေရဲ့အာနာကိုပြုံးလေးနဲ့ကြည့်ရင်နဲ့အာနာရဲ့ဖွင့်ပြောလာတဲ့စကားလုံးတွေကြောင့်ဆိုင်အနေငယ်ကြောင်သွားတော့တယ်ကျွန်တော်ဦးလေးကြီးကိုဆုံးရှုံးရမှာအယမ်းကြောက်တယ်ဦးလေးကြီးသိလားကိုရင်းနေရမှာသာဦးလေးကြီးသာဖြစ်သွားခဲ့ရင်ဆိုတဲ့တွေးနဲ့တယ်ကျွန်တော်အယမ်းကြောက်သွားခဲ့မိတာအရင်ကဘာမှမကြောက်တတ်တဲ့ကျွန်တော်ခုဆိုရင်အယမ်းကိုကြောက်တတ်နေပြီအဲ့ဒါဦးလေးကြီးကိုဆုံးရှုံးရမယ်ဆိုတဲ့အတွေးပဲတွေးကြည့်လိုက်အောင်နဲ့ကျွန်တော်ယူသွားနိုင်တယ်နော်အဲ့လိုစကားမျိုးမပြောနဲ့နော်ကိုမင်းကိုဘယ်တော့မှထားခဲ့မှာမဟုတ်ဘူးစားရဲစကားကြောင့်မျက်လုံးလေးမိတ်နေတဲ့အာနာမျက်လုံးလေးဖွင့်ကြည့်လာကစားရဲလေတိုင်းလေးကိုနမ်းဆိုင်လိုက်တော့တယ်စားရလေအာနာရဲ့အနမ်းလေးကိုပြန်လေတုတ်ပြန်ကနမ်းတော့တယ်ဦးမေရဒီစေးရုံမှာဆိုတာသိကြလားသိကြတယ်ကလေးဒါဒီစေးရုံမှာဆိုတာစိုင်းဝနအသေးချပြောထားတယ်ဟုတ်နောက်နေ့မှာမေရဲ့ဒက်ဒီနဲ့ဂျူလီယာတို့စေးရုံကိုရောက်လာခဲ့တယ်။ဒူးငယ်နဲ့အာနာမိတ်ကိုပြုစုနေမှအခန်းရှိမှတကားခောက်တန်ကြောင့်ဆိုင်ဝနာတကားကိုဖွင့်ပေးလိုက်တယ်။
ဂျူလီယာနဲ့အန်ကယ်ပါလားလာပါအတဲကိုမမီတယ်ဒီတားငယ်တားမိတ်တက်တာရဲ့လားဟုတ်တက်တာပါတယ်တယ်ဒီဒါပေမဲ့တတိရောမရသေးဘူးဒါဟိုကလေးလေးမဟုတ်လားဟုတ်ပါတယ်အန်တီဒါထူးဆန်းအာနာပါဟိုတစ်ခေါက်ကရန်တွေးလိုက်တဲ့ကလေးအစွာလေးအန်တီမှတ်မိပါတယ်နော်ဟုတ်ဒါနဲ့ဘလို့ဖြစ်တာလဲဆိုင်မိတ်ကိုဘသူလုံးကြံတာလဲဆိုင်ကိုဂျူလီယာမေးရမှုဆိုင်ဖြစ်ခဲ့သမျှအကြောင်းစုံကိုရှင်းပြလိုက်တယ်တော်ပါသေးရဲ့မေအသက်ပြန်ရှင်လာလို့မိုးနဲ့မင်းကိုကျေးဇူးတင်ရမယ်ဟုတ်တယ်ကလေးမိုးနဲ့မင်းအပြင်သားမိတ်ကိုတတိယအောင်ပြန်ခေါ်ပေးနိုင်တဲ့ဒီထူးငယ်လေးကိုပို့ကျေးဇူးတင်ရမှာကျေးဇူးတင်ပါတယ်ကလေးငယ်ဦးရဲ့သားကိုလက်မလွတ်ခဲ့လို့ဦးအများကြီးကျေးဇူးတင်ပါတယ်တယ်ဒီတို့ကကိုကြီးနဲ့ထူးငယ်ကြောင့်သိနေရလားအစိုးလေးမမီတို့ကိုကလေးများမှတ်နေလားအကုန်သိပါတယ်နော်မမီတို့ကမိန်းနဲ့ဒီကလေးလေးအကြောင်းအကုန်သိပါတယ်မမီသားကြောင့်တော့မသိပါဘူးဗျာအာနာတယောက်ဆက်ပြေးပြီးနဲ့စိတ်ထဲကပြောနေလိုက်တယ်ဆိုင်နေရအောင်မိမမယူသေးဘူးလားမမီကကိုကြီးကိုတည်င်းလာမေးရလားဦးလေးကြီးကိုမိမမယူသေးဘူးလို့လာမေးရလားဘာလို့လဲသားရဲ့မမီတငယ်ချင်းကိုမမီကမေးလို့မရအောင်လားမရအောင်ဗျာမမေးနဲ့တော့ပြီးတော့ဦးလေးကြီးကမိမယူမှာမဟုတ်ဘူးဘာလို့လဲသားရဲ့စားရမိမမယူတော့ဖားယူမှာလဲယောက်ျားယူမှာလေတာဦးလေးကြီးကိုလက်ထပ်မှာဘယ်လိုသားငယ်တာဘာပြောလိုက်တယ်ဘေဘီအာနာကိုသူ့ရဲ့ဒယ်ဒီအန်အောစွာမေးနေချိန်မိတ်တယောက်ညီးတန်လေးနဲ့တူထူးငယ်ကိုခေါ်လာတာမို့အားလုံးရဲ့ကြီးကမိတ်ထန်ရောက်လာခဲ့တယ်ဒယ်ဒီတတိယပြီတားမိတ်တတိယပြီလားဒယ်ဒီစိတ်ပူလိုက်တာကွာလွမ်းနေဘေဘီအရန်လဲချစ်တယ်မိတ်ထူးငယ်ကိုနန်းနေရင်မှမျက်နှာလေးညှိုးငယ်စွာနဲ့ထူးငယ်ကိုပြောလာခဲ့တယ်တားလဲတူတူပါပဲဒယ်ဒီတားလေအရန်ကြောက်နေခဲ့တာဒယ်ဒီတားကိုထားသွားရင်ဆိုတဲ့အတွေ့အတားနှလုံးသားကြီးကိုတခုလုံးပြောင်းဆန်သွားစေရဲ့ဒယ်ဒီသိလားဒယ်ဒီတာနောက်တစ်ခါအခုလိုဖြစ်သွားခဲ့တာယူသွားနိုင်တယ်ဘေဘီရဲ့ဒယ်ဒီတို့ဘယ်ချရာရောက်နေရလဲမနက်ကပဲရောက်တာဒယ်ဒီဘလောက်စိတ်ပူခဲ့ရလဲသိလားဘာလို့ပေါ့ဆရရလဲကျွန်တော်တတိလက်လွတ်သွားလို့ပါဒယ်ဒီတို့ပင်ပန်းစေမိပြီဒယ်ဒီကသာတောင်းပန်ရမှာပါခုတော့ဒယ်ဒီသားကိုစိတ်ချသွားပြီဘာလို့လဲဆိုတော့ခုဆိုရင်သားကိုအပြေးအဝကာဝယ်ပေးမဲ့ကလေးငယ်လေးရှိနေပြီလေဒယ်ဒီစိတ်ချပါပြီဒယ်ဒီမိဘဝတ္တရားတိုင်းသားမိတ်နေပြန်ကောင်းတာနဲ့ဒယ်ဒီသားတို့ကိုလက်ထပ်ပေးမယ်ဗျာဒယ်ဒီလက်ထပ်ပေးမယ်ဟုတ်လားဘာလို့လဲသားကလက်မထပ်ချင်ဘူးလားမေရဲ့ဟင်းအင်းဆိုတဲ့စကားကြောင့်အားလုံးရဲ့အကြည့်ကမိတ်ထန်ရောက်လာခဲ့တယ်ဘာသဘောလဲကိုကြီးကဟင်းအင်းဆိုတော့ဘာလဲပေါက်စာကိုအပျော်ကြံတာလားကိုကြီးကဘာလဲကိုကြီးကစားလို့ဝါလို့ထွေးထုတ်တာလားရပါတယ်ကိုငယ်ဒယ်ဒီကိုမစုပါနဲ့ဒယ်ဒီလည်းသူ့เจ้าနဲ့သူရှိမှာပါထားလိုက်ပါထူးငယ်အာနာကိုပြောတာပြောနေရတယ်မျက်ဝန်းထက်မှာမျက်ရည်တွေကရေဝဲလို့နေရတယ်တာအပြင်ခဏသွားအောင်ပဲထူးငယ်ဆက်နေရင်မေရဲ့ရှေ့မှာငူမီရောမှမို့ထူးငယ်လေးမြန်စွာထိုခန်းလေးရဲ့မှထွက်လာခဲ့လိုက်တယ်ဘေဘီထူးငယ်တရားမိတ်ခေါ်တာကိုနားမထောင်ပဲလှည့်မြန်စွာထွက်လာခဲ့လိုက်တယ်ကိုကြီးပြကိုကြီးမို့ညင်းရတယ်ငါထထိုးရသေးတော့မယ်မင်းသက်အာနာဘာလဲကိုကြီးကျွန်တော်ပြောတာမှားနေလို့လားမဟုတ်ဘူးလားဒီကောင်တော့ငါလောက်ရင်သေရော့မယ်မင်းလောက်တာနဲ့ငါစီစဉ်နေပြက်ကုန်ပြီတောက်ကလေးဘာမှမသိပဲရမ်းပြောနေဘာစီစဉ်လဲသားမိတ်ဒီလိုဒယ်ဒီကကျွန်တော်ကဒယ်ဒီကိုလက်ထပ်ပေးလို့ယူတာမဖြစ်ချင်ဘူးကျွန်တော်ဘာသာဘေဘီကိုလက်ထပ်ခွေတောင်းဖို့စီစဉ်ထားတာခုတော့သွားပါပြီဗျာကျွန်တော်ကဘေဘီကိုဆပ်ပရိုက်နေနဲ့ဘေဘီမသိအောင်စီစဉ်ထားတာခုတော့တဲရဲရည်သွန်းဖြစ်ကုန်ပြီထိုအခါမှအာနာတယောက်သူ့ပြင်းတဲ့သူမိတ်ကိုဆက်ဖြဲဖြဲလှုပ်ပြနေရော်တယ်ကိုကြီးကလည်းကျွန်တော်ကမသိလို့အောင်ကိုကြီးကဟင်းအင်းဆိုတော့ပေါက်စကိုလက်မထက်ချင်လို့ညင်းနေတင်လို့ပေါ့ငါဟင်းအင်းပဲပြောရသေးရဲ့လေမင်းကလူကဆွဲတွေ့ရော့ဘေဘီကအခုအထင်လွဲသွားပြီအဲ့ဆိုကိုကြီးရဲ့ဟင်းအင်းဆိုတာဘာကြီးလဲဟင်းအင်းရဲ့နောက်မှာပြောဖို့စကားကျွန်တော်ဘာသာအရင်လက်ထက်ခွေတောင်းမရစေလို့ပြောမလို့တောက်ကလေးရဲ့တကယ်အမွေကငါသာနေကောင်းလို့ကတော့မင်းမလွယ်ဦးမှခုပဲပြီးဘယ်ထွက်သွားပြီလဲမသိဘူးဘဲမှမသွားတော့အောင်ခဏတာစိတ်ထဲဝမ်းနေသွားလို့အပြင်ထွက်သွားတာနေမှာအရန်စိတ်ပူနေနဲ့ကိုကျမ်းမာရေးသားကိုကယူဆိုင်သူနေကိုတကယ်ချင်းသူနားလဲပေးမှာပါနင်းသာအရင်နေကောင်းအောင်လို့ဂျူလီယာပြောကြောင့်မိတ်ကောင်းလေးသာညှိပြလိုက်တယ်ဒါနဲ့ရှင်းမအောင်အမွေစိတ်လေးဘယ်ဘလို့ဖြစ်ပြီးဆိုင်ကိုလက်ထက်ကျင်တာလဲပြောစမ်းမမီကိုတောင်းရဲ့ဘာတွေလှုပ်ထားရလဲဘာလဲမမီကရုပ်ရှင်နေတဲ့ရလို့တားတို့ချစ်ချင်းကိုခွဲမလို့လားမရအောင်နော်အဲ့လိုမျိုးအဲ့ဒါတွေကရုပ်ရှင်ထဲမှာပဲရှိရ
အပြင်မှာမာမီတို့သားတို့ကိုခွဲဖို့မကြိုးစားနဲ့မာမီခွဲတဲ့သားဦးလေးယူရအောင်ယူမှာအမြင်ကိုကတ်တဲ့ဖြစ်ပြက်နေလိုက်တာသဘောမတူပဲနေလိုက်ရဂျူလီယာရဲ့အပြောစကားကြောင့်အာနာမျက်နှာလေးရွှင်ပြသွားပြီးတော့သားကချစ်လို့စတာမာမီကအရန်ချောတာပဲအရန်ချစ်ဖို့ကောင်းတာပဲသားကမာမီကိုချစ်လို့စတာနော်ဘာကြောင့်လဲဒယ်ဒီဘာကြောင့်ညင်းတာလဲဒယ်ဒီသားကိုတကယ်မချစ်လို့လားဒယ်ဒီကသားကိုတကယ်ချစ်တာပါဒယ်ဒီကသားကိုပဲလက်ထက်မှာဒယ်ဒီပြောတော့သားကိုချစ်တယ်ဆိုဒယ်ဒီသားကိုလှည့်စားလားမဖြစ်နိုင်ဘူးငါအတိတ်မှားတာပဲဖြစ်မှာပါသားကယောက်ျားလေးဖြစ်နေလို့ဒယ်ဒီသားနဲ့လက်ထက်ရမှာရှက်လို့လားထူးငယ်စိတ်ရုပ်ရဲ့တောင်းမှာထိုင်ကုန်နေရင်းနဲ့နောက်မှတယောက်ကထူးငယ်ရဲ့ခေါင်းကိုတန်တုံးနဲ့ရိုက်လိုက်တာမို့ထူးငယ်နေရာမှာခွေလဲကတတိမိသွားခဲ့ရတော့တယ်ခေါင်းကလည်းသွေးတွေစီးကျလာခဲ့တော့တယ်ဟဲ့ကောင်နေအဲ့ဒီကောင်ကိုခေါ်ခဲ့ဟုတ်ကဲ့ boss ထူးငယ်ကိုကားထဲထည့်ပေးပြီးတော့ထိုစေးရုံနဲ့အဝေးဆုံးတနေရာကိုခေါ်ခဲ့လိုက်တယ်မမလေးကျွန်တော်တို့ရောက်ပါပြီနင်တို့ငါခိုင်းထားသလိုတေချာလုပ်ခဲ့ရလားဟုတ်ကဲ့မမလေးကျွန်တော်တို့တေချာလုပ်ခဲ့ပါတယ်ရော့350နောက်တစ်ခါနင်တို့ဒီနေမှာပေါ်မလာနဲ့အဝေးဆုံးတနေရာကိုထွက်သွားကြဟုတ်ကဲ့မမလေးဒါနဲ့ဒီကားကိုဘယ်နှားထားခဲ့ရမလဲထူးငယ်ကိုမြို့ကြီးနဲ့အဝေးဆုံးမြို့ပြင်ရှိတိုက်ပြက်ကြီးကိုခေါ်လာတာမို့ရွှေပိုးဦးစောင့်နေခြင်းဖြစ်တယ်သူရဲ့ဖခင်ဦးမိုးမြင့်ထက်ကသူ့ကိစ္စအောင်မသိချင်းအဲ့နေရာမှာပဲထားခဲ့လိုက်ဟုတ်မမလေးလက်နဲ့ရှိစားခုတော့နေဘသူ့ကိုအားကိုးနိုင်အောင်မလဲထူးဆက်အာနာနေရလဲမကြခင်သွေးထွက်လုံပြီးတေးရတော့မှဆိုတော့နောက်ဆုံးနေနဲ့ကိုကိုကိုတွေ့ကျင်သေးလားနင်းဆိုတာမရှိခဲ့ရင်ကိုကိုကငါ့ကိုခုလိုဆက်ဆံမှာမဟုတ်ဘူးခုတော့နင်းလိုမလောက်လေးမလောက်စားတောက်ချောက်ကောင်းကြောင်ကိုကိုကငါ့ကိုညင်းနေတာနင်းသာမရှိရင်ကိုကိုကငါ့ကိုချစ်မှာပဲဟာသာလျှင်ကိုကိုတတူးသမီးဖြစ်ရမှာကိုကိုသာလျှင်ငါ့ပိုင်ဖြစ်ရမှာခုတော့ဘက်နဲ့ရှိစားထူးဆန်းအာနာနေရငါ့ကိုမှလာစမ်းတာအောင်ခုတော့လည်းငငယ်ရွယ်ရွယ်နဲ့ငရဲကိုသွားရတော့မှာပါလားတနာလိုက်တာအာနာဘေဘီကိုလည်းမတွေ့ပါလားဟုတ်တယ်ကိုရင်ကျွန်တော်လည်းရှာနေရဘယ်ထွက်သွားမှန်းမသိဘူးခါရိုက်တီပေါက်စားဒီလောက်စိတ်ပြောတတ်တဲ့ကောင်မဟုတ်ပါဘူးဆိုင်ဝနမင်းရောတွေ့မိသေးလားငါလည်းမတွေ့ခဲ့ဘူးမင်းအတွက်လိုအပ်တာတွေအိပ်ပြန်ယူတော့အိမ်မှာလည်းမတွေ့ခဲ့ဘူးငါ့အိမ်မှာလည်းမရှိဘူးဘေဘီဘယ်တွေသွားနေရလဲကွာအာနာစေးရုံထဲမှာရှာကြည့်ပေးပါအောင်အိမ်မှာလည်းမရှိဘူးဆိုတော့စေးရုံမှာပဲရှိတော့မှာဟုတ်ကျွန်တော်သွားရှာပါမယ်အာနာမိန်လေထူးငယ်အတွက်စိတ်ပူနေရမှုထူးငယ်ရှာဖို့လူနာဆောက်အခန်းမှထွက်လာခဲ့လိုက်တယ်စေးရုပ်ရဲ့ဓာတ်စုံတနေရာကိုရောက်လာခဲ့တော့ဒါထူးငယ်ရဲ့အပေါ်တက်အိတ်ကြီးမဟုတ်လားသွေးတွေအာနာနင်းငယ်လန်းကကြောက်သွားခဲ့ရတယ်ပြီးမှထူးငယ်ကိုတတိယသွားကသွေးစိုးနေရဲ့အင်ကြီးကိုယူကမိရှိရအခန်းစီပြေးလာခဲ့လိုက်တယ်ကိုကြီးမကောင်းတော့ဘူးဘာဖြစ်တာလဲအာနာထူးငယ်အတွက်စိုးရိမ်ရတယ်ထင်တယ်ဒီမှာပေါက်ဆရဲ့အင်ကြီးသွေးတွေနဲ့ဘေဘီဘာဖြစ်တာလဲကျွန်တော်လည်းမသိဘူးကိုကြီးစေးရုံထဲမှာပေါက်ဆကိုလိုက်ရှာရင်လည်းမတွေ့ရမလို့စေးရုံတစုံရှောက်သွားရင်သွေးတွေနဲ့ပေချန်နေရဲ့အင်ကြီးကိုတွေးခဲ့တာပဲပေါက်ဆကိုမတွေးခဲ့ဘူးတေချာတာဒါမနက်ကဝစ်ထားတဲ့အင်ကြီးပဲဒေါက်တာကျွန်တော်ကိုကူညီပါဗျကျွန်တော်ဘေဘီပျောက်သွားလို့ကျွန်တော် CCTV ခဏကြည့်ပြရစီဒေါက်တာကူညီပါဒေါက်တာမိတ်ကို CCTV မှတ်တမ်းကိုကြည့်ခွင့်ပြုခဲ့တယ်အာနာနဲ့ဆိုင်းဝန်းနာလည်းထိုအခန်းကိုရောက်ခဲ့တာမို့အာနာကိုယ်တိုင်ပဲ CCTV မှတ်တမ်းတွေကိုစစ်ဆေးခဲ့လေတယ်တွေ့ပြီဒါထူးငယ်မို့လားမြင်လိုက်ရတဲ့မြင်ကွင်းတွေကြောင့်အားလုံးပို့ပြီးတော့ထူးငယ်ကိုစိုးရိမ်သွားကြတော့တယ် CCTV ထဲမှာထူးငယ်ကိုလူ9ယောက်ဖမ်းခေါ်သွားတာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စိုးရိမ်ထိန်နှံမှုနဲ့အတူဒေါသပါထွက်သွားရတယ်ဘယ်ခွေးမှသာငါ့ဘေဘီကိုထိရဲရလဲငါတီးခံလို့များဒင်းတို့ကငါ့ကိုအကျော်ဆန့်နေပေါ့လေမင်းတို့တွေငါအကြောင်းသိစေရမယ်ခွေးမသားတွေ Facebook စာမျက်နှာမှာသာမက TV သတင်းတွေထဲမှာပါထူးငယ်ပြောင်ဆုံးကြောင်းကြော်ညာတွေတွေ့ရတာမို့ရွှေဘိုးတယောက်ပူရဒေါသထွက်လာတော့တယ်နေရမှာမို့နင်းကိုဒီလောက်တော့အသေးအတန်ရှာနေကြရတယ်ထူးဆက်အာနာနင်းမြမြန်တေမအိမ်မှာဟုတ်တယ်နေတေမအားလုံးနေကိုမရှာကြတော့မှာနေသေးရမယ်ထူးဆက်အာနာရွှေဘိုးတယောက်ခေါင်းထရကြောင့်တတိကောင်းကောင်းမလဲသေးတဲ့ထူးငယ်ရဲ့လက်ပင်ကိုအားနဲ့ညစ်ကထူးငယ်ကိုတက်ရန်ကြံစီနေခဲ့တယ်ရွှေဘိုးထူးငယ်ရဲ့လက်ပင်ကိုညှစ်နေရမှာအနားမဝင်လာတဲ့အတန်ကျဲကြီးနဲ့တူကြည်စမ်းပါရွှေဘိုးဦးရဲ့နောက်ကျောမှာလက်ပြင်ကိုဖျောက်ဝင်သွားတာမို့ရွှေဘိုးထိုနေရာမှာလဲကျသွားခဲ့တော့တယ်ထူးငယ်မိတ်ထူးငယ်ကိုခေါ်နေပေမဲ့ထူးငယ်တတိမရမိတ်နဲ့တခြားသူတွေကိုထူးငယ်ကိုလင့်ပြန်စွာဆေးရုံကိုခေါ်သွားကြတော့တယ်ရွှေဘိုးကလည်း
တန်းတန်းတရာကြောင့်ဒေါသစိတ်ဝင်တိုစိတ်တို့နဲ့တူထိုတိုက်ပြက်ကြီးရဲ့မှတတိမိကလဲကျသွားတော့တယ်။သမီးတတိထားပါအောင်။ဒယ်ရီအပြစ်တွေပါ။ဒယ်ရီသမီးလေးခုလိုဖြစ်ရတာဒယ်ရီကြောင့်ပါ။ဒယ်ရီသမီးလေးကိုမိုင်မဲတာတွေမလုံးမိစေဖို့ဒယ်ရီသူတို့ကိုကူညီပေးလိုက်တာပါသမီးရဲ့။သမီးလေးဒယ်ရီသမီးလေးဦးမိုးမြင့်ထက်တယောက်တနိုင်ငံလုံးထူးငယ်ကိုရှာနေရဲ့သတင်းစကားတွေကြောင့်သူ့ရဲ့သမီးဖြစ်သူလက်ချက်ဆိုတာသိရနဲ့အမားရိတ်ကိုကျူးလွန်ပြီးမှစိုးရိမ်တဲ့အတွက်ကြောင့်မိန်းတို့ကိုဆက်သွဲကသမီးဖြစ်သူရှိမဲ့နေရာကိုမိတ်ကိုခေါ်လာခဲ့ခြင်းဖြစ်တယ်။ဘေဘီတတိထားပါဦးနော်ဘေဘီဒယ်ဒီရှိရနော်။ကိုကြီးထူးငယ်ချင်းနေဘလို့ရှိလဲ။အရေးပေါ်အခန်းရှိမှာရှင်းနောက်ရှောက်နေရဲ့မိတ်ကိုအာနာမီးလိုက်တာဖြစ်တယ်။ကိုကြီးခဏတော့ထိုင်ပါအောင်ဗျ။ပေါက်စအဆင်ပြေသွားမှာပါ။ပေါက်စလွယ်လွယ်နဲ့အရှုံးပေးမှာမဟုတ်ပါဘူး။ကိုကြီးသိရဲ့အတိုင်းကိုကြီးကကျမ်းမာကြီးကောင်းတာမဟုတ်သေးဘူး။စိတ်ကိုအေးအေးထားပါနော်။အရေးပေါ်သွေးလိုနေရဲ့ရှင်။ဆီယမကျွန်တော်ဘေဘီအခြေအနေလေးဘလို့ရှိလဲ။လူနာသွေးထွက်လွန်ထားတဲ့အတွက်ခုအရေးပေါ်သွေးလိုအပ်နေပါတယ်။ဒီနေ့ကျမှဆေးရုံမှာအမျိုးအစားတူတဲ့သွေးရမရှိဘူးဖြစ်နေတယ်။ဘာသွေးလိုရလဲဆီယမ။အေးပြီးသွေးပါ။သူနာပြုဆီယမလေးရဲ့အပြောကြောင့်မိအနေငယ်စဉ်းစားဟန်နဲ့ဒီလိုလောက်ပါလားဆီယမ။ကျွန်တော်ကလည်းအေးပြီးသွေးပါ။ကျွန်တော်လူနာအတွက်သွေးလူခြင်းပါတယ်။ကျွန်တော်သွေးကိုယူပါနော်။ဟုတ်ကဲ့အဲ့ဆိုလက်မှတ်လေးထိုးပေးပါ။ကျေးဇူးပါဆီယမ။တူးငယ်နဲ့ကတင်ချင်းကက်လျက်မှာမိတူးငယ်အတွက်လိုအပ်တဲ့သွေးတွေလူခဲ့လေရဲ့။အားတင်းထားပါဘေဘီရဲ့။ဒယ်ဒီမင်းသားမှာရှိနေမှာပါ။ဒယ်ဒီကိုမထားခဲ့ပါနဲ့ဘေဘီ။ချစ်တယ်နော်။နာရွက်ကြာစစ်ဆေးမှုပြုလုပ်ပြီးနောက်မိလည်းဆေးရှိန်နဲ့မို့တတိလစ်သွားခဲ့ရာမိတတိရလာတော့သူ့ရဲ့ငကိုမူရဲ့အခန်းလေးထဲရောက်နေပြီဖြစ်တယ်။အာနာကတော့မိနှဘေးမှာစာအုပ်လေးဖတ်လို့နေတယ်။အာနာဘေဘီရောအဆင်ပြေရဲ့လား။ပေါက်စားချင်နေကောင်းသွားပါပြီကိုကြီး။ပေါက်စားမကြခင်နူးလာမှာပါ။ပေါက်စားအတွက်အသက်အန္တရာယ်နဲ့စိုးရိမ်စရာမရှိတော့ဘူး။ခုတော့ခဏနားလိုက်အောင်နော်။ကိုကြီးကိုအားပြည့်အောင်ဒေါက်တာဆေးချိတ်ပေးသွားတယ်။တော်သေးရပေါ့ဘေဘီရဲ့။ဒယ်ရီစီပြန်လာပြီးတော့ကျေးဇူးပါဘေဘီ။ဝနဘေဘီနိုးပြီလား။တတိမရသေးဘူးမိတ်။လာထားရောမင်းရလဲကွာခဏလေးတော့နားပါဦးလား။နေကောင်းမှလာတာမဟုတ်ဘူး။ကိုကျမ်းမာရေးလဲကိုဂယုဆအောင်မှာပေါ့။စူကျင်နားမဆူကွာ။ငါဘေဘီလေးမျက်နှာကိုကြည့်ရအောင်မယ်။ဘေဘီတတိရလာပါတော့။ဒယ်ဒီအရန်လွှမ်းနေပြီဘေဘီရဲ့။ဇလန်းတော့စပြီ။ငါကိုကြီးကတော့ခွဲရတာတော့တရက်ပဲရှိသေးရဲ့။ပြောရင်လွန်တော့မယ်။မင်းကဘာလာကြိုကြွနေရလဲ။တေးကျင်နေပြီလား။မသေးနိုင်ပါဘူးကိုကြီးရဲ့။ကျွန်တော်ကဦးလေးကြီးကိုယူရအောင်ပါ။ဦးလေးကြီးနဲ့ကလေးလေးတွေဘောလုံးတသိန်းစာလောက်မွေးရအောင်မယ်။မသေးနိုင်သေးပါဘူး။အာနာတယောက်ပြောင်ဆက်ဆက်နဲ့ပြောနေရမို့ဆိုင်အာနာရဲ့လက်မောင်းလေးကိုရိုက်လိုက်တယ်။ဦးလေးကြီးကလည်းနားတယ်ဗျ။ဘာလဲ။ဦးလေးကြီးကရှက်လို့လား။မရှက်ပါနဲ့ဗျာ။ဒီကလေးတော့ပြောလေကဲလေပါလား။မိအာနာကိုသဘောကျစွာကြည့်နေရင်မှထူးငယ်ရဲ့ညီးတန်ကြောင့်မေရောဆိုင်မှာထူးငယ်နာရောက်လာကြတော့တယ်။ဘေဘီတတိရလာပြီ။မေထူးငယ်ရဲ့ညီးတန်လေးကြောင့်ထူးငယ်ကိုခေါ်လိုက်တယ်။ဝနဒေါက်တာမြင့်မြတ်ခေါ်လူနာတတိရလာပြီလို့ဟုတ်ဒေါက်တာထူးငယ်ကိုလိုအပ်တာတွေစစ်ဆေးပေးခဲ့တော့တယ်လူနာအတွက်စိုးရိမ်စရာမရှိရောပါအောင်ခွင့်ပြုပါအောင်ဟုတ်ကဲ့ဒေါက်တာဘေဘီဘလို့နေသေးလဲတက်တာရဲ့လားယင်ထူးငယ်သူ့ကိုစိုးရိမ်စွာမင်းနေရဲ့မိတ်ကိုသူတခါမှမမြင်ဘူးတဲ့လူတယောက်လို့မိတ်ကိုကြည့်နေမိရဲ့ဦးဒီလူကြီးကဘသူလဲယင်သားတို့သိလို့လားကိုအာနာဒီလူကဘသူကြီးလဲဘေဘီဒယ်ဒီကိုမမှတ်မိဘူးလားဘယ်ရဒယ်ဒီလဲမသိဘူးခမကြီးကဘသူလဲဒါဘလို့ချင်းနေလဲဘေဘီကျန်တဲ့သူတွေအားလုံးမှတ်မိပြီးရောဒယ်ဒီကိုကြာမမှတ်မိဘူးရဲ့လားဒေါက်တာပြောတော့ကအကုန်စင်ပြေနေရဲ့လို့ပြောသွားတာပါမိတ်အနေငယ်စဉ်းစားဟန်ပြုပြီးနောက်မိတ်တစ်ခုခုကိုသဘောပေါက်သွားသည်ဟန်မိတ်ပြုံးပြီးတော့ဒီလိုလှုပ်လို့ရယူလားဘေဘီဒယ်ဒီယုံမဲ့ထင်နေရလားအားလုံးကိုမှတ်မိပြီးတော့ဒယ်ဒီတယောက်တည်းကွက်မိရဲ့ပေါ့ဟုတ်လားတတိရှိရင်မေးလိုက်လေဘေဘီကျွန်းကလေးအသေးပြန်ဝဲထားတယ်နော်မိတ်ပြောကြောင်အာနာနားမလဲတယ်လို့ဖြစ်သွားတာကိုကြီးထူးငယ်တတိမရနဲ့ကျွန်းကလေးနဲ့ဘာဆိုင်လို့လဲဩသိပြီထူးငယ်ရရှေးဟောင်းပစ္စည်းကြိုင်လို့ကတင်ဝယ်ပေးရလားမိတ်ဘာမှနားမလဲပဲရန်တန်ပြောနေတဲ့အာနာကိုဘူးဆက်ဆက်ကြည့်လိုက်တယ်နည်းနည်းဆက်စုတာကိုကြီးရလဲကဲပြောပေးပြီဒယ်ဒီကိုမေ့ရဲ့လားကျွန်းကလေးကြိုးကျင်လားဒါမှမမှတ်မိသေးနောက်ထပ်10လုံးဝယ်လိုက်မှာနော်တတိရှိရင်မေ့လိုက်လေကိုကြီးတို့များထူးငယ်တော်နေမကောင်းသေးဘူးလက်တော်မထပ်ရသေးပဲနဲ့အနာဂတ်ကလေးတွေအတွက်စီမံကိန်းနဲ့ကလေးတွေအိပ်ဖို့ကလေးနဲ့ကြိုးဝယ်ထားခြင်းနေပြီတေးခြင်းနေပြီလားအာနာဦးသားတင်မောထူးငယ်စကားမဆုံးခင်မိတ်တယောက်ဆိုင်းနာမဖုန်းယူက
ကုမ္ပဏီရှိမန်နေဂျာဒါရိုက်တာကိုဖုန်းဆက်လိုက်တယ်ဟယ်လိုကိုမြင့်ကျွန်တော်အတွက်အပျော်စီးသင်္ဘောတစ်စီးအခုချက်ချင်းဝယ်ပေးပါဦးဦးအဲ့လူကြီးယူနေလာရင် तू ဟာသင်္ဘောဝယ်ပြီးဘာလို့မလို့လဲအေးလေမိတ်မင်းကဘာလို့မလို့လဲမကြောက်လားငါဘေဘီကသင်္ဘောတဲ့လေနေကောင်းရင်လေကောင်းလေတန်ရှူအောင်ပင်လယ်သွားကျင်လို့နေမှာပေါ့ပြောမိလို့လားခမည်းယူများသွားလားသားပြောတဲ့သင်္ဘောဆိုတာသင်္ဘောတီတောင်စားကျင်တယ်ပြောမလို့သင်္ဘောလိုချင်တယ်လို့မပြောမိပါဘူးလောသွားလို့ပါဘေဘီရဲ့ဒယ်ဒီယာဘေဘီနေကောင်းတာနဲ့ဘေဘီလိုချင်တာအကုန်ဖြည့်ဆည်းပေးမှာခက်ပြီခမည်းကြီးကိုသားမသိဘူးလို့ဆိုနေထူးငယ်ပြောကြောင့်မိတ်ထူးငယ်ရဲ့မျက်နှာနာတိုးကပ်သွားပြီးတော့တကယ်ဒယ်ဒီကိုမမှတ်မိဘူးပေါ့လေရရလေမေ့ကျင်အောင်မိတ်တယောက်သူ့ကိုမမှတ်မိဘူးလို့ညင်းနေတဲ့ထူးငယ်ရဲ့မျက်နှာကိုရုတ်တရက်နမ်းလိုက်တော့တယ်မိတ်သူ့ကိုမသိဘူးမမှတ်မိဘူးညင်းနေတဲ့ထူးငယ်ကြောင့်မိတ်ထူးငယ်ရဲ့နှကန်းလေးကိုဖိကက်ကနမ်းလိုက်တော့တယ်ခမကြီးလူကိုဘယ်လိုလောက်တာလဲဘာလဲတေချာမသိလိုက်ဘူးလားနမ်းလိုက်တာလေဒီလိုနှကန်းလေးနဲ့မွားဆိုပြီးနမ်းလိုက်တာလေဘာလဲမကျေနပ်ဘူးလားဖေဘီကဖေဘီမကျေနပ်ရင်ဒယ်ဒီကိုပြန်နမ်းလို့ရရဲ့နော်ဘလို့လဲဖေဘီသွားခမကြီးကိုသိလည်းမသိဘူးလာမနမ်းနဲ့အကျင့်ပုတ်ကြီးခမကြီးကိုမတဲ့ဘူးမခေါ့ဘူးဖေဘီရဲ့မလိတ်တက်ပဲလိမ်နေနဲ့ဒယ်ဒီကိုစိတ်မဆိုးပါနဲ့ရောကွာဒယ်ဒီဘေဘီကလိမ်ပါပါတယ်ဘေဘီစိတ်ဆိုးပြအောင်ဒယ်ဒီဘာလုပ်ပေးရမလဲဘေဘီပြောဒယ်ဒီအကုတ်ဖြည့်ဆည်းပေးမယ်ဘေဘီကားလို့ကျင်တာဒယ်ဒီချက်ချင်းဝယ်ပေးမယ်ကိတ်မုတ်စားကျင်တာဘေဘီတစ်ဆိုင်လုံးမှာရှိရအကုတ်ဝယ်ပေးမယ်ဘေဘီလိုချင်တာအကုန်ပြောဒယ်ဒီဖြည့်ဆည်းပေးမယ်ဒယ်ဒီအပြောမဟုတ်ဘူးနော်ဘေဘီသာစိတ်ဆိုးပြမယ်ဆိုဘေဘီကကောင်းကင်ကြီးကိုလိုချင်တာဒယ်ဒီကမရရအောင်ဝယ်ပေးမှာဒယ်ဒီကိုရောစိတ်မဆိုးပါနဲ့ရောကွာနော်ဘေဘီဒယ်ဒီဘေဘီကိုအရင်တတိယပြီးလွမ်းနေရပါဘေဘီသိလားဒယ်ဒီဘလောက်တောင်စိတ်ပူခဲ့ရလဲဆိုတာတောင်းပန်ပါတယ်ဘေဘီရဲ့ဒယ်ဒီကိုမခေါ်မပြောဘဲနဲ့ရောမနေပါနဲ့နော်မဟုတ်ရင်ဒယ်ဒီယူသွားလိမ့်မယ်သိလားမိရီဘက်မှာတနတ်တရာကနာကျင်လာတဲ့အတွက်ကြောင့်မိချောင်းဆိုးရင်မှသွေးများပင်ထွက်လာခဲ့လိုက်တယ်ဟမ်ကိုကြီးသွေးတွေဒယ်ဒီတရာပြန်လာနေရလားตาစိတ်မဆိုးတော့ပါဘူးနော်ဒယ်ဒီဦးဆရာဝန်မြန်မြန်ခေါ်ပေးပါရပြီဝနမခေါ်နဲ့တော့ငါတက်တာသွားမှာပါဒယ်ဒီတန်ကဘလို့ဖြစ်တာလဲဦးဘလို့ဖြစ်ရမှာလဲပေါက်စားရဲ့မင်းကြောင့်ပေါ့မင်းပြောက်တော့ကကိုကြီးကနေမကောင်းတဲ့ကြားအတင်းစီးရုံကဆင်းပြီးတော့လိုက်ရှာခဲ့ရလေပြီးတော့မင်းအတွက်အရေးပေါ်သွေးလိုတော့ကလည်းကိုကြီးပဲလှူခဲ့တာဟုတ်တယ်ထူးငယ်မေထူးငယ်ကိုအရင်စိတ်ပူနေခဲ့တာမဲကိုစိတ်မဆိုးပါနဲ့တော့ဒယ်ဒီကိုစိတ်မဆိုးတော့ပါဘူးနော်တားကိုခွင့်လို့ပါတာဘာမှမလို့ချင်ပါဘူးတားနာမှာဒယ်ဒီရှိုံနဲ့အရာရာပြည့်စုံပါပြီဒယ်ဒီရဲ့တကယ်နော်ဘေဘီတကယ်ပါဗျာတကယ်ပါအာနာကတော့ပြောဆိုစားရက်လက်ကိုဆွဲပြီးခေါ်သွားတာမို့ဆိုင်တယောက်ကြောင်အန်းလေးနဲ့အာနာနောက်လိုက်ပါသွားခဲ့ရတော့တယ်ဘေဘီဘာလို့ဒယ်ဒီကိုလိမ့်တာလဲပြောဘာလို့လဲဒယ်ဒီကလည်းတားကဘာလဲလို့လဲကြည့်ခုပဲလိမ့်နေပြီမို့လားအစိုးလေးဒယ်ဒီမှာတော့ဒယ်ဒီကိုတကယ်ပဲမေ့သွားပြီတင်နေတာကဲပြောဒယ်ဒီဘယ်လိုအပြစ်ပေးရမလဲပြောအပြစ်ပေးချေအိမ်ရောက်မှာပေးဒီမှာဂတိမခိုင်ဘူးတဲ့ဒယ်ဒီအိမ်အစ်စ်မှာပဲဒီနေ့ကျုံးကလေးအစ်စ်ထားလိုက်ရတော့မလားဒါမှမဟုတ်ချက်ချင်းပဲသွားဝယ်လိုက်ရမလားဘေဘီဘယ်လိုလဲဘေဘီဒယ်ဒီနော်စွတ်ပါလားစေးရုံကတော့မစင်းရသေးဘူးနော်တာနေမကောင်းသေးဘူးတော်နေဒယ်ဒီကိုအတိမေ့သွားမှဖြစ်မေးကြည့်လိုက်လေဘေဘီရဲ့ဒယ်ဒီပါဒါနဲ့ဒယ်ဒီတာဘာဖြစ်သွားလဲအိမ်နေရတာစေးရုံတောင်မှထိုင်နေရောအနောက်ကနေတယောက်ယောက်ကခေါင်းကိုရိုက်လိုက်တာပဲတားတိလိုက်တာကျန်တာဘာမှမမှတ်မိဘူးမေထူးငယ်ရဲ့အပြောကြောင့်ထူးငယ်ကိုသူ့ရဲ့ရင်ဝင်ထဲမှာတင်းကျပ်စွာဖတ်ထားပြီးတော့အိန္ဒိယဖြစ်ပျက်တွေကိုပြန်လည်ပြောပြလိုက်တော့တယ်ဘလို့ပဲဖြစ်ဖြစ်မေဦးမိုးမြင့်ထက်ကိုကျေးဇူးတင်မိရအမှန်သူသာမပြောပြခဲ့ရင်ခုချိန်ထူးငယ်သူ့နာရှိနိုင်မှာမဟုတ်ထူးငယ်သူနဲ့အဝေးဆုံးကိုထွက်သွားနေလောက်ပြီမိတို့သောအကြောင်းများရှိခဲ့ပါစေမေဦးမိုးမြင့်ထက်ကိုအမှန်မင်းကျေးဇူးတင်ပါတယ်ကျေးဇူးပါဦးမိုးမြင့်ထက်ဘေဘီပေါ်ခမည်းသမီးကျူးလွန်ခဲ့တာတွေကိုခွင့်မလွတ်နိုင်ပေမဲ့ခမည်းကျွန်တော်ကိုကူညီပေးခဲ့လို့ကျေးဇူးပါရတန်ကြာစေးရုံမှာနေရပြီးမကြမီထူးငယ်ရောမိဘစေးရုံစင်ခွင်ရခဲ့တော့တယ်ညရောက်တော့မိတရအခန်းနဲ့တော်ယုံနဲ့ထွက်မလာခြင်းထူးငယ်မိဖို့ကန်ထဲမှာညနေစာပြင်ဆင်ပြီးပြီမဲ့လေမိတရဆင်းမလာခဲ့ပြီကျုံကလေးအသေးဝဲထားတာမို့ပြင်စရာရှိရာပြင်အောင်မယ်လို့ပြောကအပေါ်တက်သွားတဲ့မိကိုထူးငယ်ညစာပြင်ရင်စောင့်နေလိုက်တယ်ထူးငယ်သားညစာတွေကိုပြင်ဆင်ပြီးသွားတယ်မိဆင်းမလာတာမို့ထူးငယ်ညစာစားဖို့မိကိုအပေါ်တက်ရှိမိရဲ့အခန်းကိုတက်လာလိုက်တယ်အခန်းတကားဖွင့်ရန်ရွယ်တော့
အခန်းထဲမှာမိအတန်ကြောင့်ထူးငယ်မျက်လုံးလေးပြူးသွားတော့တယ်။အခန်းတကားပင်တုံရင်စွာဖွင့်ပြီးတော့မိရှိရဲ့အခန်းကိုထူးငယ်ဝင်လာလိုက်တယ်။ထူးငယ်မြင်လာရတဲ့မြင်ကွင်းကြောင့်ပါးလေးတွေရဲလို့လာခဲ့တယ်။မိသူခန်းထဲကိုဝင်လာလေးရဲ့ထူးငယ်ကိုမြင်လိုက်တာမို့သူ့ညီငယ်ကိုကစားနေရမှထူးငယ်ကိုဆွဲကကျွန်းကလေးပေါ်ရှိမှွေရထက်ကိုဆွဲလဲလိုက်တယ်။မိအဝိစားတို့ကကင်းမဲ့လို့နေရောတယ်။မိမှွေရလေးရဲ့လဲကျနေတဲ့ထူးငယ်ကိုအပေါ်မှာအုပ်မိုးပြီးတော့တခုခုကိုစားလောင်နေတဲ့သားရဲတစ်ကောင်လားထူးငယ်ကိုနီရဲရွှဲနေတဲ့မျက်လုံးကြည့်ရတဲ့ကြည်ကထူးငယ်ရဲ့ခါတစ်ဖက်ကိုတိတ်ဖက်ပြီးတော့ကြံလက်တစ်ဖက်ထူးငယ်ရဲ့မေးပြားလေးကိုဆွဲမော့ကထူးငယ်ရဲ့နီရဲထွေးဤနီရဲ့နှကန်းလေးကိုအပေါ်တလွာအောက်တလွာငိတ်ရှက်စွာနဲ့စုပ်ယူစားသုံးနေရတယ်။ဒယ်ဒီဘလို့ရောင်နန်းနေရလဲ။ตาအသက်ရှူကျက်လာပြီ။ဘေဘီဒယ်ဒီကိုခွင့်ပြုပါတော့။ဒယ်ဒီအရန်လိုချင်နေပြီ။ဒယ်ဒီညှင်သာပါမယ်။ဦးလေးပြောလေကလေးကျွန်တော်ဦးလေးကိုအရန်ချစ်တယ်။ဦးလေးရောကျွန်တော်ကိုချစ်လား။ကိုမပြေလို့မရဘူးလားကလေး။ဘာလဲ။ဦးလေးကကျွန်တော်ကိုမချစ်တာလား။ကျွန်တော်ကိုအပြော့ချမ်းတာလားဦးလေးရ။ရတယ်နော်။ခုပဲမမီယိုရှိရဲ့အော်စီကိုပြန်လိုက်သွားလိုက်မှာ။စိုင်းသူ့ကိုချိတ်ချောက်ကပြောနေတဲ့အာနာကြောင့်စာရီမိလိုက်တယ်။စိတ်ကြီးပဲနော်ကလေးရတော့အဲ့ဒါဆိုချစ်လားပြောချစ်တာပေါ့ဗျဒီကလေးလေးတယောက်ပဲရှိရအရန်ကိုချစ်တာပေါ့အဲ့ဒါဆိုကျွန်တော်ကိုမောင်လို့ခေါ်ဟာမခေါ်ချင်ပါဘူးကလေးရလဲရှက်စရာကြီးဦးလေးကြီးနော်ဘာရှက်တာလဲမရဘူးမောင်လို့ခေါ်မခေါ်လို့ကတော့ဒီနေ့ကျအပီအပြင်ကြမ်းပြစ်မယ်ဘာမှတ်နေလဲမောင်ဘလို့ကျွန်တော်မကြားလိုက်လို့နောက်တစ်ခေါက်ထပ်ခေါ်ပါအောင်မောင်ချစ်လိုက်တာဗျမောင်မိန်းမလေးကိုချစ်တယ်မောင်မနှံ့မိုးလင်းတော့မိတ်တညလုံးအေးရေးပြတ်ထားတာမို့အိယာထနေမြင်ခဲ့တော့တယ်ထူးငယ်လေးကိုစောက်လေးခြုံပြီးတော့မေရီချိုးကန်ထဲဝင်ကရင်မိုးချိုးကိုလည်းတန့်စင်ပြီးတော့ရန်နာမှာထွက်ကထိုင်နေလိုက်တယ်ထူးငယ်တယောက်မိတ်တညလုံးကြမ်းထားတဲ့အတွက်ကြောင့်နာကျင်မှုနဲ့တူနိုးထလာခဲ့ရတယ်မော်နီဘေဘီမော်နီဒယ်ဒီအိပ်ပုတ်လေးထဒယ်ဒီရေချိုးပေးမယ်ဒယ်ဒီပွေတာလည်းမလျှောက်နိုင်ဘူးထူးငယ်ပြောကြောင့်မိတ်ပြုံးလိုက်ကထူးငယ်လေးကိုပြေးကြည့်ပြီးတော့ရေချိုးကန်ကိုခေါ်လာခဲ့လိုက်တယ်ဘေဘီထူးငယ်အပြင်တော်ကောက်ငေးကြည့်နေမှမိတ်ခေါ်တဲ့ကြောင့်ထူးငယ်လှည့်ကြည့်လိုက်တယ်မြင်လာရတဲ့မြင်ကွင်းကြောင့်ထူးငယ်မျက်ရည်လေးတွေဝဲသွားတော့တယ်ဘာလို့လဲဆိုတော့သူ့ရဲ့နောက်မှာဒူးလေးတစ်ဖက်ထောက်ကဂရီပါဘူးအနီလေးကိုဖွင့်ပြီးတော့သူ့ကိုကြည့်နေတဲ့မိန်းကြောင်ဖြစ်နေရော့တယ်ဒယ်ဒီကိုလက်ထပ်ပါကလေးဒယ်ဒီတဘဝလုံးနဲ့ရင်းပြီးတော့ဒယ်ဒီဘေဘီကိုစောင့်ရှောက်ခြင်းတယ်ဘေဘီဒယ်ဒီကိုလက်ထပ်မယ်မို့လားတာသဘောတူပါတယ်ဒယ်ဒီတာဒယ်ဒီကိုလက်ထပ်မယ်နော်ချစ်တယ်ဘေဘီရဲ့တာလည်းဒယ်ဒီကိုအရန်ချစ်တယ်ဒယ်ဒီမေတူးငယ်ကိုဖတ်ထားရမှတူးငယ်ရဲ့မေးပြားလေးကိုဆွဲမော်ကမျက်နှိုးစွာနဲ့ကျင်ကျင်နာနာအနမ်းလေးချွေလိုက်တော့တယ်ဟုတ်ကဲ့ပါရှင်စာရေးသူအမွှန်းရေးသားထားတဲ့ Sugar Daddy ဆိုတဲ့ဇာတ်လမ်းကတော့ဒီမှာနေမဲ့ပြီးဆုံးပါပြီရှင်ဇာတ်လမ်းလေးကိုအားပေးခဲ့တဲ့ပရိသတ်ကြီးအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်